ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Story Channel ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့အောက်လန်းဘိုးထင်ဘဝအစအခန်း1ဘဝဘာကုန်းနဲ့စပြီးဝါလုံးနဲ့ဆုံးသောနှလုံးထဲသောဗမာစကလုံးနှလုံးကံကိုစပြုလို့ဘဝဆိုတာဖြစ်တည်လာပြီးဘဝကြောင့်ပဲဇာတိဆိုတဲ့မွေးဖွားခြင်းကိုရောက်ရှိကြရပါတယ်မွေးဖွားစားကလေးတယောက်ရဲ့ဥဝဲဆိုတဲ့ငိုတန်ကလင်းချက်တွန်ကန်ဒီအချိန်ခန့်မှာမောင်မိုက်နေတဲ့ပတ်ဝန်းကျင်ရှိအိမ်လေးတစ်လုံးစီကအစပြုလို့ဝင်းကျင်တစ်ခုလုံးကိုပြန်ကျဲလွင့်စင်သွားပါတော့တယ်မောင်ကောင်းကလေးမွေးပြီးယောက်ျားလေးဟဲ့အားရဝမ်းသားဖြင့်အော်ပြောလို့မဆုံးသေးမြခင်အရက်လက်တဲ့တော်ငယ်လေးရဲ့လန်တကြားအော်တန်ကြားမှာဦးကောင်းရဲ့ခြေလမ်းတွေတုံဆိုင်သွားခဲ့ရပါတယ်အကြီးမြခင်ဘာဖြစ်လို့လဲဗျာပြန်ပြေးတယ်မပြူချင်းကြောင့်အခန်းထဲသို့ဦးကောင်းလှမ်းဝင်လိုက်တဲ့ချိန်မှာတွေးလိုက်ရတဲ့မြင်ကွင်းကြောင့်ဦးကောင်းလိုအသားညွညွယောက်ျားရင့်မာကြီးရဲ့မျက်လုံးမှာမျက်ရည်တွေရေဝဲရတဲ့အထိပါပဲအကြောင်းကတော့ငြိမ်သက်စွာရှိနေသောမြခင်ကြောင့်ဖြစ်တော်တယ်မြခင်သည်အသက်ရှူခြင်းကင်းမဲ့စွာလဲလျောင်းနေပါတော့သည်ထိုအချိန်တွင်သူမ၏ဘေးတွင်ရှိနေသောလူမမဲကလေးရဲ့ငိုတန်ကငြိမ်သက်နေသောပတ်ဝန်းကျင်ကိုဖောက်ထွက်သွားပါလိမ့်တော့တယ်နောင်တွင်ခေါ်မိထိုကလေးငယ်ရဲ့အမိကအောက်လန်းဘိုးထင်အခန်းနှစ်အသက်12နှစ်ကျော်ကလေးမောင်ဘိုးထင်ဟာလွယ်တလုံးကိုလွယ်ပြီးတော့အိမ်ရှိမှထွက်ဟန်ပြင်လိုက်သည်ထိုအခါအိမ်ရှိကိုယ့်ပြက်မှာထိုင်နေတဲ့ဖခင်ဖြစ်သူဦးကောင်းမှဇကားတန်တချို့ထွက်လာလေတယ်ဂျိုးကောင်ဘိုးထင်ပြားပြီကျွန်တော်ဘာလုပ်ပေးရမလဲမင်းကဘိုးထင်လို့ဘာလို့ပေးတာလဲသိလားသိပါတယ်သိရင်ပြောစမ်းကွာဘိုးဆိုတဲ့စကလုံးရအသက်ကြီးနေပြီမြန်မြန်သေးမယ်ထင်လို့ပေးထားတာပါအေးဟုတ်တယ်မင်းတို့သာမမွေးငါမိမမသေးဘူးကွာကျွန်တော်လည်းဆိုင်လို့လားဖေဟာမင်းတို့သာငါမိမမမွေးခင်သေမလားအဲ့ဆိုလေကျွန်တော်လွတ်ပြလိုက်ပေါ့အေးမင်းတို့ငါအဲ့ဒီလိုလှုပ်ချင်နေတာငါညမဆန်းဝေရတာမင်းတို့နှုတ်တိုက်ပြီးမွေးထားတာဟုတ်ပါပြီဗျာကျွန်တော်ငတ်သွားပြင်းနဲ့ကြွက်ကပ်ပြီးထားအောင်မှာမိုးချုပ်ဦးမယ်သိလားအေးမိုးချုပ်တာချုပ်လို့ရတယ်ပြန်မလာလေးရတယ်ဒါပေမဲ့အချိန်ုံသိတယ်နော်မင်းတလုံးလာပို့ရမယ်အချိန်အင်းပါဗျာမောင်ဘိုးရင်ကိုတော်ဖြစ်သူမဆန်းဝေမှာငယ်စဉ်ကလေးကကျွေးမွေးပြုစုထားပြီးတယ်ဖခင်ဖြစ်သူဦးကောင်းကလည်းသူ့အာဂရုမဆိုင်ရှိသည်ဟုပင်မထင်ပေအတော်ဖြစ်သူကသူ့အသက်၈နှစ်ရွယ်မှာဆုံးပါသွားပြန်တယ်အဲဒီကအတော်ဖြစ်သူရဲ့ယောက်ျားကမောင်ဘိုးတွေကိုနှင်ချလိုက်တာကြောင့်ဖခင်ဖြစ်သူရဲ့အိမ်ထံပြန်ရောက်လာခြင်းပဲမောင်ဘိုးတွေကကြွက်ထောင်ငှက်ပြစ်ငါးဖမ်းခြင်းအလုပ်တွေကိုလုပ်ရင်းဦးကောင်းတို့အရက်တလုံးပုံမှန်ဝယ်ပေးရသလိုစားဝတ်နေရေးအတွက်ပတ်စံရှာသည်လဲနိုင်ကပိုင်ဆိုင်ထားပေမဲ့အဖေဖြစ်သူကလဲမလုပ်၍တီးစားချထားတာကြောင့်ဝမ်းစာစပားအတွက်မပူရလို့တော်သေးယခုလဲမောင်ဘိုးတင်တောသို့သွားကြပြီဖြစ်မောင်ဘိုးတင်နေသောတစ်စိမ်ရွာကလေးဟာတော်ရန်ကြသောဒေသဖြစ်လေတယ်ရွာဝင်အတန်လှမ်းသောနေရာမှာတင်းချိုင်းကုန်းရှိပြီးအုတ်ကူအဟောင်းများကဆေးရောင်မရှိလူသွားလမ်းဘေးမှာကပ်လျက်ရှိတင်းချိုင်းကုန်းအမည်နဲ့လိုက်အောင်ရွာဤတင်းချိုင်းကုန်းသည်ကုန်းလေးပေါ်မှာရှိနေပြီးတစ်ပင်ကြီးတစ်ပင်ငယ်နှင့်ခြုံရွယ်ပိတ်ပေါင်းတို့ကထူလာသည်လူတယောက်သေးရင်သာလူတယောက်မြုပ်နိုင်သောနေရာလောက်ကိုရှင်းလင်းပြီးမြေတူးကြတယ်ဒါကြောင့်တင်းချိုင်းကုန်းကတောဖြစ်နေလေတယ်အခုမောင်ဘိုးတင်အဲ့ဒီတင်းချိုင်းရဲ့အနောက်ဘက်မှာရှိတဲ့ခြုံထဲကိုကြွတ်ထောင်ရင်းနဲ့တင်းချိုင်းထဲဝင်၍ငှက်ပစ်နေလေတယ်ငှက်များမလာတဲ့အခါမှာမောင်ဘိုးတင်ကတင်းချိုင်းထဲမှာရှိတဲ့အုတ်ကူပေါ်မှာအိတ်နေလေတော့တယ်အဲ့ဒီချိန်မှာသူအိတ်နေတဲ့အုတ်ကူဘေးမှာရှိတဲ့လဲလန်းပေါ်မှာလူငယ်တတိုက်စကားတပြောပြောနဲ့လမ်းလျှောက်လာကြလေတယ်အဲ့ဒီလူငယ်ထဲမှာမြင်နိုင်ဆိုသောလူငယ်လေးကမောင်ဘိုးတင်ထောင်ထားတဲ့ကြွက်ကပ်ပြီးများကိုခိုးဖော်တယ်ကိုမောင်ဘိုးတင်ထင်နေမိလေတယ်လူငယ်များကလည်းမောင်ဘိုးတင်ရဲ့တတ်တူရွယ်သူများပါကြသလိုနှစ်နှစ်များကြီးသူများလည်းပါလေတယ်တချို့လူငယ်များရဲ့ပခုံးမှာတော့လွယ်အိမ်များကိုလွယ်ထားသလိုတချို့လူငယ်များရဲ့ပခုံးမှာတော့ပစိုးများကိုလိမ်ပြီးလွယ်အိတ်တံပြုတ်လောက်ကလွယ်ထားကြလေတယ်အဲ့ဒီလူငယ်များဟာမောင်ဘိုးတင်ကိုရှီမန်းမသိပဲစကားပြောလာကြတယ်မြင်နိုင်မင်းဟိုဘက်နေရရတဲ့ကြွက်ကြီးအကြီးပဲနော်ဟုတ်တယ်လေငါကိုစိုးကြီးရက်ဆိုင်ကိုသွင်းလိုက်တာမင်းဘယ်လိုလုပ်ပြီးရတာလဲကွာဟိုကောင်ပေတူးပြောတော့မင်းဘိုးတင်ကပ်ပြီးခိုးပေါ်လာတာဆိုအဲ့ကောင်ပေတူးလည်းတကောင်ယူလဲလေကွာဘိုးတင်အစိုးကြီးထားပြီးသွားဖြုတ်တာပါမင်းကဘယ်ချိန်မှသွားပြီးတော့ဖော်လိုက်တာလဲဟာအဲ့ကောင်ဝေလင်းမှသွားတာငါအုံမောက်ခောက်တာနဲ့သွားဖော်လိုက်တာလေသူသွားဖော်တော့ငါအိမ်ပြန်လို့ပြန်တော့အိမ်နေဟာပိုင်မကွာမြင်နိုင်လေကွာမပိုင်ချင်းတော်မရတာမင်းတို့သိရမလား
လူငယ်လေးများကစကားတပြောပြောနဲ့တင်းချိုင်းကိုကြော်သွားချိန်မှာမောင်ဘိုးထင်အုတ်ကူဘေးမှာထားလိုက်ပြီးမြင့်နိုင်လူရုပ်မှာကြွက်တခိုးမင်းနဲ့ငါနဲ့တွေ့ပြီပေါ့ကွာမောင်မိုးတင်ကစိတ်ဆိုးဒေါသထွက်ကအုတ်ကူကြီးဟာလောက်လေးกว่าတင်နဲ့ထုလိုက်ပါတော့သည်အခန်း3မောင်မိုးတင်ဟာအဖေဖြစ်သူအတွက်ဦးစိုးကြီးဘုံဆိုင်မှမီးတော်ရက်တလုံးသွားဝယ်နေလေတယ်ရလာတဲ့ငှက်တချို့ဦးစိုးကြီးကအရက်ဖိုးနဲ့ခြေခိုင်းလိုက်လေတယ်ဦးစိုးကြီးကအရက်ချိန်ပေးနေရင်မောင်မိုးတင်ကိုကြည့်ကဘိုးတင်မင်းပလင်းနေပြန်ယူရအောင်3လုံးရှိနေပြီနော်အင်းပါဗျယူခဲ့ပါမယ်အခုကတောထဲကနေတန်းလာတာမို့ပါမင်းအခုလော်ကြွက်မရဘူးလားမြင်နိုင်တဲ့ပေတူးတော့ကြွက်တွေငါးစီလာလာရောင်းနေအဲ့ကောင်တွေဘယ်နားထောင်နေလဲမသိဘူးမင်းစုံစမ်းပါလားနေရာသိအောင်စုံစမ်းကြမလို့ပါဘူးဗျာဒီကောင်တွေဘယ်ကရလဲဆိုတော့ကျုပ်သိသိတာပေါ့အေးသိရင်လည်းပြီးရောကြွက်ကထေးချိန်နီးလာလို့ဈေးကောင်းရနေပြီငါးကောင်ရစိတ်ချပါဗျာကျုပ်လာပို့ပါမယ်မောင်မိုးတင်ကတောရပလင်းကိုလက်ကဆွဲပြီးတဲ့နောက်အိမ်ကိုပြန်လာလေတော့တယ်အိမ်ဝိုင်းထဲကိုဝင်လိုက်တာနဲ့ဦးကောင်းရဲ့ပြစ်တင်ပြောဆိုတဲ့ကပါလာပြီအိမ်ဝိုင်းထဲကိုဝင်လိုက်တာနဲ့ဦးကောင်းရဲ့ပြစ်တင်ပြောဆိုတဲ့ကပေါ်လာပြီဖြစ်တော့တယ်ဂျိုးကောင်နောက်ကျလိုက်တာကွာမင်းရမင်းဘယ်တိုင်းသေးသေးငါဂီးမဆိုင်ဘူးငါအရက်လေးတော့အချိန်မှလာပူစမ်းပါကွာကြားလိုက်ကောင်ကျွန်တော်လည်းမြင်မြန်လာတာပဲဗျာမင်းမြင်မြန်လာရင်ဒီလောက်နောက်ကြမလားမိုးတောင်ချုပ်တော့ပေးတဲ့အရက်ငါကောင်နေအမဲဖော်လို့အမဲသားရင်လာပို့တာတယ်တွားယူစမ်းသွားမောင်ဘိုးတင်သည်မြည်သောစကားမှပြန်မပြောတော့ပဲဖခင်ဖြစ်သူအရှိတို့အရက်ပလင်းကိုချပေးလိုက်ပြီးအိမ်မော်ကိုတတ်သွားကမိဖို့ကြောင့်မှပကံလုံးတစ်လုံးနဲ့ထဲထားသောအမဲသားဟင်းများကိုပကံတစ်ချက်တည်းကော်ထည့်ပြီးတော့တွားပို့လိုက်လေတော့တယ်အိုင်တော်ဖခင်ဖြစ်သူရဲ့အရှိမှရက်လိုက်ပြီးအဖေကျွန်တော်ညအိမ်ပြန်မိတ်ဘူးကြွက်ဖော်ဖို့သွားဆောင်အိမ်မလို့သွားမောင်ဘိုးတင်ကအိမ်ပေါ်မှာရေနံစီမီးခွက်နဲ့တက်သားမီးချစ်ကိုယူလိုက်တယ်အိုင်တော်မှန်မီးအိမ်လေးတဲကိုရေနံစီမီးခွက်ကိုထည့်လိုက်ပြီးလက်မှာဆွဲကမီးဖိုချောင်းထဲကိုဝင်လိုက်တယ်အိမ်တော်မှန်အိမ်ကိုခဏဘေးကိုချထားလိုက်ပြီးတော့စစ်သုံးဟန်းကောဂျိုင်ထဲကိုထမင်းနဲ့အမဲသားဟင်းများကိုရောထည့်လိုက်ပြီးအဲ့ဒီဂျိုင်လေးကိုလွယ်အိတ်ထဲထည့်ပြီးတော့မီးအိမ်ကိုကောက်ကင်ကအိမ်ပြင်ကိုထွက်သွားပါတော့တယ်မောင်ဘိုးတင်ကထောင်ထားတဲ့ကပ်ပြီးများကိုတေချာစစ်ဆေးလိုက်ပြီးတဲ့နောက်အပင်ပင်အောက်မှာဝင်ပြီးအိတ်လိုက်လေတယ်ဘိုက်ကလည်းမစားသေးတာကြောင့်ထမင်းမစားသေးပြီမိုးကဆွတ်ချုပ်နေပြီဖြစ်တော့တယ်ရာသီဥတုရဲ့အပူချိန်ကြောင့်အိုက်ဆက်နေလေရာအတော်ပင်စိတ်ပြတ်နေမိလေတယ်လေကလည်းမတိုက်ခြုံထဲမှာလည်းဖြစ်နေတာကြောင့်လေမတိုက်သည်လည်းဖြစ်နိုင်သည်ထုံတော်မောင်ဘိုးတင်ကမီးအိမ်ကိုကောက်ယူလိုက်ပြီးထမင်းရိုက်ထဲထားတဲ့လွယ်လေးကိုလွယ်လို့တင်းချိုင်းကုန်းဘက်ကိုထွက်သွားလေပါတော့တယ်မောင်ဘိုးတင်ကသူထိုင်နေကြအုတ်ကူဟောင်းကြီးဘော်ကိုတတ်ထိုင်နေလိုက်တယ်လာရောင်နဲ့ကျဲရောင်ရဲ့အလင်းရောင်တဲ့လေးရနေတာမဟုတ်လို့မီးအိမ်ထဲမှာရေနံစီမီးခွက်ကိုမှုတ်လိုက်လေတယ်အဲဒီနောက်ဘိုက်ကစားလာပြီးဖြစ်တာကြောင့်ထမင်းချိုင်ကိုထုတ်ပြီးအုတ်ကူပေါ်တင်ပြီးတော့ဖွင့်လိုက်တယ်အမဲသားရနန်းကတင်းသွားချိန်တင်းချိုင်ထဲမှာအပင်တချို့ကလေမတိုင်ပဲလှုပ်ရှားသွားလေတော့တယ်အဲဒီရာကိုသတိထားမိတဲ့ဘိုးထင်ကလှုပ်နေတဲ့အပင်များကိုကြည့်ပြီးတော့စကားဆိုလိုက်လေတယ်ငါတယောက်စားတော့အနိုင်တော့မကြွေးနိုင်ဘူးစားချိန်ငါ့ကိုသာကြိုက်စားတော့သေလဲအေးတာပဲမောင်ဘိုးတင်ရဲ့စကားဆုံးချိန်မှာအပင်များလှုပ်နေရမှငြိမ်သွားလေတော့တယ်အဲဒီကမောင်ဘိုးတင်ဟာဂျိုင်ထဲမှာထမင်းကိုလက်နဲ့ကုပ်ပြီးတော့စားနေချိန်သူထိုင်နေတဲ့အုတ်ကူနဲ့မလန့်မကန့်ပါအရှိတ်တစ်ခုပေါ်လာလေတယ်အဲဒီနောက်အုတ်ကူရှိမှမတ်တက်ရက်နေတဲ့လူတယောက်ပေါ်လာလေတော့တယ်စုပ်ပြတ်နေတဲ့အဝတ်စားနဲ့ဖြူဖတ်နေတဲ့မျက်နှာမှာညလုံးနေရကလည်းဟောက်ပဲဖြစ်နေတယ်အဲဒီလူဟာ6ကတ်နေတဲ့အတန်နဲ့မောင်ဘိုးတင်ကိုစကားဆူလာလေတယ်ကောင်းလေးငါအုတ်ကူပေါ်ထိုင်စားနေပြီငါ့ကိုမကြွေးဘူးလားအဲ့ဒီတိုင်ကြောင့်မောင်ဘိုးတင်ခေါင်းထောင်ပြီးကြည့်လိုက်တယ်အကြီးတန်းသောထိုသူရဲ့ရုပ်ကိုမြင်သည်နဲ့လူမဟုတ်တာတန်းသိလိုက်တယ်လူဘွားကိုစိတ်နာနေတဲ့မောင်ဘိုးတင်အဖေဖြစ်သူကနေတိုင်းသေစေချင်နေတာမဟုတ်လို့လူဘွားကိုမခင်တွဲဒါကြောင့်ကြောက်တယ်ဆိုတာဘယ်အရာလန့်တယ်ဆိုတာဘယ်အရာမှန်းတော့မသိပါကြီးဒီလိုဖြစ်အောင်လဲအဖေဖြစ်သူနဲ့အတော်ဖြစ်သူတို့ကပြုတ်လုပ်ပေးလိုက်သည်ဟုပြောရမည်ဖြစ်တော်သည်လူမန်းသီးတဆာရွယ်ကလေးကသူများကလေးများနီးတူသားလေးငါသားလေးအဖေသားလေးအမေသားလေးဆိုတော့ကျင်နာစကားများမဆိုထားနဲ့ကောင်လေးလူလေးဆိုစကားတော့မပြောအတော်ဖြစ်သူကဘိုးထင်ခေါ်သလိုအဖေဖြစ်သူကဂျိုးကောင်လေးကိုခေါ်လေသည်ထမင်းချိုင်ကိုဆွဲနိုင်လောက်တဲ့အရွယ်ကနေစားပြီးနေဝင်မိုးချုပ်တင်းချိုင်ကိုကြော်ပြီးတော့တောင်ရတဲ့အတော်ဖြစ်သူကအမြဲတမ်းထမင်းပိုခိုင်းမြဲဖြစ်လေသည်အတော်ဖြစ်သူ၏သားများသည်ပင်ဆယ်ကျော်သက်အရွယ်ရောက်နေပေမဲ့လူမမဲမောင်ဘိုးတင်ကိုသာခိုင်းမြဲဖြစ်တော်တယ်အဖေဖြစ်သူကလည်းအတော်ထက်ပိုဆိုးလေသည်အရက်မရှိရင်တကောင်ကြော်တွေဘာတွေမသိမောင်ဘိုးတင်ကိုနှိုးပြီးတော့သွားဝယ်ခိုင်းတတ်တယ်အဲဒီလိုလောကဒဏ်ကိုခံစားရတဲ့မောင်ဘိုးတင်လူဖြစ်နေသည်မှာထမင်းစားဖို့တစ်ခုနဲ့သေဖို့အတွက်စောင့်နေသည်ဟုစိတ်ပိုင်းဖြတ်ကာထားသည်မို့ညီတို့သောကြောက်စိတ်မှမရှိတော့ပြီ
ကျေနာမှုမရသောကလေးဘွားကိုဖျက်ဆီးခဲ့ရတဲ့မောင်ဘိုးထင်ရှေ့မှာရောက်နေတဲ့တရေကိုမကြောက်တာမထူးဆန်းတော့ပါတေမောင်ကိုတော့နည်းနည်းမှမကြောက်တော့သောမောင်ဘိုးထင်အတွက်တရေ6သည်ဆိုတာကရည်စရာဟုပင်ထင်ကောင်းထင်နေပြီဖြစ်တော်သည်ယခုလဲသူ၏ရှိတွင်ထမင်းတောင်းစားမိသဘောရှိသောတရေတစ်ကောင်ကသူ့အားစကားဆိုလာလိမ့်ပြီအဲ့ဒီကမောင်ဘိုးထင်ကအဲ့ဒီတရေကောင်ကိုတေချာကြည့်လိုက်ပြီးဒီအုပ်ကခမည်းအုပ်ကူလားဟုတ်တယ်မင်းနေတိုင်းထိုင်တာငါသိမင်းစားနေတဲ့အမဲသားငါ့ကိုကြွေးနေပါဦးဗျကျုပ်စဉ်းစားနေတာမင်းငါ့ကိုမကြောက်ဘူးလားတရေကြီးမကြောက်ဘူးလားဟူသောစကားကိုမေးချိန်မှာမောင်ဘိုးထင်ဟာတိုက်ရီမောလိုက်ပြီးကြောက်ချင်တာပေါ့ဗျာအမေကျွန်တော်ကယ်ပါဦးလို့អော်ပြီးတော့အမေစီပြေးချင်ခဲ့ဘူးတာပေါ့ပြီးတော့အဖေကျွန်တော်ကြောက်တယ်လို့ပြောပြီးတော့အဖေကမကြောက်နဲ့ငါသားလို့ပြောတော့လိုချင်ခဲ့ဘူးတာပေါ့ဗျာဒါပေမဲ့ကျုပ်ကကြောက်လဲငိုယုံနေလဲကျုပ်ကိုဘသူကချော့ဘသူကမငိုနဲ့လို့မှပြောမှာမဟုတ်တာအဲ့တော့ကြောက်တယ်ဆိုတာဘာလဲလို့တော့မေးရမလို့ပဲဗျာတဲကောင်ကြီးကအုတ်ကူကြီးရဲ့ရှေ့မှာမားမားရက်ပြီးတာလက်ကိုဖြတ်ပြီးတော့တောင်းနေပါလေဘိုးထင်ပြောတာကိုနားလဲပုံလဲမပေါ်ပါအဲ့ဒီကမှမောင်ဘိုးထင်ကမဲသားတစ်ဖက်ကိုတရေကြီးရက်နေတဲ့အုတ်ကိုအစုံကိုပြစ်ပေးလိုက်ပါတော့တယ်တရေကြီးကမောင်ဘိုးထင်ပြစ်ပေးလိုက်တဲ့အမဲသားတုံးကိုကောက်ယူပြီးတော့စားနေလေတယ်ကုံသွားတဲ့ခါနောက်တစ်ခါလက်ကိုပြန်ဖြန့်ပြီးတော့တောင်းနေပြန်တယ်မောင်ဘိုးထင်ကလည်းထပ်ပြီးတော့ချပေးလိုက်ပြီးထမင်းကိုသာစားနေတော့တယ်ခဏကြာတဲ့ခါမှာဘိုက်ပြေသွားပြီမလို့ကြံတဲ့ထမင်းနဲ့ဟင်းများကိုအုတ်ကိုအစုံးမှာစုပုံပြီးတော့ပေးလိုက်ပြီးတော့တယ်အဲ့ဒီကတရေကြီးကမောင်ဘိုးထင်ပုံပေးတဲ့ထမင်းနဲ့ဟင်းညံများကိုအားရပါရစားတောင်းနေပါတော့သည်စားတောင်းနေတော့တရေကြီးကိုမောင်ဘိုးထင်ကကြည်ပြီးတဲ့နောက်စကားဆိုလိုက်လေတယ်ခမ ्या ဦးပေါ်ထိုင်နေကြမလို့ကျုပ်ကြွေးတာနော်ကြောက်လူကြွေးတာမဟုတ်သေးလားသိပါတယ်ကွာကျေးဇူးတင်ပါတယ်ငါမင်းကိုဘာကူညီပေးရမလဲငါနာမည်ငါနတ်ပါမကူညီပါနဲ့ဗျာအကူညီတောင်းမိရင်လည်းနေတိုင်းကြွေးနေရမှာမလားမဟုတ်ပါဘူးကွာမင်းခိုင်းနေတာရပါတယ်ခိုင်းပါမင်းကြွေးလဲရတယ်မကြွေးလဲရတယ်မောင်ဘိုးတွေကတရေကြီးစကားကြောင့်ခိတ္တတွေးလိုက်သူ့စိတ်ထဲမှာကြွားတခိုးမြင်နိုင်ကိုမြင်အောင်လာလေသည်မောင်ဘိုးတွေတစ်ချက်မျှပြုံးလိုက်ပြီးစိတ်ထဲမှာတော့ဒီငနာတွေတွေးပြီးပေါ့ကွာကျိန်းသွားလိုက်ကဟုတ်ပြီဗျာအဲ့ဆိုတခုတော့ကူညီပြောပါကောင်းလေးကျုပ်ကြွက်ကပ်ပြီးတွေကိုရွာကောင်လေးနှစ်ယောက်ဖော်ပြီးတော့ကြွက်တွေယူသွားတယ်ဗျာအဲ့ကောင်လေး6ဝေးသက်မှာတေအောင်လုပ်ပေးရမှာကောင်းလေးဟာတေအောင်တော့မလုပ်နဲ့လေဗျာနောက်တစ်ခါမခိုးရဲအောင်လုပ်အဲ့လောက်ဆိုရစိတ်ချကောင်းလေးမင်းဒီမှာအိမ်မှာလားဟုတ်တယ်ဗျာအဲ့ကောင်လာမဖော်ခင်တကောင်ကျော်တစ်ခါဖော်မယ်ကြွက်မြေပြန်ထောင်ပြီးတော့မနက်တကထပ်ဖော်မလို့ဒီမှာစောင်းအိမ်မှာဗျာအဲ့ဒါဆိုမင်းအိမ်နေအဲ့ဒီကောင်လေးကငါ6လွတ်လိုက်မယ်အဲ့ဒါဆိုလဲကောင်းတာပေါ့ဗျာကျုပ်အိမ်နေတော့ကျုပ်တော့ဂုံမချိုးပါဘူးတော့ခင်ဗျာဘာလဲအခုတော့မင်းကြောက်နေပြီမလားမဟုတ်ပါဘူးဘာမသိညာမသိပဲမသိချင်လို့ပါဗျာချိုးချင်ကျုပ်အခုချိုးသွားလိုက်ဟုတ်ပလားမောင်ဘိုးတွေကခက်တီတီနဲ့ပြောလိုက်ပေမဲ့တရေကြီးကသူ့မြင်ကွင်းထဲမှာတရေရိပ်နဲ့ပျောက်ကွယ်လို့သွားပါတော့သည်အခန်းလေးမောင်ဘိုးတွေတမင်းစားပြီးတဲ့အခါအုပ်ကူကြီးပေါ်မှာပတ်လက်အိတ်လိုက်လေးတယ်သူ့ရဲ့မျက်လုံးထဲမှာတော့မမြင်ဘူးတော့သူ့မိခင်ဖြစ်သူကိုပုံဖော်ကြည့်နေမိတယ်အရက်ထဲကသဘောကောင်းတဲ့ဒေါ်ကြီးများဟာသူ့မိခင်ရဲ့ရုပ်ပုံကိုပြောပြကြတဲ့အခါမှာတော့မောင်ဘိုးတွေငေးပြီးတော့နားထောင်ခဲ့ဘူးလေသူရဲ့စိတ်ထဲမှာတော့အမေဟာကြွားဖျားပွဲမှာကပြဘူးတဲ့အငိမ့်မင်းသမီးလေးလို့တွေးထားခဲ့ဘူးဒီမဟုတ်ပါလားသူကမွေးပေးတဲ့အရက်လက်တဲ့ဒေါ်ငယ်လေးကိုသူ့အမေကြောင့်သွားမေးဘူးလေသဘောကောင်းတဲ့အမေကြီးကသူ့အားစိတ်ရှည်လက်ရှည်ပြောပြနေတာကိုအခုအုပ်ကူပေါ်အိတ်ရင်တွေးနေမိတော့တယ်အမေကြီးတော်ငယ်လေးကျွန်တော်အမေကဘယ်လိုပုံစံလဲဗျမောင်ဘိုးထင်နဲ့နည်းနည်းစင်တာပေါ့ကွယ်အပြိုတော့ကနေအမေကပန်းအောင်ကင်တော့ပန်းအောင်ကင်ဆိုတော့အမခင်မေတို့လိုလားမေအဲ့ဒီထထောင်လှပါသေးတယ်တော့ခင်မေတို့လှတယ်ဆိုတာမြခင်လှတာကိုဘယ်မိပတော့ဟုတ်လားကျွန်တော်မြင်မှုကျင်လိုက်တာဗျာအေးဟဲနင်ပြောမှာပဲမြခင်တော့သတိရလားအမေတော်ငယ်လေးမှပြောင်းမှုဆေးလိတ်ကြီးကိုဖွာရင်းအိမ်ရှိမှဝက်ကတ်ချန်စီကိုငေးပြီးတော့ပြောနေတယ်မောင်မိုးတွေကသူ့မိခင်ဖြစ်သူမှရွာကအလားဆုံးပန်းအောင်ကင်ထလှသည်ဒေါ်ငယ်လေးမှပြောတော့ခါများစွာပီတိဖြစ်နေပြီးတော့မိခင်ပုံရိပ်ကိုစိတ်ထဲ၌ပုံဖော်ကြည့်နေမိပါတော့တယ်ယခုတင်းချိုင်းတဲ့ကအုတ်ကူကြီးပေါ်မှာအိတ်နေတဲ့မောင်ဘိုးထင်ကိုမိခင်သားမြင်ရင်ကျိုးမှာအေကံပင်ဖြစ်တော်တယ်အခုတော့စိတ်ပူသူမရှိကျင်နာသူမရှိသောမောင်ဘိုးတင်တယောက်အုတ်ကူပေါ်မှာတွေးပေါင်းများစွာနဲ့အိပ်ပျော်သွားလိပါတော့တယ်အခန်းကမောင်ဘိုးတင်အုတ်ကူပေါ်မှာအိတ်နေလေအကင်းပါအေးဆက်တဲ့မောင်ဘိုးတင်ရဲ့နားထဲကိုတိတ်ရွက်တိတ်ကိုင်းများကိုနင်းနိုင်ကြရ၍ထထိုင်လိုက်မှအိမ်မုံဝိုးတဝါဖြစ်နေသောမောင်ဘိုးတင်မျက်လုံးဟာချက်ချင်းမပွင့်သေးပြီလက်နဲ့ပို့လိုက်တော့မှအတန်အသင့်ပွင့်လာပြီးမိအိမ်အလင်းအောင်တစ်ခုကသူ့နာကတ်လာလေ
အဲဒီကမောင်ဘိုးတွေကလွယ်ရီထဲမှာလေးခွာကိုထုတ်ပြီးလောက်စာကိုအသိပြန်ထားလိုက်တယ်မောင်ဘိုးတွေတရေတစီများကိုမကြောက်ပါရွာနီးချုပ်ဆက်တွေနွားများပျောက်သည်သတင်းကြားတော့ကြောင့်နွားသခိုးများဖြစ်နေရင်ပြစ်မီလို့တွေးထားခြင်းဖြစ်တော့တယ်အတန်ကြာတဲ့ခါမှာတော့မိရင်ရဲ့အလင်းအောင်ကြောင့်သူ့နာလာတော့သူကိုတေချာတွေးလိုက်ကြလေသူ၏အဖေနဲ့အသက်မတိမ်မရင်ရှိရန်တူသောလူကြီးတယောက်ပေါက်တူးနေခေါ်ပြားကိုနှစ်လက်ပူးထမ်းလာပြီးလက်တစ်ဖက်မှာမိအိမ်ကိုကင်လာခြင်းဖြစ်တော့တယ်အုတ်ကူပေါ်အိမ်နေတဲ့မောင်ဘိုးတွေကိုတွေးတဲ့အခါအဲ့ဒီလူကြီးကအံ့ဩသွားပြီးမောင်ဘိုးတွေကိုစကားဆိုလာလေတယ်ကောင်းလေးဘာလုပ်နေတာအချိန်မတော်ကြီးတင်းညိုင်းနေမှာအိမ်နေရလေဗျာခမရဘာလုပ်တာငါမမင်းနဲ့မင်းနဲ့ဘယ်သူဖော်ပါသေးလဲဘယ်သူမှမပါဘူးကြုံမင်းတာဖြစ်အောင်ခမရကျုပ်တို့ရမဟုတ်ဘူးမလားဟုတ်တယ်လုံးစရာရှိလို့လာတာဒီချိန်ဘာမဟုတ်တာလာလို့တာကောင်းလေးမင်းကအလာသားပဲဒီချိန်မင်းကတင်းတိုင်းထဲမှာတယောက်တည်းအိတ်ရဲတယ်ဆိုတော့မခေဘူးကွာမင်းဘာလာလို့တာလဲမှန်တိုင်းပြောကွာကျုပ်ကကြွက်လာထောင်တာဗျာမင်းကြွက်ထောင်လို့ရရင်အဲ့ကြွက်တွေကိုရောင်းတာလားဟုတ်တယ်လေဗျာရောင်းတာပေါ့အေးငွေဘယ်လောက်ရလဲတကောင်ပြား90လောက်တော့ရတယ်ပေါ့ဗျာဒီညမင်းကောင်ကူညီ90ပေးမယ်ကွာဘယ်သူမှတော့ရှောက်မပြောအောင်ဘလို့လဲမောင်ဘိုးရင်ခက်တာဗျစဉ်းစားလိုက်တယ်ကြွက်ကြီးသားတကောင်ရမှာပြား90လောက်ရတာတနေ့9ချက်ရဖို့ကြွက်ကြီး10ကောင်မိမှရလိမ့်မယ်အခုဒီလူကြီးကတညာတဲ့90ပေးပြီဆိုတော့မောင်ဘိုးတွေလိုချင်မိတယ်သူစဉ်းစားနေချိန်မှာအဲ့ဒီလူကြီးကထပ်ပြီးတော့စကားဆိုလာပြန်နေကောင်းလေးမင်းကြီးရတာအကြောင်းလန့်ရှိပုံမပေါ်လို့ငါခေါ်တာနော်90ဆိုတာနဲ့တဲ့ပမာဏမဟုတ်ဘူးအေးဗျာကျုပ်လုံးမယ်ကဲဒီလိုမှဘူးဒါနဲ့မင်းဘယ်သူမှရှောက်ပြောလို့တော့မရဘူးနော်ပြောရင်မင်းကိုသေအောင်တတ်မှာကြားလားသေမကြောက်တော့မောင်ဘိုးတွေမင်းဒိုလူကြီးသေချာကြည့်ပြီးတော့ပြောတဲ့စကားများကြောင့်ကြက်သိမ်းပင်ထားသွားမိပါလေအဲ့တော့မောင်ဘိုးထင်ကအဲ့လူကြီးကိုသေချာကြည့်လိုက်ကစိတ်ချပါဗျာဘိုးတင်ဆွဲကျုပ်ကဂရိတီပါတယ်ဗျာကြိုက်တယ်ကွာလာခဲ့ဒီမီးရင်ယူမင်းတို့ရွာမနေ့ကသေသွားတဲ့မိန်းကလေးတယောက်မြုပ်ထားရှိတယ်မလားရှိတယ်ကျုပ်နေ့လေငှက်လာပြစ်နေတော့လာမြုပ်နေကြတာဟိုဘက်မှာအုတ်ကူလားမဟုတ်ဘူးဗျမြေပုံပဲရွာလဲကအမားတွေပိုးထီပြီးသေတာအပြိုမဟုတ်လားဟုတ်တယ်ဗျငါ့ကိုလိုက်ပြသန်းကွာမောင်ဘိုးတွေကမီးရင်ကိုယူပြီးတော့နေ့လေကမြုပ်ထားတဲ့မျိုးသမီးရဲ့မြေပုံကိုရှာလိုက်တော့တယ်အချိန်သိကြမရှာလိုက်ရပါခြုံတော်များကိုရှင်းလင်းထားတဲ့နေရာမှာမြေပုံအသစ်တစ်ခုတွေ့ရလေတယ်အဲ့ဒီမြေပုံရဲ့ထိပ်မှာတစ်သားပြားကိုနာမည်စာရေးထိုးထားတဲ့မန်နွယ်ဝင်းအသက်23နှစ်ဟုမှတ်တိုင်လေးကိုမောင်ဘိုးတွေလက်မှာကင်ထားတဲ့မိရင်လင်းအောင်ကြောင့်အတိုင်းသားမြင်နေရလေတယ်အဲ့ဒီမြေပုံနားရောက်တဲ့အခါမောင်ဘိုးထင်ရဲ့နောက်မှလိုက်လာတဲ့လူကြီးကပေါတူးနဲ့ဂေါ်ပြားကိုအောက်ကိုပြစ်ချလိုက်ပြီးပစိုးကိုတိုးတိုးဝစ်ကပြစ်ချထားတဲ့ပေါတူးနဲ့ဂေါ်ပြားနဲ့ပေါတူးကိုယူလိုက်ပြီးတော့မြေပုံကိုတူးလိုက်ရမှာမောင်ဘိုးထင်မျက်လုံးပြူးသွားပြီးအလင်းမြန်တားလိုက်လေတော့လေဟာဟင်းလူကြီးဘာလို့တာလဲဗျာဒူးမလို့လေကွာခမရလူသေးလောင်းယူဘာလို့မလို့လဲမင်းမသိပါဘူးကွာဘာချေရလက်ရမှာမပြက်စီရအောင်မင်းလူသွားလူလာတာစောင့်ပြီဒီချိန်ဘယ်သူမှမလာတော့ဘူးဗျအုံမောင်းခေါက်ရင်တော့ဟိုငနာတွေလာလိမ့်မယ်အဲ့ချိန်ထိလောက်တော့မကြပါဘူးကွာကျုပ်ငွေပေးဖို့သာမမေ့နဲ့တော့အေးပါကွာမင်းရလဲဒီကောင်လေးကတော့မလွယ်ဘူးကြီးဒါနဲ့နေအောင်ဗျခမရနိုင်မယ်ဘယ်သူလဲဦးအောင်လို့သာမှတ်ထားကွာစကားမများနဲ့တော့ငါမင်းအလောင်းဖော်လိုက်အောင်မေအချိန်တော်ကြာဦးအောင်ကပေါတူးတက်လက်ဂေါ်ပြားတက်လက်နဲ့အလောင်းကိုဖော်တူးနေချိန်မှာတော်တော်ကြာပြီးတဲ့အခါမှာတော့အလောင်းထည့်ထားတဲ့အခေါင်းကိုပေါတူးနဲ့ပေါက်မိပြီးပြတ်တော့တယ်ဟာကောင်းလေးအခေါင်းတော့ပေါ်ပြီကွာလာဒီဘက်တိုးမီးပြန်အင်းပါဗျမောင်မိုးတင်ကမီးအိမ်ကိုယူပြီးတော့ကျွင်းပြန်ဖြစ်သွားတဲ့မြေပုံနားမှာထိုင်လိုက်ပြီးအတွင်းကိုမြင်နိုင်မှုမီးအိမ်ကိုပြလိုက်တယ်ဦးအောင်ကတစ်သားအခေါင်းပေါ်မှာတင်နေတဲ့မြေများကိုဂေါ်နဲ့ထိုးပြီးတော့အပေါ်ကိုတင်လိုက်ပြီးဂေါ်နဲ့ထိုးရင်မရတဲ့မြေများကိုလက်ဖြင့်ဘေးကိုတတ်ချလိုက်လေကပေါတူးနဲ့အခေါင်းနားစာတန်ရိုက်ထားတဲ့နေရာများကိုဂလန့်ပြီးတော့ဖွင့်နေတယ်အဲနောက်ပွင့်သွားပြီဖြစ်တဲ့အခေါင်းဖုံးကိုအပေါ်ကိုမတင်လိုက်တော့တယ်အဲဒီနောက်ဦးအောင်ကအခေါင်းထဲမှာသေဆုံးနေဖြစ်တဲ့မန်နွယ်ဝင်းရဲ့အလောင်းကြီးကိုမောင်ဘိုးတင်စီမှာမီးအိမ်ကိုယူပြီးတော့သေချာကြည့်နေတယ်အဲဒီနောက်ဦးအောင်ကအလောင်းပေါ်မှာလွှားထားတဲ့အင်ကြီးအပိုးကိုယူပြီးတော့ခောက်နေလေတယ်ခောက်ပြီးတဲ့အခါမှာမောင်ဘိုးတင်ကိုပေးလိုက်ကရောကောင်းလေးဘေးမှာခဏချတာပြီခမရလည်းဗျာဘာတွေလုံနေမှလည်းမသိဘူးပေးမောင်ဘိုးတင်ကငွေ90မျက်နှာဖြင့်အင်ကြီးကိုယူပြီးတော့ဘေးလိုရာကိုချထားပေးလိုက်တယ်ဦးအောင်ကနောက်ထပ်အလောင်းကောင်မှစပင်မွှေးများကိုဆွဲနှုတ်ပြီးကပိုက်ထဲကိုထည့်နေတယ်အဲ့နောက်အလောင်းကောင်ရဲ့ခြေမနှက်ခုကိုပူးချီထားတယ်အချီကျိုးကိုဖြုတ်ယူနေပြန်တယ်နောက်ထပ်အလောင်းကောင်ရဲ့ထမိန်စာများကိုလည်းပေါက်တူးသွားနေဖြတ်ပြီးတော့ယူနေသေးလေတယ်ဦးအောင်ကအလောင်းကောင်ရဲ့မျက်နှာနားကိုမီးအိမ်ကိုတိုးကတ်လိုက်လေတယ်
မိရင်ရဲ့အလင်းရောင်ဒီကကျွင်းတွေမှာရှိတဲ့အခေါင်းထဲမှာရှိသောအလောင်းကောင်ရဲ့မျက်နှာကိုရှင်းလင်းစွာမြင်နေရတယ်။ဦးအောင်ကအလောင်းရဲ့ဦးခေါင်းကိုလက်နဲ့ထိလိုက်ပြီးຫນွယ်ဝင်းဆိုတဲ့ကောင်မဒီနာရှိရဲ့နေကိုယ်လည်းခဏဝင်စမ်းဦးအောင်ကပြောလိုက်သည်နဲ့ຫນွယ်ဝင်းအလောင်းကမျက်စိဖွင့်လာတော့တယ်။အဲဒီကမျက်စိဖွင့်လာတဲ့အလောင်းကောင်ကိုကြည့်လိုက်ပြီးဦးအောင်ကပြုံးလိုက်ကကဲနေမကောင်းဆိုးဝါးဖြစ်နေပြီငါနေအောင်ပိုင်နေငါ့ကိုဂလန်ဆန်လုံးရင်မီးလောင်တိုင်းသွေးမြင်မကြလားငါနေရဲ့အဝတ်စားနဲ့နေစပင်ကိုငါတနေရာမှာထားမယ်နေအဲ့ဒီညမှာသွားနေရမှာကြလားရဲ့အလောင်းကောင်ကြီးကမျက်လုံးဖွင့်လိုက်ပိတ်လိုက်လှုပ်၍သာနေနေတယ်အဲ့ဒီနောက်ဦးအောင်ကအလောင်းရဲ့ဦးခေါင်းကိုကင်ထားတဲ့သူ့ရဲ့လက်ကိုလွှတ်လိုက်တော့မှအလောင်းကောင်ကြီးကမျက်စိများပိတ်သွားလေတော့တယ်မောင်ဘိုးတွေကထူးဆန်းလို့ရိတ်မျက်တောင်မခတ်ပင်ကြည့်နေလေတယ်ဦးအောင်ကသူလုံးရမယ့်ကိစ္စများပြီးပြီမဟုတ်လို့အလောင်းထည့်ထားတဲ့အခေါင်းရဲ့ဖုံးကိုပြန်ပိတ်လိုက်ပြီးတဲ့နောက်ကျွေးမော်ကိုပြန်တက်လာကကော်ဖြင့်တူးထားတဲ့မြေပြားကိုပြန်ဖို့လေတော့တယ်ချိန်တော်ကြာတဲ့အခါမန်နွယ်ဝင်းကိုမြုံနှံထားတဲ့မြေပုံလေးမှာမူလပုံစံတိုင်းပြန်ဖြစ်သွားလေတော့တယ်အဲဒီခါမှာဦးအောင်ကမောင်ဘိုးထင်ကိုပေးထားတဲ့အလောင်းမှာလွှားထားတဲ့အင်ဂျီကိုတောင်းယူလိုက်ပြီးကပိုက်ထဲမှာထည့်ကမြေပုံဘေးမှာခြေပြက်လက်ပြထိုင်လိုက်ပြီးတော့ကောင်းလေးမင်းကတော့အာကပဲကွာမင်းမကြောက်ဘူးလားမကြောက်ပါဘူးဗျာမင်းကဒီသစ်စိန်ရွာကပဲလားဟုတ်တယ်ဗျာမင်းဖေနဲ့အမေနာမည်ကဘယ်သူလဲအဖေနာမည်ကဦးကောင်းအမေကတော့မရှိတော့ဘူးဗျာနာမည်ကဒေါ်မြခင်နဲ့ဩအေးမင်းတို့သဘောကျသွားပြီကွာရော့ဒီမှာငွေ90မောင်ဘိုးတွေကဦးအောင်ပေးလိုက်တဲ့9ချက်တန်10ရွက်ကိုယူလိုက်ပြီးလွယ်တဲ့ထက်ကဟာဒီနေ့ကတော့တွက်ချီကိုင်လုံးဝပြီဗျာတနေ့ခင်ဗျားဓာရီဘာတွက်နဲ့လောက်တာလဲဗျာငါကအောက်လန်းเสียရလीကွာသွားပြီကောင်းလေးဦးအောင်ကပြောဆိုမီးအိမ်ကိုယူပြီးတော့လာတော့ကအတိုင်းပေါက်တူးနဲ့ဂေါ်ကိုပူး၍ပခုံးမှာထမ်းပြီးပြန်သွားလေတော့တယ်မောင်ဘိုးတွေလည်းအုတ်ကူနာကိုပြန်သွားလိုက်ပြီးတော့သူဤမီးအိမ်ကိုယူလိုက်ကကြွက်ထောင်ထားတဲ့ကပ်ပြီးများစီကိုထွက်သွားလေတော့တယ်အခန်း6မောင်ဘိုးတွေဦးအောင်နဲ့တွေ့ပြီးတာ3ရက်မြကြာသွားပြီဖြစ်လေတယ်ဦးအောင်ပေးခဲ့တဲ့ပတ်စံနဲ့အဖေဖြစ်သူအရက်ဖိုးများကိုလိုက်ဆက်ပေးလိုက်တယ်ယခုဦးစိုးကြီးရဲ့ဆိုင်ကိုရောက်လာလေတယ်အဖေတို့အရက်တစ်လုံးဝယ်ပြီးဖြစ်တော့တယ်ဦးစိုးကြီးကမောင်ဘိုးတွေကိုမြင်တာနဲ့ဘိုးတွေမင်းဖေမင်းကိုလိုက်ရှာနေတယ်ငါးစီတောင်ရောက်လာသေးတယ်ကွာဘာဖြစ်လို့လဲဗျထူးထူးဆန်းဆန်းမသိဘူးဟေးဘိုးတွေကြွက်လေးရရင်လာဖို့ကွာမင်းလှုပ်ပါဦးခမည်းကောင်မြင်နိုင်တော့လာမရအောင်လားအဲเจ้าနေပြောမနေစမ်းပါနဲ့ကွာကြွက်ဖော်သွားရင်တရေ6ခံလို့ဖျားနေတယ်ကွာတကယ်ကောင်တွေပဲဟာဟုတ်လားဗျကဲကျုပ်သွားပြီပြုတ်မောင်ဘိုးတွေကအရက်တစ်လုံးကိုယူကာဆိုင်ပြင်ကိုထွက်သွားလေတော့တယ်သူဤမျက်နှာမှာပြုံးနေလေတယ်သူမဲသားကျွေးသောတရေကြီးကဂရိတီပါလားဟုလည်းတွေးနေမိတော့တယ်သူအိမ်ကိုပြန်အောင်ချိန်မှာဖခင်ဖြစ်သူကပစိုးနဲ့ထုတ်ထားတဲ့အထုပ်ထုပ်ကိုအိမ်မမယူလာပြီးမောင်ဖိုးတွေရပ်ပလင်းကိုကိုပြည့်ရှိချလိုက်ပြီးတဲ့နဲ့ပစိုးတော့ကိုပြစ်ပေးလိုက်ကဟဲ့ရောမင်းပေးပင်အောင်လူငါသွားလို့တော့သွားမင်းကိုခဏနေလာခေါ်လိုက်မယ်မင်းကိုစဘာ20ပေးတယ်မင်းကအဲ့လောက်တောင်တန်တာလားကွာဟမ်ငါစဘာစားငွေထုတ်ခဲ့ပြီမောင်ဖိုးတွေပစိုးနဲ့ထုတ်ထားတဲ့သူ၏အဝတ်ထုတ်ကိုကန်ရင်ကြောင်အန်းနဲ့ရက်၍သာနေပါတော့တယ်အောင်လန်းဘိုးတွေရဲ့ဘဝအစကတော့ဤမြတာပဲမကြမီအောင်လန်းဘိုးတွေနဲ့လက်ဦးစီယာဟူသောဇလန်းကိုလည်းဆက်လက်တင်ဆက်ပေးပါဦးမေအောင်လန်းဘိုးတွေနဲ့လက်ဦးစီယာအခန်း1အုံဆိုင်နေသောမိုးသားတိမ်လိမ်များအောက်မှာရှိတဲ့လဲလန်းလေးဘေးမှာလူသွားလန်းလေးမှာလူ2ယောက်လမ်းလျှောက်နေတယ်အရွယ်ရောက်လူငယ်လေးမောင်ဘိုးတွေနဲ့အသက်30ကျော်လူရွယ်တဦးတို့ဖြစ်ပါလေမောင်ဘိုးတွေကလွဲကိုလွဲထားပြီးတော့ပစိုးဖြင့်ထုတ်ထားတဲ့အဝတ်စားထုတ်ကိုလက်မဆွဲလို့လမ်းလျှောက်နေရင်ခမရတို့ရွာလည်းမရောက်သေးဘူးလားဗျာနေမိုးအောင်တဲ့နေပြီဘာမှလည်းမစားသေးဘူးငါကောင်ကစိတ်ညစ်မနေပါနဲ့ညနေဆိုရင်ရောက်ပါတယ်မင်းဘိုက်စာနဲ့လမ်းမှာတွေ့တာဒီခူးစားကြတာပေါ့ကွာဝေးတယ်မပြောဘူးဗျာကျုပ်ထမင်းထုတ်ခဲ့ပါတယ်မင်းအောင်မေးလို့လားငါလာခေါ်ချင်တာမဟုတ်ဘူးနော်ဆရာကြီးကသွားခေါ်ဆိုလာခေါ်ရတာမင်းတို့ကလေးကိုစဘာ20တောင်ပေးတယ်ဆိုတော့အတော်အံ့ဩတယ်ကွာတန်မိုးစာအသက်ရွယ်နေမဆိုင်ဘူးဗျာလုံးဝကိုင်းနေဆိုင်တာဟာကောင်ရမင်းကလေဒီပါကြီးလောက်တာတော့ကျွမ်းနေလို့လားမလောက်တတ်ပါဘူးဗျာဟိုကြွက်ထောင်တဲ့နေရာတို့ငှက်ပစ်တဲ့နေရာတို့ပြောတာတေးလိုက်ပါတော့ကွာမင်းကတော့တကယ်ကောင်းပဲလာ36မမောင်ငင်ရွာကိုရောက်မောင်မိုးတရားလည်းဘိုက်စာနေတာကိုတတ်တာစီဖို့တဲ့လမ်းဘေးမှာရှိတဲ့ချင်းညာသီးများစီသီးဝင်းများကိုခူးစားပြီးတော့ရေအင်မတန်စားလာတဲ့အခါဇိုင်းရင်များကိုလက်နဲ့ခတ်တောက်လိုက်ပြီးခရီးဆက်လိုက်ပါလာလီတော့တယ်အခန်းနဲ့မောင်မိုးတွေနဲ့သူ့ဟာလာခေါ်တဲ့လူရွယ်ဟာနေဝင်တယောချိန်မှာပေပင်များစွာပေါက်နေတဲ့ရွာဝင်ကိုရောက်ရှိလာလေတယ်လူရွယ်ကလမ်းလျှောက်ရလို့ပင်ပန်းနေဖြစ်တဲ့မောင်ဖိုးတင်ကိုကောင်းလေးကရောက်ပါပြီကွာ
ရောင်းပါပဲလေဗျာကျုပ်လည်းချီနှောင်းတီတော့မယ်မသေးပါဘူးကွာမင်းကြီးရတာအစင်ပြေနေပုံပါပဲဟာသွားဗျာရှိကကျုံနေရမယ်အိမ်မြန်မြန်သာသွားလူရဲကရွာကိုဝင်လိုက်ရွာကြီးတောင်ဘက်အစွန်ကျတော့နေအိမ်ကြီးအိမ်ဝန်းထဲကိုတွင်သွားကြလေတယ်လူရဲကအိမ်ကြီးအောင်မှစပွဲတန်းရမှထိုင်လိုက်တယ်မောင်ဘိုးတင်ကအိမ်အောင်မှရှိတဲ့တောက်ရီအိုးစင်ကိုသွားရေကိုအားပါးတရတောက်လိုက်ပြီးနောက်ထပ်တန်းရတစ်လုံးပေါ်သူကြီးအဝတ်ထည့်ထားတဲ့ပစိုးတုပ်လေးဟာခေါင်းအုံးပြုတ်လောက်ကလဲနေလေတော့တယ်အဲ့ဒီချိန်အိမ်ပေါ်မှာလူကြီးတူရဲ့အတန်ကပေါ်လာလေတော့တယ်ကောင်းလေးဘလို့ဖြစ်တာလဲကွာထိုင်တော့မထိုင်နိုင်တော့ဘူးလားထိုင်နိုင်မလားဗျတနေ့လုံးလမ်းလျှောက်လာတယ်ခြေလဲတောက်နေအေးခဏနေမှမင်းကိုနှိပ်ပြီးဖို့တယောက်ခေါ်ပေးမယ်လူကြီးရုပ်ကမပေါ်ပြီမဲ့အဲ့လူကြီးရဲ့အတန်ကိုမောင်ဘိုးတွေရင်းနေတယ်လို့စိတ်ထဲမှာထင်နေမိတယ်မကြလာတော့ချိန်တွင်အိမ်ကြီးလေကားမှာလူကြီးတယောက်ဆင်းလာလေတယ်အဲ့လူကြီးကတန်းရမှာအိတ်နေတဲ့မောင်ဘိုးတွေနားကိုသွားလိုက်ကောင်းလေးငါလည်းကြည့်ပါဦးကွာမောင်ဘိုးတွေကငုတ်ထုတ်ပြန်ထိုင်ပြီးတော့ကြည့်လိုက်တယ်သူအံ့ဩသွားကျုပ်ငွေ90ပြီတဲ့ဥအောင်မို့လားဟုတ်တယ်လေကွာမင်းငါးစီမှာအလုပ်လုပ်ရမှာငါခေါ်လိုက်တာကွာဟာဗျာမသိပါဘူးကျုပ်ကဘသူမှများခေါ်တာလဲလို့ဦးအောင်ကတန်းရမှာထိုင်နေတဲ့မောင်ဘိုးတွေကိုသွားပြီးတော့ခေါ်ဆောင်ပေးတဲ့လူရွယ်ကိုကြည့်ကဲညိုးမောင်ရင်မင်းကတဲပြန်တော့ဒီကောင်လေးကအိမ်မှာပဲနေရမှာထမင်းစားသွားငါချက်ထားတယ်တော်ပါဗျာကျွန်တော်တယောက်မှပဲစားတော့မယ်ဆိုင်အဲ့ဒါသွားပြီနော်အေးညိုးမောင်ရင်ကျေးဇူးကွာညိုးမောင်မီကလူရွယ်ကမောင်ဘိုးတွေကိုနှုတ်ဆက်လိုက်တယ်ကောင်းလေးအားရင်တဲကိုလာလဲအောင်ကြားလာမင်းတို့ငါခင်သွားပြီကွာအင်းပါဗျာစိတ်ချလာခဲ့မယ်တနေ့မြတွေ့ရပြီမဲ့ပွင့်လင်းရှိလာတော့မောင်ဘိုးတင်ကိုညိုမောင်ကသဘောကျနေခြင်းဖြစ်လေတယ်ညိုမောင်အိမ်ဝိုင်းအပြင်ကိုရောက်သွားချိန်မှာဦးအောင်ကိုကြည့်ပြီးတော့မောင်ဘိုးတင်ကစကားဆိုလိုက်တယ်ဦးအောင်ကျုပ်ဘိုက်စာကြီးဗျာထမင်းစားခြင်းနဲ့တနေ့လုံးလမ်းဘေးမှာတွေ့ကြရတယ်စားလာတာအေးငါထမင်းပြင်ခိုင်းထားလိုက်မယ်ဦးအောင်ကအိမ်ကြီးနဲ့ဘေးမှာတွဲထားတဲ့မီးပေါ်ချောင်းကိုလှမ်းကြည့်ပြီးကောင်းမလေးထမင်းပြင်ထားလိုက်စမ်းကြားလားဟင်းနေလည်းနိုင်စားမနေတော့နော်ငါအကြောင်းသိတယ်နော်ဦးအောင်ပြောတော့စကားတစ်ဖက်မီးဖို့ကြောင့်မှမီးစီစကားမှပြန်မပြောပဲအိုးတန်ခွက်တန်များသာကြားနေရလိမ့်မယ်ဦးအောင်စကားပြောတာကိုပြန်မပြောတာကြောင့်မောင်ဘိုးထင်ကဦးအောင်ကိုကြည့်လိုက်ဦးအောင်ခင်ဗျညင်သာသာပြောမခိုင်းတာဗျာလှုပ်ပေးရတဲ့သူကဘဲကြည့်မလဲကြည့်အောင်မဆောင်ကြီးအောင်ကြီးနဲ့ဓမင်းနေထဲဟဲလည်းနိုင်မစားနိုင်အောင်နော်ခင်ဗျပြောပုံကြီးရလေဗျာဘလို့ကြီးလေဦးအောင်ကမောင်ဘိုးထင်ရဲ့စကားကိုသဘောကျကတဟာဟာရီမောလိုက်ပြီးမီးဖို့ကြောင့်ဘက်ကိုလှမ်းអော်လိုက်ပြန်နေဘေဘီလာကောင်မတွေမိဖို့ကြောင့်မှပြန်ပြောတဲ့ကမထွက်လာပြန်ဘာသာမှမထွက်လာတော့ကဥပိုးထင်ကကောင်းလေးဓမင်းပြင်ပြီးသွားစားတော့ဟိုလေကတက်သွားဘာမှပြန်လည်းမပြောပဲနဲ့ဗျာမခုရတယ်ကျုပ်ကိုယ်တိုင်ပဲခူးစားလိုက်တော့မှာမောင်ဘိုးထင်ကဥအောင်လန်ညိုးထိုးပြရာလှေကားကိုတက်သွားလိုက်ပါတော့တယ်အခန်းသုံးမောင်ဘိုးထင်မိဖို့ကြောင့်ထဲကိုရောက်လာလေတယ်ဓမင်းစားစပွဲဝိုင်းမှာဓမင်းတပကံနဲ့ဟင်းတပကံကိုတွေ့ရတယ်ဓမင်းထဲထားစီကပွေပွားနေသလိုဟင်းထဲထားတာကလည်းထိုနီးတူပါပဲမိဖို့ကြောင့်မှအိမ်မာကြီးကိုတက်ရတဲ့တကားတစ်ပေါက်ရှိရာထမင်းခုကပ်ပေးသူကအိမ်မော်တက်သွားသည်ဟုမောင်ဘိုးတွေတွေးလိုက်ကခူးပေးထားသောထမင်းများကိုအားရပါရစားလိုက်ပြီးထမင်းမကန်တဲ့၌ထမင်းကုံသွားပြီးထမင်းကိုလိုက်ရှာလိုက်တယ်မိဖို့ဘေးမှာထမင်းကိုတွေ့ရပြီးအဖုံကိုဖွင့်ထားလျက်တွေ့ရပြန်တယ်လက်နဲ့ထမင်းကိုကုတ်ထားသောအရာများတွေ့ရထမင်းကိုသေးသေးတယ်မကူဘလို့မိမ့်မာကြီးလဲကွာမောင်ဘိုးတင်လည်းတယောက်တည်းရေရွတ်ကထမင်းကိုထည့်ပြီးတော့ဘိုက်ဝါအောင်စားလိုက်ပြီးတော့အိမ်အောက်ကိုပြန်ဆင်းလာလေတယ်။အဲဒီနောက်အိမ်အောက်ဇပွဲတန်းရမှာထိုင်နေတဲ့ဦးအောင်သားကိုသွားကဦးအောင်ကျုပ်ကိုထမင်းခူးပြတာဘယ်သူတော့ဦးအောင်မိန်းမကြီးလား။မဟုတ်ပါဘူးကွာငါမှမိန်းမမရှိပါဘူး။ထမင်းခူးတော့လည်းရောင်းမနဲ့မခူးဗျာ။ကဲထားလိုက်ပါကွာမင်းညောင်းလိုက်မလားအိမ်ပေါ်တက်ပြီးနားတော့ကျုပ်ကဘာမှအိပ်ရမလဲဗျာ။ငါအိမ်မှာမင်းကြိုက်တဲ့နေရာအိပ်ကွာ။ပြီးတာပဲဗျာဒီနေ့တော့ကျုပ်နားလိုက်အောင်မပြောမနှက်မှာပဲအလုတ်ခိုင်းတော့နော်ဟုတ်ပါပြီကောင်းလေးမင်းကတော့နော်ကဲသွားဦးအောင်စကားပြောလို့ပြီးတာနဲ့မောင်ဘိုးတင်ကဦးအောင်ရဲ့အိမ်မော်ကိုတက်သွားလေတော့တယ်ဦးအောင်ကအိမ်မော်တက်သွားတဲ့မောင်ဘိုးတင်ကိုကြည့်ကပြုံးနေမိလေတယ်သူကမောင်ဘိုးတင်ကိုသဘောကျတယ်ပြီးတဲ့နောက်သူငယ်စဉ်ပုံစံဖြစ်နေတာကြောင့်တင်းချိုင်းမှာမြင်စဉ်ကလေးကသူ့ရဲ့ငယ်စဉ်ဘဝကိုပြန်ပြီးတော့အမှတ်ရစေတယ်ဒါကြောင့်မောင်ဘိုးတင်ကိုစပား20ပေးပြီးတော့အိမ်ကိုခေါ်လိုက်ရခြင်းဖြစ်သည်မဟုတ်ပါလားဦးအောင်အဲ့ဒီလိုတွေးနေစဉ်မှာမောင်ဘိုးတင်စကားအတန်ကအိမ်ပေါ်မှာပေါ်လာပြန်တယ်ဦးအောင်ကျုပ်ကိုစောင်းနေကောင်းနေပေးအောင်ဗျာအေးအပေါ်ကတယောက်လောက်စောင်းတဲ့ခေါင်းပေးလိုက်စမ်းပါဟေးအဲ့မှာဦးအောင်ကအဲ့ဒီလိုသာပြောလိုက်တယ်မောင်ဘိုးတင်ကဦးအောင်အိမ်ကြီးကိုသဘောကျနေတယ်အိမ်ရှိမှာအခန်းတစ်ခန်းသာကျုံးမြင်များနေကာထားပြီးကြံသောနေရာကဖုံးကြီးเจ้าကြီးပမာရှင်းလင်းနေလေတယ်သူ့စိတ်ထဲမှာ
အိမ်ထဲမှာတခုခုလုံနေသူကိုတွေးနေစဉ်ဘုတ်ဘုတ်ဆိုပြီးတော့အတန်နဲ့တူစောင်းနေခေါင်းကသူ့နားကိုကြာလာပြီးအိမ်ရှိခန်းကဒကမာကြီးပြန်ပိတ်သွားသည်အတန်သာကြားလိုက်ရလေ။မောင်ဘိုးရင်စိတ်ထဲသူ့အားခေါင်းအုံနဲ့ဆောင်းကိုပြစ်ပြီးတော့လူကိုမကြေမနက်ဖြစ်ကဟာလူလိုပေးလို့မရဘူးလားဗျာထမင်းခူးပေးတာလဲခမည်းပဲမလား။မောင်ဘိုးရင်ကအခန်းကြီးဘက်ကိုကြည့်ပြီးတော့ပြောလိုက်ကအိမ်တောင်မှလိတ်ထားတဲ့ဖျားတစ်ချက်ကိုယူပြီးအိမ်ရှိခန်းမှာခင်းလိုက်ပြီးတော့အိတ်နေလိုက်တယ်။အိမ်ရင်းနဲ့ဘေးပတ်ဝင်းကျင်ကိုကြည့်လိုက်ပြီးတော့အာသိပြီဖျားစင်မရှိဘူးပဲအဲ့ဒါကြောင့်ငါစိတ်ထဲတခုခုလိုပါတယ်ထင်နေတာသူအီမြသာတွေးလိုက်လေတယ်သူတွေးတော့နေစဉ်အိမ်အောင်မှရှိတဲ့ဦးအောင်ရဲ့အတန်းကပေါ်လာပြန်တယ်ကောင်းလေးခြေထောက်တွေညောင်းနေသေးလားကွာညောင်းတာပေါ့ဗျာဦးအောင်လည်းဘယ်လိုပြောလိုက်ပါလဲအေးညောင်းရင်လည်းမင်းမသာမင်းခေါ်ပြီးတော့နှိတ်ခိုင်းကွာဘယ်လိုသွားခေါ်မှလဲဗျာဟဲကောင်မတွေငါ့ကိုနှိတ်ပေးစမ်းလို့ဦးအောင်ကနှိတ်ခိုင်းတာလို့ပြောကွာဟာဦးအားနာစရာဗျာအားနာမနေနဲ့အဲ့ဒီကောင်မကြီးတို့ငါငွေတော်တော်ကုန်ထားတာဟာအေးဗျာအားနာတာမျက်နှာဦးအောင်ကြီးအဲ့တော့မျက်နှာမမြောင်ပစိုးလေးမျက်နှာအုပ်ထားလိုက်တယ်ဗျာဟာတကယ်ကောင်လေးကွာပေါက်ပေါက်ချာချာဦးအောင်ဒီမောင်ဘိုးတင်စကားကိုသဘောကျသွားရီမောနေပါတော့တယ်မောင်ဘိုးတင်ဒီကသူပြောသလိုပင်ပစိုးတုတ်ကလေးကိုဖြီလိုက်ပြီးပစိုးထရေကိုယူကာအိတ်လိုက်ပြီးတော့သူ့မျက်နှာပေါ်တင်ထားလိုက်သည်ပါဇက်မှလည်းဟဲကောင်မလေးငါခြေထောက်ကိုလာနှိပ်ပြီးသမ်းသူ့နာကိုတယောက်မှမလာပါသို့တော့မောင်ဘိုးတင်ကနောက်ထပ်ပြောလိုက်လာနှိပ်ကြဟာဥုံနှိပ်ခိုင်းတာနော်မောင်ဘိုးတင်ကအဲ့ဒီလိုပြောလိုက်မှအိမ်ကြီးထဲမှာတခန်းထဲမှာရှိသောအခန်းမှာတကမာကြီးပွင့်တန်ကြားပြီးတဲ့နောက်သူ့နာကိုလမ်းလျှောက်လာနေတဲ့ခြေတံကိုကြားလိုက်ရပြီးမောင်ဘိုးတင်ရဲ့ခြေထောက်ကိုနှိပ်ပေးနေလေတော့တယ်မောင်ဘိုးတင်ကသူ့ဟာနှိပ်ပေးနေတော့သူဟာခမရလက်ကြီးကလည်းကြမ်းလိုက်တာဗျာမိန်းကလေးရောဟုတ်ရဲ့လားမောင်ဘိုးတင်ကစကားပြောလိုက်ပေမဲ့သူ့အားနှိပ်ပေးနေတော့သူကဘာမှပြန်မပြောအာတော်စေနာပိုင်မနှိပ်ပါနဲ့မောင်ဘိုးတင်ကအဲ့ဒီလိုပြောပြီးတော့မျက်နှာမှာအုပ်ထားတဲ့ပစုပ်ကိုခွာလိုက်ကနှိပ်ပေးနေသူကကြည့်လိုက်လေတယ်စပိန်ရှည်ကြီးမှာစုပ်ဖွာနေပြီးအမေအောင်ထမိန်ကြီးကိုရင်ရှားတာကသွေးရောင်မရှိတဲ့မျက်နှာမှာမျက်လုံးနေရာကမဲနဲ့နေပြီးတော့ပါးစပ်နေရာကိုအချီကျိုးဖြင့်တွဲချုပ်ထားတဲ့တရေတကောင်ကိုတွေ့လိုက်ရဟာတရေမရမောင်ဘိုးတင်ရဲ့စကားသံကိုကြားလိုက်ရတဲ့အခါဦးအောင်မှအိမ်အောက်ကနေလှမ်းអော်လိုက်လေတယ်ကောင်းလေလန့်သွားပြီလားကွာဦးအောင်ခမကျုပ်စားမယ်ဓမင်းကိုဒီအယူကိုခူးခိုင်းတာလားဗျဟုတ်တယ်လေကွာထွီအားတော်ဆိုးတဲ့ဘူးတော့ဦးအောင်ဗျာနောက်တခါမလုပ်ခိုင်းနဲ့ဗျာကျုပ်ယွန်လိုက်တာကြောင်လန့်ရပြီစားယွန်ရှာနေတော့မောင်ဘိုးတင်ပြောစကားကိုကြားပြီးနောက်ဦးအောင်ကလည်းသဘောကျသွားတဟာရီမောနေပါတော့တယ်အခန်းလေးမောင်ဘိုးတင်ဦးအောင်အိမ်ကိုရောက်တာတပတ်မြကြာသွားပြီဖြစ်လေတယ်ဘေဘင်ရွာသူရွာသားများသည်ကအံ့ဩစရာကောင်းလာတယ်ဦးအောင်အောင်လန်းပညာသည်ဆိုတာကိုသိတယ်သို့ပေမဲ့ခွဲခြားဆက်ဆံခြင်းမရှိပါကျောင်းရုံနေသည်လည်းမဟုတ်ပါဦးအောင်၏စီးနှင့်ကန်းနှင့်ပညာကိုအသုံးချမှုကြောင့်လည်းပါမီထင်ပါသည်ဦးအောင်သည်သူအားအတော်မခံမြတ်နိုင်ဖြစ်သောကိစ္စများဖြစ်မှဘေဘင်ရွာသားများကိုအောင်လန်းအတက်နှင့်တိုက်တတ်သည်တေဆုံးအောင်တော့ဦးအောင်မလုပ်ပေဦးအောင်ဒီမောင်ဘိုးတင်ဟာအတော်လေးဂရုစိုက်သည်မောင်ဘိုးတင်သည်လည်းအလိုက်သိတယ်လေတဲကိုအလုပ်လုပ်ရမည်လားဟုမေးတယ်ဦးအောင်ကမလုပ်ခိုင်းပြီထို့အတွက်ကြောင့်မောင်ဘိုးတင်ကထမင်းဟင်းချက်ကိုလုပ်ပေးတယ်ဦးအောင်ခိုင်းသမျှကိုလည်းတွက်လက်စွာလုပ်ပေးတယ်လေတဲ့အလိုက်သိတတ်သောမောင်ဖိုးတင်ဟာဦးအောင်ကသားအရင်လိုချစ်ခင်နေပြီဖြစ်တော်တယ်ပေါင်းတက်သိနေသောမောင်ဖိုးတင်ဟာဘေဘင်ရွာကိုရောက်တာတလားပဲရှိသေးပေမဲ့အပေါင်းအသင်းများလည်းရနေပြီဖြစ်လေတယ်အခုလည်းမောင်ဘိုးတင်တို့ကလေးတတိုက်လောက်စလုံးလိမ့်နေကြတယ်ငါခေါင်းပဲစားမှာကွာဖိုးဖိုးကြီးရဲ့လက်ဘလောက်ဖြောင်းနေကြည့်လိုက်လူငယ်တယောက်ကလောက်စလုံးတစ်လုံးကိုကင်ပြီးတော့သူ့ကိုယ်သူအမိုးတင်ကပြစ်လိုက်တယ်သူပြစ်လိုက်တဲ့လောက်စလုံးဒီကအတန်းလိုက်ချထားတော့လောက်စလုံးကိုတစ်လုံးမှမထီတော့ခါလေကြီးတဲ့ဖိုးတွေးကွာခေါင်းမပြောနဲ့ဘိတ်တောင်မထီဘူးဘာဖိုးဖိုးကြီးတဲ့လက်ကန်းကြီးကွာကျန်သောကလေးများနဲ့လူငယ်များကဖိုးတွေးကိုခေါ်တော့အသက်15နှစ်ကျော်လူငယ်လေးကိုဝိုင်းပြီးတော့စနောက်နေကြတယ်အဲဒီကဖိုးတွေကတခါလေးတော့လွဲမပေါ့ကွာပြစ်တိုင်းခေါင်းကြီးမှန်နေလို့ရှိရင်အင်းနေရရှုံနေကုန်ပြီးတော့ငါ့အိမ်လောက်စလုံးပြစ်နေရှိနေမှာပေါ့ကွာသူတို့ရီလိုက်မောလိုက်နဲ့လောက်စလုံးလိမ့်နေတဲ့နေရာကိုမောင်ဘိုးတင်ရောက်လာတဲ့အခါကောင်လေးတချို့ကဘိုးတင်မင်းလောက်စလုံးဘယ်လောက်ပါလဲ100လောက်တော့ပါတယ်ကွာ10လုံးကြီးပြစ်နေတာပါမလားဟိုကကိုဖိုးတွေးနိုင်နေအများကြီးပဲနော်ဖိုးတွေကိုလက်ညှိုးထိုးပြီးတော့ပြောလိုက်တဲ့အခါရွာလူကြီးသားဖိုးတွေကမိမ့်မိန်ကြီးလှုပ်၍ဂုံယူကွင်းကြွားနေပြီးတော့မောင်ဘိုးတင်ကိုကြည့်လိုက်က
ဘိုးရင်ရေမင်းကောလောက်စုံလေးအလုံးတရာတော့လှူလုံးမလားကွာကိုဘိုးရင်ကတော့လေကြီးတယ်ဗျာနှစ်ကွင်ပြစ်ပြီးရင်တန်ကြိုထိုးမယ်လောက်စလုံးကြီးဘလို့လဲအော်အဲ့ဒါတော့တန်ကြိုကပါမလာဘူးကွာပါတယ်လေကစားကြမလားငါမှလည်းဒိုးသီးပါတယ်ကွာဖိုးထွေးအကြံအိုက်နေသည်တန်ကြိုကွင်းကိုမုံနေအောင်တိတ်မလဲတတ်သောဖိုးထွေးရဲ့နိုင်ကွက်ကိုဖိုးထင်ကသိတယ်အဲ့ဒီကလေကြီးတဲ့ဖိုးထွေးကိုအမြင်ကတ်တော်သူများကသူတို့မှပါတဲ့တန်ကြိုနဲ့ဒိုးသီးများကိုပေးလိုက်ကြတယ်ဖိုးထွေးကိုဝိုင်းကြည့်နေတဲ့လူငယ်များကကိုဖိုးထွေးဘိုးရင်ကိုကြောက်နေရလားဗျာအာကြောက်စရာလားကွာတကွင်းလောက်စလုံးဘယ်လောက်ကြီးလဲပြောဘိုးရင်ကအိတ်ထဲမှာလောက်စလုံးကိုကြည့်ကတကွင်းလောက်စလုံး90ကြီးဗျာဘလို့လဲလောက်စလုံးနှစ်ကွင်းလှည့်အောင်မလားမလှည့်ဘူးကွာတန်ကြိုပဲထိုးမယ်ကောင်းတယ်ဗျာလားတန်ကြိုကဘယ်နဲ့ကွင်းလဲတစ်ဖက်ဘယ်နဲ့ရောက်လဲကိုဖိုးလေးစိတ်ကြိုက်လို့ဗျာပြီးတာပဲကွာအားဆုံးငါစီးတာဖိုးလေးက15ပေမြအကွာကိုရွေးလိုက်ပြီးနှီးတုပ်တစ်ခုနဲ့ဒိုးသီးထားမယ်နေရာကိုစကွိုင်းဝိုင်းလိုက်တယ်တစ်ဖက်နဲ့တစ်ဖက်အကွာဝင်းညီသေးဖို့တိုင်းရသည်စိတ်မှန်းနေဆိုရင်သူ့ဘက်ကျဲသည်ငါးဘက်ကစိတ်တည်နဲ့ငင်းခုန်ရသောကြောင့်နှီးသို့မဟုတ်တက်ကိုင်းတစ်ခုနဲ့အတိုင်းထွာလောက်ရလိမ့်တယ်ဒိုးသီးများကိုတစ်ဖက်5ခုထားလိုက်ကြတယ်ရှေ့ဆုံးမှာဒိုးသီးကိုခေါင်းခေါ်ကြတယ်အလေကဒိုးသီးကိုဘိုင်းမကြီးကိုခေါ်ပြန်ကဘေးတစ်ဖက်တစ်ချက်ကိုနဗန်ဦးခေါ်ပြီးတော့ဘယ်ဘက်မှဒိုးကိုဘယ်နဗန်ညာဘက်မှဒိုးကိုညာနဗန်ဦးခေါ်တွင်ကြတယ်အနောက်ဆုံးကဒိုးသီးကိုနောင်မီကိုခေါ်လေတယ်ဒိုးသီး5ခုလုံးကိုတန်ကြိုးခေါ်တော့တန်ကွန်းလေးများဖြင့်အကုန်မှန်အောင်ပြစ်နိုင်သည့်ဘက်ကအနိုင်ရလေတယ်တန်ကြိုးထိုးအနိုင်စီကံလေးများရှိသေးတယ်ပေါင်းမရဆိုတဲ့စီကံဖြစ်တယ်ခေါင်းခေါ်တဲ့ဒိုးဤနောက်ကိုမြောက်ပြီးတော့ကြာလာတဲ့တန်ကြိုမှဒိုးများကိုထိမှန်ကမရပြီပေါက်ကြသည်ကိုခေါ်ကြတယ်နဗန်နှစ်ဖက်ကြံကပေါက်ပစ်လို့ရတယ်လို့ဒိုးတကူတည်းရှိရင်လည်းပေါက်ပစ်လို့ရလေတယ်ပေါက်ဆိုဒီမှာတန်ကြိုကိုလှည့်ပြီးတော့တဲ့ကြောင်ပြစ်ချင်းကိုစိုးလေးတယ်ကြေးလက်တော်ရများနေတော့ဒီကစားနည်းဟာခလေးလူကြီးလူငယ်မရွေးအားလုံးကစားကြတယ်အခုလဲမောင်ဘိုးတင်တို့လောက်စလုံးကြီးတန်ကြိုထိုးနေကြတယ်ဘိုးတင်ကပေါက်ပြရမှာတော်တယ်ဘိုးတွေဘက်မှာ2ယောက်ဘိုးတင်ဘက်မှာ2ယောက်တစ်ဖက်တစ်ချက်ရှင်ပြိုင်နေကြလေတယ်တန်ကြိုများကိုတားနိုင်ဖို့ဒိုးများနောက်မှာတက်သားတုံးလေးများခံထားကြတယ်ယခုကလေးများလူငယ်များကစားနေကြတယ်သူတို့ကစားပြီးတဲ့အခါလူရွယ်လူကြီးများနေ့လည်နေကင်းကစားကြသည်မှာနေတိုင်းလိုပင်ပြတ်တော်တယ်ကိုဘိုးတွေခမရတန်ကြိုကြီးကဂလန့်တော့မလဲဘူးလဲဒိုးမပေးဘူးနော်ဟုတ်တယ်ဘိုးတွေတန်ကြိုလဲအောင်ထိုးဟာဘိုးတင်တို့ကတန်ကြိုကိုတစ်ဖက်နဲ့တစ်ဖက်ကိုရီသွေးစီစကားများပြောပြီးတော့ထိုးနေကြတယ်ကြည်လားဒါညာကန့်လေးကွာယော့ဟာတကယ်အကန့်ဝင်သွားတယ်ဟာပြန်ကြည့်လာကွာဒီဟာတန်းထိုးလို့ခေါ်တယ်အာတန်းထိုးကဂျိုးမလဲဘူးမပေးဘူးဘိုးတင်မညစ်နဲ့နော်ငါအဲ့တိုင်းပဲထိုးတတ်တာဟာမရဘူးလောင်စလုံးကြီးကစားနေမပေးနိုင်ကိုဘိုးတို့ရအေးကွာမပေးနဲ့ပြန်ဆိုင်ကွာကိုဘိုးတွေကြည့်ထားလိုက်နဗန်လေးကိုပေါက်ပြမယ်ကြည့်တာဒါညာကန့်လေးယော့ဒီမှာပေါက်လေးထိုးပြမယ်စက်ကြည့်ထားလိုက်ဒီကတဖိုးကြီးလို့ခေါ်တယ်ဗျာဘိုးတင်အတန်ကစားနေလေတယ်သူပြောတဲ့အတိုင်းအကုန်ဟုတ်နေပြီဖိုးထွေးမျက်နှာမှာတုံမှုန်နေပြီတပွဲရှုံးလို့မကျေနပ်ဖိုးထွေးထပ်ပြီးတော့စိန်ခေါ်ပြီးဖိုးထွေးလောက်စလုံးနေရာမှာနိုင်တာလောက်စလုံးလေးများကုန်ပြီဖြစ်တော်တယ်အဲဒီကဖိုးထွေးကဘိုးတင်ကိုကုန်ပြီဘိုးတင်ဟာငါ့ကို20လောက်ပြန်ပြီးအောင်နွားချောင်းနွားချောက်ဖို့ကွာရပါတယ်ဗျာရော့ဒီမှာ30လူငယ်များကစားနေတုန်းသာတယောက်နဲ့တယောက်မခံချင်အောင်ပြောချင်းဖြစ်ကြတယ်ပြီးရင်လည်းတဲ့နေကြမြဲဖြစ်ပြီးတော့တယ်ငှက်ပြလဲအဖွဲလိုက်ကြွက်ထောင်လဲအဖွဲလိုက်မလို့ဘိုးတင်ပေးပင်ရွာမှာပြောနေလေတယ်သစ်စိန်ရွာမှာကတယောက်တည်းအထီးကျန်ခဲ့သည်မြပေးပင်ရွာရောက်မှအဖော်ပေါင်းများနဲ့ပြောရွှင်နေရစပားပေးပြီးတော့သူ့ဟာခေါ်ထားတဲ့ဦးအောင်ကိုစိတ်ထဲမှာတော်ပင်ကျေးဇူးတင်နေမိတော့တယ်ဟဲ့ကောင်လေးနောက်9ရက်ဆိုဘုံကထိန်တော့မင်းတို့လာခဲ့ကြအောင်ဘိုးတင်မင်းလည်းလာခဲ့မင်းတို့ရင်တော့ငါလာမခေါ်ရဲဘူးကွာစိတ်ချပါကိုသားကြီးကလာခဲ့မယ်လောက်ဆုံးရှုံးထားတဲ့ဘိုးတွေမှဘိုးတင်ပကုံးကိုပုတ်လိုက်ပြီးဘိုးတင်လေးမင်းတန်ကြိုထိုးရမှာသာနိုင်မယ်ရွာကောင်မလေးတွေကငါ့ကိုအလေးပေးတာတော့မင်းမနိုင်ဘူးမလားစိတ်ဝင်စားပါဦးဗျာကျုပ်ကအခုမှ73နှစ်လဲဝင်တော့ကထိန်လေးကြမင်းကောင်အားကြနေမှာပါကွာကြည့်လိုက်ဤသုံးနဲ့တယောက်ကိုတယောက်စားလိုက်နောက်လိုက်နဲ့အသက်16နှစ်နဲ့အသက်10နှစ်တွင်းမှာကလေးများရဲ့ကစားပွဲတီကယနေ့အတွက်ပြီးဆုံးလေပြီဖြစ်တော်သည်အခန်းကပေပင်ရွာရဲ့စုပေါင်းဘုံကလေးအဝင်လေးကိုရောက်ရှိလာပြီဖြစ်တဲ့ဘုံကလေးကိုဘုံကြီးကျောင်းနဲ့အတန်လှမ်းသောရွာ၏မူလာတန်းစာသင်ကျောင်းမှာလောက်ကြတယ်ဘိုးတင်လည်းရွာစာသင်ကျောင်းကိုအပေါင်းအသင်းများနဲ့တွားနေကြတယ်ကထိန်မှာဝင်လေးရလဲထမင်းကျွေးတယ်ဝက်သားနေအချင်းငရုတ်သီးကြော်ကျွေးကြ၍ဘိုးတင်တို့ကလေးမကြလူငယ်မကြများဖို့ဟန်ဆောင်မှုမရှိအားရပါရလွေးနေကြတယ်ရွာမှာရှိတဲ့ကာလာသားကာလာသမီးလေးများက
ရောက်ချိုကိုကင်ထားပြီးတော့ဂျိုင်းခွက်ကြီးများလက်တစ်ဖက်ကဆွဲကဟေးလိုက်သူများကကာလာသားလေးများဖြစ်ကြပြီးထမင်းပကံများငေဦးသီးကြော်နေဝတ်သားဟင်းလိုက်ပေးသူများထဲမှာကာလာသမီးများပါပါတယ်ဘိုးတွေကကလေးသားသားလေးမလို့ဘာမှမလုပ်ဘိုးနေတို့နဲ့မျက်နှာချင်းဆိုင်ထမင်းထိုင်စားနေသူအားရွာထဲမှာကာလာသမီးကညာပြိုလေးများကတောသားပေမဲ့ရုပ်ဖြောင်းပြီးလူကြီးသားဖြစ်နေတာကြောင့်ဝတ်သားဟင်းပကံထဲမှာအသားလေးများရွေးကမောင်လေးစားတော့အသားပဲစားမောင်လေးထမင်းလိုသေးလားဝအောင်စားနော်မောင်လေးငုတ်ကြီးကျော်ဆက်လို့မစားနိုင်ငါ6ဘက်လေးပဲရွေးစားနော်မောင်လေးအော်ဆက်ကုန်ပါပြီခင်းဝေးရေလေးခတ်ပြီးပါကွယ်ဘိုးတွေကအကဲပုံနေကြသောရွာမမိမပြိုလေးများကမောင်ဘိုးတင်တို့ကိုတော့ရှိလေသည်ဟုပင်မထင်တခြားကောင်လေးများ၏စိတ်ထဲမှာဘာမှမဖြစ်ပေမဲ့မေးငေါ်ပြလိုက်မျက်စာပြပြလိုက်လုံနေသောဖိုးထွေးကြောင့်အတော်ပင်ဘိုးတင်စိတ်ထဲမှာကတိကောင်ဖြစ်နေရလေထမင်းစားပြီး၍အိမ်သို့ပြန်နေစဉ်မှာဘိုးတွေကနောက်ကနေလိုက်လာပြီးဘိုးတင်ဒီတခုတော့မင်းကောင်မမိတော့ဘူးမဟုတ်လား10နှစ်ကြိုးစားကွာမောင်ဘိုးတင်ကဖိုးတွေကိုတေချာကြည့်က10နှစ်မဟုတ်ဘူးဗျာမလဲပြန်အိတ်ကာလာသမီးတွေကျုပ်ကိုဂူးဆိုင်စီရမကြည့်ထားလိုက်ဘိုးတင်အိမ်မလိုက်အောင်ကွာမင်းကလည်းကြည့်ဗျာမလဲပြန်ကြတွေ့ကြတာပေါ့မောင်ဘိုးတင်ကစိတ်တူတူနဲ့အိမ်ကိုပြန်လာခဲ့လိုက်တယ်အိမ်ရောက်မှာတော့ဦးအောင်ကကုန်းကိုဝါပြီးတော့ထိုင်နေရမောင်ဘိုးတင်ဦးအောင်နားမှာသွားထိုင်လိုက်ပြီးအဘဟာကောင်လေးလူများလွဲနေသလားဘာလို့တော့ဗျာမင်းကဦးအောင်လို့ခေါ်တာပါကွာအခုမှအဘဘလို့ဖြစ်ရတာတော့အဘလို့ပဲခေါ်မယ်ဗျာအဘကျွန်တော်အဖေရင်တဲ့အများကြီးကျွန်တော်ပေါ်ကောင်းတယ်အေးခေါ်ခြင်းလို့သာခေါ်ပါကွာကျုပ်ကအဘလို့ခေါ်ပြီးဆိုကျုပ်တခုကူညီဗျာဟေးအဆန်းပါလားကဲပြောဘာကူညီရမလဲကျုပ်ကရွာကကာလာသမီးတွေအကုန်သဘောကျအောင်လုပ်ပေးဗျာဟေးကောင်လေးဘိုးထင်မင်းဟာကတယောက်တောင်မဟုတ်ပါလားဟာတကယ်ကောင်ပဲအဘအောင်လန်းတက်တော့လုံနိုင်တော့ကျုပ်သိရဗျာလုပ်ပြီးပါဗျာအိုးငါခဏတွေးလိုက်တယ်ပြီးတဲ့နောက်တစ်ချက်ပြုံးလိုက်ပြီးတော့လုပ်ပြီးလို့ရတယ်ကွာအခက်အခဲတစ်ခုတော့ရှိတယ်ဘာအခက်အခဲလဲပါမင်းငါးစီတပည့်ခံပြီးတော့ဒီပညာတွေလက်ဆင့်ကမ်းငါအစီရင်လုပ်ပေးမယ်မောင်ဘိုးတင်ကတိတ်တောင်တွေးမနေတော့ပဲလုံးမယ်ဗျာမနှက်မြန်ကထိန်မီကာလာသမီးတွေသဘောကျအောင်လုပ်ပြီးတော့ဟာဒီကောင်တော့တကယ်ကောင်ပဲဟေးဟာဦးအောင်ကသဘောကျတာရီမောရင်ကဲကောင်လေးဒါဆိုအိမ်မော်လိုက်ခဲ့လားဘာလို့မလို့လဲဗျာဟာကောင်မင်းမဲ့အပြိုလေးသဘောကျအောင်လုပ်ပေးဆိုဟာတကယ်လားဝမ်းသာလိုက်တာဘာယာဟုတ်မောင်ဘိုးတင်ကဝမ်းသာအားရနဲ့ဦးအောင်တက်သွားရအိမ်ကြီးပေါ်ကိုနောက်မှတက်ပြီးလိုက်ပါသွားလိုက်တယ်အခန်း6ဦးအောင်ကအိမ်ကြီးပေါ်မှာတခန်းထဲရှိတဲ့အခန်းကြီးတကားကိုဖွင့်လိုက်ပြီးမောင်ဘိုးတင်ကိုခေါ်လိုက်တယ်လာကောင်လေးမင်းကငါးတပည့်ဖြစ်သွားပြီဆိုတော့ဒီအခန်းထဲဝင်ခွင့်ရသွားပြီမောင်ဘိုးတင်အခန်းကြီးထဲကိုဝင်လိုက်တာနဲ့အခန်းကြီးကဒကမာကြီးတစ်ပေါက်သာပါတဲ့အလုံးပိတ်အခန်းကြီးဖြစ်လေတယ်ကျွန်းသစ်များနဲ့ပတ်လည်လုံအောင်ကာယံထားတာကြောင့်ဒကမာကြီးဖွင့်ထားတဲ့နေရာမှာရတဲ့အလင်းရောင်လေးသာရှိလေတယ်ဦးအောင်ကဖျောင်းနိုင်ကိုထုံးလိုက်ကတပေါက်တည်းရှိတဲ့တကားကိုပိတ်လိုက်လေတယ်ဖျောင်းနိုင်မီရဲ့အလင်းရောင်အောက်မှာဂရင်တစ်လုံးနဲ့ဂရင်ရှိမှတစ်သားနဲ့ပြုလုပ်ထားတဲ့စင်ကြီးရှိကစင်ပေါ်မှာရှိတဲ့ပစ္စည်းများကိုတော့အနက်ရောင်ပိတ်စာကြီးဖြင့်အုပ်ထားလေတယ်အဲဒီနောက်ဦးအောင်ဟာအခန်းထဲခေါင်းရည်မှာရှိတဲ့တစ်သားစင်လေးမှာတင်ထားတဲ့ဈေးမင်းကြောင်စုပ်တံများအနက်စုပ်တံရဲ့ထိပ်မှာဝစ်လစ်စလစ်နဲ့သပင်ဖားရချထားတဲ့မိမတယောက်ရဲ့ရုပ်ထုပါတဲ့ဈေးမင်းကြောင်စုပ်တံအမဲကြီးကိုယူလိုက်လေတယ်အဘအဲ့ဒါဘာကြီးလဲဗျာမေးမယ်ကောင်မလေးတွေချစ်တာလိုချင်တယ်ဆိုအေးဗျာသူတို့သဘောကျရင်ပြီးတာပဲဗျာလှုပ်ချင်တာလို့ဦးအောင်ကမောင်ဘိုးတင်ကိုတမလင်းခွေထိုင်စီပြီးတော့အဲဒီနောက်အမဲအောင်ပိတ်စာကြီးကိုအနေငယ်ဖဲကားအဲ့ဒီစင်ပေါ်မှာအမဲအောင်ဆေးမင်းခွက်ကလေးကိုယူလိုက်ပြီးတော့ကဲကောင်လေးအင်းကြီးချွတ်နည်းနည်းနာမယ်နော်ရှားတယ်ဗျာကာလာသမီးတွေသဘောကျရင်ပြီးရောမောင်ဘိုးတင်ကသူ့အင်းကြီးကိုချွတ်ပြီးတော့ပြောလိုက်တယ်ကဲငါပဲလက်ဟုတ်ကဲ့ပါမင်းဘယ်ရွယ်တွေကိုသဘောကျစေချင်တာလဲကောင်လေးကျုံနဲ့မတိမ်မင်းနေပေါ့ဗျာဟိုလူကြီးသားဖိုးထွေးတဲ့နည်းနည်းကြီးတဲ့အမတွေဩကညာကလေးတွေကိုပေါ့တကယ်ကောင်ငါကလည်းအောက်လန်းဆရာမင်းကလည်းငါတပည့်ဆိုတော့ကဲမိုက်ကြတာပေါ့ကွာဦးအောင်ကအမဲအောင်ဝေးလေးစလစ်နဲ့သပင်ဖားရချထားတဲ့အယုတ်ပါတဲ့စုပ်တံကိုလက်နှစ်ဖက်နဲ့ကင်လိုက်ပြီးတော့နဖူးမှာတင်လိုက်ပြီးပါဇက်မှာလဲမန်နန်တပုတ်ကိုခတ်တိုးရေရွတ်လိုက်ပြီးတော့မောင်ဘိုးတင်ရဲ့ရင်ဘတ်ပေါ်မှာစေးမင်စပြီးထိုးလိုက်လေတော့တယ်ကညာပီယဆိုတဲ့စကလုံးလေးလုံးသာထိုးခြင်းဖြစ်ပေမဲ့မောင်ဘိုးတင်အတော်ကိုနာနာကျင်ကျင်ခံစားလိုက်ရလေတယ်
ဆေးမင်းကြောင်ထိုးလို့ပြီးတဲ့အခါမှာဦးအောင်ကကွန်းတရားကိုဝါလိုက်ပြီးကွန်းသရေများနဲ့မောင်ဘိုးတွေရေမတ်မှဆေးမင်းကြောင်ထိုးထားတယ်ဆေးများပေနေတဲ့နေရာကိုမှုတ်လိုက်ပြီးကဲကညာမှန်သမျှတန်းတန်းဆွဲစီရောဟဲ့အဲဒီနောက်ကရင်ဘေးမှာအမဲအောင်ပိတ်စတစ်ထည်နဲ့ပေးချန်နေစီများကိုတုံပေးလိုက်တဲ့အခါကညာပိရဆိုတဲ့အမဲအောင်ဆေးမင်းကြောင်လေးကအထင်းသားပေါ်နေတော့တယ်ဦးအောင်ကအဒီစာလုံးလေးကိုကြည့်ပြီးကဲငါတပည့်မင်းကတော့ကညာလေးတွေရဲ့တန်းတန်းဆွဲဖြစ်ပြီးသားမှတ်တော့ဦးအောင်ရဲ့စကားကိုကြားတဲ့အခါမောင်ဘိုးထင်ကတစ်ချက်ပြုံးလိုက်ပြီးစိတ်ထဲမှာတော့တွေးကြပြီးပေါ့ကိုဖိုးထွေးရဟုတွေးနေလေပါတော့တယ်အခန်းခုနှစ်ကထိန်ပွဲကြီးနေ့ကိုရောက်ရှိလာပြီဖြစ်တော့တယ်ကာလာသားကာလာသမီးများနဲ့ကလေးငယ်များကအဝင်နေ့ကလည်းမဟုတ်ပဲအဝတ်အစားတစ်တစ်လူလင်များဝတ်စားထားကြလိမ့်တယ်အဲ့ဒီထဲမှာမောင်ဘိုးထင်လည်းပါလိမ့်တယ်ဦးအောင်ကကထိန်နီးလာကလေးကမောင်ဘိုးထင်အတွက်ပစိုးအစ်ဝတ်စားတွေများဝယ်ပြီးထားလိမ့်တယ်ဝတ်စားတွေများဝတ်ထားကြပေမဲ့မောင်ဘိုးထင်တို့ဒီကလေးခွားနေလောက်စလုံးထည့်ထားသောလွယ်အိမ်များကိုမိဘများမယူခိုင်းသည့်ကြားကခိုးပြီးတော့ယူလာကြလိမ့်တယ်ဒီလိုနဲ့ထမင်းစားချိန်မှာမောင်ဘိုးထင်ကဖိုးထွေးရဲ့မျက်နှာချင်းဆိုင်မှာမရမကလိုက်ထိုင်လိုက်ပြီးကိုဖိုးထွေးဘလို့လဲဗျဘာလဲကွာဖိုးထင်ကောင်မလေးတွေမလာသေးပါလားဗျပရိသာပင်ဘုန်းကြီးကြောင့်လိုက်ဖို့နေလို့လေလာပါလိမ့်မယ်ကွာတိကြပြီပေါ့ဗျာယခုထမင်းကျွေးနေတဲ့သူများမှာအသက်20ကျော်အပြိုများဖြစ်နေ၍မောင်ဘိုးထင်တို့၏ပြိုင်ပွဲစီကအဖေမပေါ်ခြင်းဖြစ်သည်သူတို့ထမင်းတပကံကုံသွားချိန်မှာထမင်းကျွေးနေတဲ့အပြိုများမှနောက်မှရောက်လာသော10ကျော်သက်ပြိုကညာလေးများကိုမြင်တဲ့အခါကဲမိဘုံတို့မိသေးတို့ညီတို့ထမင်းကျွေးလဲရောက်ပြီငါတို့ကြောင်းရှိဖျားသွားလိုက်မလားကာလာသားကြီးများကလည်းအပြိုများနေရာရွှေသွားသည်နှင့်သူတို့၏မျက်လုံးများကအသက်18အထက်လူငယ်လေးများထမင်းကျွေးကူရန်မျက်စောင်းထိုးလာကြရာလူငယ်လေးများကလည်းခမတို့ကလည်းမျိုးပဲဗျာခုနကျွေးကူမယ်ဆိုညင်းနေပြီခုမှလာခိုင်းတယ်မလုပ်ဘူးဗျာအဲ့လိုတော့မလုပ်ပါနဲ့ညီလေးတို့ညာတလင်းခေါင်ခေါ်မယ်ကွာမင်းတို့ကြက်ကာလာသားနဲ့ပါကျွေးမယ်ကွာဟုတ်ပြီလားတကယ်တော့ခမတို့ယုံရတာမဟုတ်ဘူးတကယ်ပါကွာဟိုမှာတခြားရွာဧည့်သည်လာနေပြီထမင်းမကန်ချတို့သွားပြီလှုပ်လူကြီးများလည်းရွာမှအပြိုများထွက်သွားရာတရုတ်စကားပန်းပွင့်များရှိသောစာသင်ကျောင်းရှိမှဖျားလေးစီတို့ထွက်သွားကြလိမ့်တော်သည်မောင်လေးစားတော့အသားရီစားအယိုးရီပိုင်းမစားနဲ့တော့ကြားလားဟိုထမင်းမကန်တဲတဲ့ကိုမင်းဒီကိုယူခဲ့အောင်ဟိုမှာရွာလူကြီးဝိုင်းကိုပို့ရမှာနေရွာလူကြီးအေးမကြည့်ဘူးမောင်လေးထမင်းလိုက်ဝဲမရှိတော့ဘူးဟာကြာပါလေအေးခင်ရဲ့နင်းသွားပြီလေဆန်းအေးကောင်မလေးများတယောက်ပြီးတယောက်မောင်ဘိုးထင်ကိုဂယုဆိုင်နေတာကိုမကြေမချမ်းနဲ့ကြည့်နေသူမောင်ဘိုးထင်နဲ့မျက်နှာချင်းဆိုင်မှာထမင်းစားနေတဲ့ဖိုးထွေးပင်ဖြစ်တော့တယ်မောင်ဘိုးထင်ရဲ့ဘေးမှာရှိတဲ့သူ၏တငယ်ချင်းများနဲ့ထမင်းကျွေးနေသောကာလာသားပေါက်စကလေးများပင်မောင်ဘိုးထင်ကိုကြည့်ပြီးတော့ငေးနေပါတော့တယ်ဒီလိုနဲ့မောင်ဘိုးထင်ကဖိုးထွေးကိုအနိုင်ယူလိုက်ကပြုံးပျော်နေပါလေတော့တယ်အခန်းရှိကထိန်ပြီးဒီမှာတပတ်ကျော်ပြီဖြစ်လေတယ်ယခုမောင်ဘိုးထင်ဟာဦးအောင်ပေါက်ပေးတဲ့ PRC အစွမ်းကြောင့်ဒုက္ခပေးနေပြီဖြစ်တော့တယ်တခြားမြည်သည့်စိတ်မှမရှိဖိုးထွေးကိုနိုင်ချင်းသာလှုပ်လိုက်ရသည့်ကိစ္စကအခုမောင်ဘိုးထင်တော့ကိုဒုက္ခများနေရပြီတကယ်ချင်းများနေလောက်စလုံးလှိမ့်နေချင်းကညာပြိုလေးများရောက်လာပြီးတော့မောင်လေးဘိုးထင်မမတို့ထင်းခွေသွားမှလိုက်ခဲ့ပါဦးအာမလိုက်ချင်ဘူးဗျာကျုပ်ကစားနေမလိုက်လို့မရဘူးနော်ကညာပြိုလေးများကထင်းခွေသွားရမောင်ဘိုးထင်ကိုခေါ်သွားပြီးအပြန်ထင်းစည်းများကိုနောက်ဆိုမမကိုလှုပ်ကြွေးတော်ကိုပြောကြကထင်းများကိုကုတဲခိုင်းနေတယ်ဖိုးထွေးတို့ညနေတန်ကြိုထိုးနေချိန်ရွာလေပိုင်းမှာကညာပြိုလေးများရေအိုးများနဲ့ရောက်လာကရွာထိပ်ဘုံရည်ရင်းကိုခေါ်သွားပြီးတော့မုံများကျွေးကရေအိုးပင့်ခိုင်းတယ်မောင်ဘိုးထင်ဘုံတွင်းပေးမှအုတ်ခုံပေါ်တက်ရေအိုးပင့်ပေးနေရလိမ့်တယ်ရွာမှာကာလာသားပေါက်စလေးများကမောင်ဘိုးထင်ကိုဂျိုကြည့်လာရာဤဒုက္ခကိုမခံနိုင်သည့်ဆုံးအိမ်တို့ပြန်ပြေးသွားပြီးအဘဘာတုံးကောင်လေးကကျုပ်ကိုထိုးပေးတာစီပြန်ဖြတ်ပြီးတော့ဗျာမစွမ်းလို့လားဟာစွမ်းတယ်ဗျစွမ်းအစွမ်းလုံနေလို့ဟာမဖြတ်ပေးဘူးကွာမင်းငွေတောင်ပြူပဲထိုးပေးထားတာ哦အဘမဖြတ်ပေးရင်ကျုပ်ကြွားပြန်မှာနော်အဲ့ဒီခါမှာဦးအောင်ကမောင်ဘိုးထင်ရဲ့ခေါင်းကိုပုတ်လိုက်ပြီးဖြတ်ပေးမယ်ကွာဖြတ်ပေးမယ်မင်းကငါတပည့်နော်ဟုတ်ပါတယ်ဗျာသိပါတယ်ဗျာအားဆိုမင်းနဲ့ငါခရီးထွက်ရလိမ့်မယ်ဗျာဘယ်ဟုတ်လဲဗျာမင်းတို့တစ်စိမ့်ရွာဘေးကအင်ဂျင်ရွာတင်းချိုင်းကိုလေဘာသွားလို့မှလဲဗျာမင်းကိုမကောင်းဆိုးဝါဖုတ်ထုတ်တာနဲ့တရေဘလို့ဖမ်းရတယ်ဆိုတာသင်ပေးမလို့ဗျာမောင်ဘိုးထင်ကဦးရဲ့စကားကိုအံ့ဩတကြီးနဲ့ကြည့်နေခြင်းမှာဦးအောင်ကမောင်ဘိုးထင်ရဲ့ကညာပီရဆေးမင်းကြောင်စီရင်ကိုဖြတ်ဖို့အိမ်မော်ကိုခေါ်သွားပါလိမ့်တော့တယ်အောင်လန်းဘိုးထင်နဲ့လက်ဦးစရာဝတ္ထုလေးကဒီမြတာပဲအောင်လန်းဘိုးထင်ရဲ့ဇလန်းတွေပဲဖြစ်ပါလိမ့်အားလုံးစင်သိပြီဆိုရင်နားဆင်ခန်းစားပေးကြပါဦးခင်ဗျာ
ဦးကုန်းနဲ့မောင်ဘိုးထင်မနက်စောပေပင်ရွာထဲမှာထွက်လာပြီးအင်ဂျင်ရွာကိုသွားနေကြတယ်ယခုတွင်တော့မောင်ဘိုးထင်အကင်းပါသွားပြီဖြစ်တော်တယ်ထမင်းကိုစစ်သုံးဟန်းကောကြိုင်နဲ့ထဲ့ကလွယ်ထဲထည့်လာသလိုစစ်သုံးရေဘူးနဲ့လည်းရေထည့်လာခဲ့တယ်ထမင်းချိုင်းကတကြိုင်နဲ့ရှိတာကြောင့်ဦးကုန်းကိုထမင်းထုတ်လာတဲ့အကြောင်းပြောလိုက်တယ်အဘကျုပ်ထမင်းထုတ်လာတယ်ဗျကောင်းတာပေါ့ကွာသွားမှာကလည်းဝေးသားကိုအဘအတွက်ကတော့ကျုပ်အင်မန်းနဲ့ထမင်းထုတ်လာတယ်ကျိုင်းကဘာဖြစ်လို့လဲကွာကောင်းလေးကကျိုင်းကကျုပ်တယောက်စာပဲရှိတယ်လေဗျာအဘအရင်သွားတော့ထမင်းထုတ်လို့လားမထုတ်ဘူးလေကွာမထုတ်ပဲအငတ်ခံတာမလားအဲ့တော့အင်မန်းနဲ့ထုတ်ခဲ့တာတော့ကျင်းနဲ့ဗျာအေးပါကွာမင်းကတော့လေဒါနဲ့ဘာဟင်းနဲ့ထုတ်လာလဲကွာအဘတော့အမဲသားဗျကျုပ်တော့ငှက်သားမင်းကဟင်းမှာခွဲကြနေတာလားနောက်ဆိုစံတွေပါခွဲကြပြီးတော့ချက်ဦးမှလားမသိဘူးဟဲ့ဂျိုင်နဲ့ထဲလာတာကိုပြောတာပါဗျထမင်းစားရင်တူတူစားမှာပဲဟင်းနဲ့မျိုးပေါ့ပါရင်နော်အေးပါကောင်လေးမင်းသဘောပါကဲသွားလျှောက်ကွာအဘကပြောတော့မယ်ကျုပ်ကရှေ့ကနေနောက်လှည့်စကားပြောနေတာပါဗျအဘသာသွားလျှောက်ရမှာနော်မောင်ဘိုးတင်ကရှေ့ကနေသွားနေပြီးပြောလိုက်ခြင်းဖြစ်လေရာဦးအောင်မြည်သည့်စကားမှမပြောပါပဲပြုံး၍သာလမ်းလျှောက်နေပါတော့တယ်ဦးအောင်နဲ့မောင်ဘိုးတင်တို့လမ်းလျှောက်လာလျာနေမုန်းတဲ့အချိန်ကိုရောက်ရှိလာခဲ့တယ်အဲဒီကဦးအောင်ကလမ်းဘေးမှာရှိတဲ့ညောင်ပင်ကြီးတပင်အောက်ကိုဝင်နားလိုက်ပြီးကောင်းလေးထမင်းစားကြအောင်ကွာဘိုးတင်တန်ဖို့အဘသိပြီမလားဘာလဲကွာကောင်းလေးကမင်းစကားကလေဘိုးတင်နဲ့ခီးသွားရင်ထမင်းမငတ်ဘူးဆိုတာကိုသိစေချင်တာဟုတ်ပါပြီကွာမင်းကလည်းကိုရီသွေးလိုက်တာဆိုတာအဖလည်းဗျာကျုပ်ကကိုရီသွေးစရာမလိုပါဘူးကိုရီကထပ်ပြီးသားမလို့ပါဗျာအေးပါမောင်ကိုရီထက်ရဲ့ကဲဘိုက်စားပြီကွာထမင်းစားဖို့ပြင်းတော့မောင်ဘိုးတင်လည်းလွယ်ထဲမှာထမင်းချိုင်းနဲ့အင်မန်းနဲ့ထုတ်ထားတဲ့ထမင်းတော့ကိုထုတ်လိုက်ကဦးအောင်ကိုကြည့်လိုက်ပြီးအဖဘယ်နဲ့စားမှလဲချိုင်းနဲ့လားအင်မန်းနဲ့လားမင်းအတွက်ချိုင်းနဲ့ထည့်လာတယ်ဆိုအေးဗျာကျွန်တော်ပဲနင်းနာခံပြီးတော့ချိုင်းနဲ့စားလိုက်ပါမယ်မောင်ဘိုးတင်ရဲ့စကားကြောင့်ဦးဘိုးတင်ကမျက်လုံးပြူးသွားပြီးမင်းကချိုင်းနဲ့စားမှာကိုနင်းနာခံတာလားအဘကလည်းကျုပ်ကလက်သေးသေးလေးဗျဇုံးကလည်းပါတာမဟုတ်အဘလက်ကြီးနဲ့ဂျိုင်နဲ့နှိုက်စားလို့ရလို့လားပြောအေးကွာနည်းနည်းတော့ခက်မယ်ဟာအဲ့ဒါကြောင့်အဘကိုဖတ်နေကြွေးတာအဘလက်ကြီးနဲ့စိတ်တိုက်စားသမ်းဗျကျုပ်သာဂျိုင်နဲ့အဘကိုစားဖို့ပေးရင်အဘဂျိုင်နဲ့ကိုလက်နှိုက်ရတာအစင်မပြေထမင်းစားလို့လဲဝါသလိုမဝါသလိုကဲကိုသားလေးကငါဖတ်နေပဲစားပါမယ်ကွာထမင်းတို့ဖြေပါတော့အဘကိုထားတဲ့ကျုပ်စီနာကိုနားလေစမ်းပါဗျာအေးပါကွာနားလေပါပြီဦးလေးဘိုးထင်ရဲ့ကဲထမင်းထဲလာတာနဲ့ဒီနားလေပါပြီကွာဟုတ်ပြီလားဦးအောင်ကပြုံးကြည့်ပြီးတော့မောင်ဘိုးထင်ကိုဦးလေးလို့ရွဲခေါ်လိုက်လေတော့တယ်မောင်ဘိုးထင်ကထမင်းထုတ်ကိုဖြီးလိုက်ပြီးဦးအောင်ကိုကမ်းပေးလိုက်ကစစ်သုံးရေဘူးလေးမှရေများဖြင့်လက်ကိုလောင်းချပေးလိုက်သည်အဲနောက်သူလည်းလက်ဆေးပြီးတော့ဟန်ကောချိုင်းကိုဖွင့်ကအတွင်းမှာငှက်သားဟင်းကိုဦးအောင်ရဲ့ဖတ်ထဲမှာထည့်ထားတဲ့ထမင်းများပေါ်မှာတင်ပေးလိုက်လေတယ်အဲဒီကဦးအောင်ကမင်းလည်းမဲသားဟင်းယူလေကွာအဘရောက်ပြီးကကျုပ်အမဲသားကြိုက်တယ်ဆိုတော့အမဲသားမစားချင်တော့ဘူးဗျာအေးငါကအမဲသားကမဝယ်လို့မရဘူးလေကွာအင်းမသိပါတယ်စားပါသူတို့တမင်းစားလို့ပြီးပြီဖြစ်တော့တယ်ဦးအောင်ကညောင်မင်းအောက်မှာလဲပြီးတော့နေတယ်မောင်ဘိုးထင်ကညောင်မင်းပေါ်မှာတွေ့တက်နေတဲ့နွယ်ပင်များဟာပကတ်လိုဖြစ်နေတာကြောင့်အဲဒီပေါ်မှာတက်အိတ်နေနဲ့ညောင်မင်းအောက်မှာလဲနေတဲ့ဦးအောင်ကိုစကားလှမ်းပြောလိုက်လေတယ်အဘအပေါ်တက်ခဲ့ပါလားဗျစိတ်ပဲဒီမှာပကတ်စီးနေရတယ်လို့ပဲရပါပြီငါကောင်ရမတက်ပြရစီနဲ့အသက်ကြီးလာတာမကောင်းဘူးလူကြီးတွေပြောကြတာအဘကြည့်ပြီးမှပဲသတိထားမိတော့တယ်ဦးအောင်ကမိတ်ထားတဲ့မျက်လုံးကိုဖွင့်လိုက်ပြီးအပေါ်မှာမောင်ဘိုးတင်ကိုကြည့်လိုက်လေမောင်ဘိုးတင်ကလည်းသူ့အားငယ်ဆောင်ကြည့်နေစကားပြောနေခြင်းပဲအခုလည်းမောင်ဘိုးတင်ကဆက်ပြီးတော့စကားဆိုလာတယ်အဘဒါနဲ့ကျုပ်မသိလို့တခုမေးမယ်နော်မေးလေကွာအဘကျွန်တော်အောင်လန်းဖြစ်ပြီလားပညာတော့မသင်ရသေးပြီမဲ့ဖြစ်ပြီလို့ပဲပြောပါတော့မေးကငါတပည့်လीကျုပ်ကြားဘူးတာတော့အောင်လန်းနေညစ်ပတ်တယ်တဲ့ရေလဲမချိုးပြောတယ်ကျုပ်တို့တော့တန့်နေပါလားဗျဟာမင်းပြောမှငါလည်းတတိထားမိညစ်ပတ်ပြီးစုပ်ပြတ်နေပါအောင်လန်းမဟုတ်ဘူးကွာဘယ်လိုမှအောင်လန်းတယ်လဲအဖြူနဲ့အမဲရှိတယ်ကွာငါတို့ကအမဲတွေနောက်ထပ်လူတွေကအဖြူတွေဘသူတွေလဲဖိုင်အထက်လန်းတွေပေါ့ကွာငါတို့မှာကသီလားမရှိဘူးသို့ပေမဲ့ကျင့်ဝတ်တော့ထားလို့ရတယ်မင်းဘာသာကိုးကွယ်လေကောင်းလေးဖျားဦးစဉ်ကျုပ်ရွာအိမ်မရှိတယ်ဆိုတော့ဖျားကိုးကွယ်တယ်ထင်တယ်ဗျမောင်ဘိုးတင်စကားပြောလို့ပြီးတဲ့အခါဦးအောင်ကငုတ်တုတ်ပြန်ထိုင်လိုက်ပြီးဖျားလန်းစဉ်နဲ့ပြောင်းပြန်ဆန့်ကျင်ပြီးလှုပ်နေလို့အောင်လန်းလို့ခေါ်တာကောင်းလေးဖျားလန်းစဉ်ကဘာလဲပါငါလည်းမသိဘူးကွာအဲ့ဒါထားလိုက်တော့အဲ့ဒါတွေကဒိုးနဲ့လားလားမှမဆိုင်ဘူးတခုရှိတာကအောင်လန်းဆိုပေမဲ့အကုန်လုံးမကောင်းတဲ့သူမဟုတ်ဘူးကွာဝ
ဝါသနာကြောင့်အောက်လန်းဖြစ်နေပြီမဲ့အကျင့်ကောင်းတဲ့သူတွေရှိတယ်အဘလိုမျိုးလားဟာငါကဘာအကျင့်ကောင်းလို့လဲဟာအဘသာအကျင့်ကောင်းရင်ကျုပ်အခုလိုကောင်းကောင်းနေကောင်းကောင်းမစားပါဘူးဗျာဦးငါမောင်မိုးတင်ကိုလှမ်းကြည့်လိုက်လေအမေရိကန်ကိုသူ့ဟာကျေးဇူးတင်နေတဲ့မျက်နာဖြင့်စကားပြောနေလေဟာသူ၏စိတ်ထဲမှာတော်ပင်ကျဉ်းနေမိတယ်အဲဒီနောက်ဦးအောင်ကကောင်လေးခဏမေးလိုက်ကွာပြီးရင်ခီးဆက်ကြအောင်လို့ဟုတ်ကဲ့ပါမောင်မိုးတင်ကဦးဝင်းရဲ့စကားဆုံးတာနဲ့ပကတ်လိုဖြစ်နေတဲ့ຫນွယ်များပေါ်ကိုမျက်လုံးကိုမှိတ်ပြီးတော့မေးလိုက်လေမလန်မကန်မှာအော်ငှက်တန်လေးကလွမ်းမောဝယ်ထွက်ပေါ်လာလေမောင်မိုးတင်တက်ပြီးတော့အိတ်နေတဲ့ပကတ်ပုံစံຫນွယ်လေးများကတဖြည်းဖြည်းပကတ်လွဲသည်လားလှုပ်ရမ်းလာလေမောင်မိုးတင်လည်းအိတ်ပျော်လို့သွားပြီးဖြစ်တော့တယ်ညောင်မင်းအောင်မှာထိုင်နေတဲ့ဦးအောင်မှမောင်မိုးတင်အိတ်နေတဲ့ຫນွယ်များကိုလှုပ်ရမ်းပေးနေတဲ့သူအားတေချာမြင်နေရလေစနွေးများလိမ့်ကြံထားပြီးတော့သပင်ဖားရချထားတယ်ဝင်းဝါနေတဲ့မျက်နာမှာရှိတဲ့မျက်လုံးမွဲမဲများမှာလည်းမျက်ရည်တုလို့ထင်ရတဲ့အမဲရောင်ကြီးများကြနေပါလေတော့တယ်ဦးအောင်နဲ့မောင်မိုးတင်ခီးဆက်လာကြသည်မှာညနေအချိန်သုံးပင်ရောက်လာပြီဖြစ်တော့တယ်မကြသောအချိန်မှာတော့တစ္စိန်ရွာနဲ့အင်ဂျင်ရွာကိုသွားရတဲ့လမ်းခွဲလေးကိုရောက်လာတဲ့အခါဦးအောင်ကရှေ့မှာမောင်မိုးတင်ကိုကောင်းလေးမင်းရွာဝင်အောင်ပါလားမောင်မိုးတင်ကခဏရပ်လိုက်တယ်အချိန်ဒီကညနေဆောင်နေဖြစ်တော့တယ်အဲနောက်ခိတ္တစဉ်းစားကဝင်လို့အချိန်ပြေတယ်ဆိုရင်တော့ခဏတော့ဝင်ကျင်သားပါရပါတယ်ကွာကဲသွားကြတာပေါ့လာဦးအောင်နဲ့မောင်မိုးတင်ရွာထဲဝင်လာလေတယ်ရွာထဲကိုရောက်တဲ့အခါတချို့သူများကမောင်မိုးတင်ကိုနှုတ်ဆက်ကြသလိုတချို့သူများကမတိကျိုးကျွံပြူသွားကြလေတယ်အဲဒီနောက်မောင်မိုးတင်ကဦးအောင်ကိုလှည့်ပြီးတော့စကားဆိုလိုက်ပြန်တယ်အဖကျွန်တော်ရက်ဆိုင်ခဏဝင်ကျင်နေဗျာဟာကောင်းလေးငါအခုတော့ရက်မတော့ဘူးကွာအဖကိုတိုက်မှလည်းမဟုတ်ပါဘူးဗျာကျွန်တော်ငွေ30လောက်ပေးပါလားအေးရတယ်ရော့မောင်မိုးတင်တောင်းသောငွေရဦးအောင်ကမဆိုင်မတော့ထုတ်ပေးလိုက်တယ်ခဏပြလမ်းလျှောက်ပြီးချိန်မှာတင်းစိန်ရွာမှာရှိတဲ့ကိုစိုးကြီးရက်ဆိုင်ကိုရောက်လာခဲ့လေတယ်ဆိုင်ထဲမှာရက်ချိန်ထည့်ပေးနေကိုစိုးကြီးဟာမောင်မိုးတင်ကိုမြင်တဲ့အခါမှာတော့ဘိုးတင်ရွာလေးလာတာလားဟာဒီမှာအိမ်မယ်ဆိုငါးစီမှာတမင်းလာစားကွာအလေးလာတာမဟုတ်ဘူးဗျလမ်းကြုံလို့ဝင်လာတာကျုပ်ကိုဒပလင်းပေးစက်မအောင်ရော့မှငွေဩအေးမင်းကအရက်တောက်တက်နေရလားမဟုတ်ပါဘူးဗျာကျုပ်အင်္ဂနာပြန်မလို့အဖေအတွက်ဝယ်တာပါအဲ့လိုဆိုရင်တော့ငါညသွားဖို့ကြမလို့တော့ဘူးပေါ့ကွာမင်းဖေကငါ့ကိုငွေပေးထားတာညနေတိုင်းတလုံးအမြဲတမ်းသွားပို့ပေးရတယ်ဟိအေးဗျာကျုပ်သွားအောင်မယ်ဦးစိုးကြီးအင်ညွှန်းရအောင်လဲသွားအောင်ပါဘိုးဗျအေးကဲသွားမဘိုးတင်ကရက်ပလင်းကိုယူကာဆိုင်ထဲမှာထွက်လာပြီးဆိုင်ဝါမှာစောင့်နေတဲ့ဦးအောင်ကိုခေါ်ကာသူ၏အိမ်ကိုခြေဦးလှည့်လိုက်ပါတော့တယ်မဘိုးတင်နဲ့ဦးအောင်တို့နှစ်ယောက်မဘိုးတင်နေအိမ်ကိုရောက်လာပြီးဖြစ်တော့တယ်အိမ်ရှိကိုပြတ်မှာတော့မောင်မိုးတွေရဲ့ဖခင်ဦးကောင်းအရက်တပလင်းနဲ့အရက်ကိုစိန်ခံတောင်းနေတာကိုမျက်နာကလည်းပွာရောင်းနေပြီဖြစ်တော့တယ်ဦးကောင်းကအိမ်ထဲကိုဝင်လာတဲ့မောင်မိုးတွေကိုတွေ့လိုက်ရတဲ့အခါဟာဂျိုးကောင်းလေးမင်းပါလာလို့တာလေအလုံးမလုံးချင်လို့ပြန်ပြေးလာဟဟလားအဲ့လိုလုံးရင်မင်းငါเจ้าသိရနော်မဟုတ်ပါဘူးဗျာကျုပ်လမ်းကြုံလို့ဝင်လာပါဒီမှာကျုပ်အလုပ်ရှင်ဦးအောင်နဲ့အတူတူလာတာပါအော်ဟုတ်လားလာထိုင်ပါဗျာထိုင်ပါဦးကောင်းကမောင်မိုးတင်ရဲ့အလုပ်ရှင်ပြောစကားကြောင့်သူနဲ့မလန်းမကန်းနေရက်နေတော့ဦးအောင်ကိုလောကုတ်ပြုတ်လိုက်လေတယ်ဦးအောင်ကကိုပြစ်လေးမှထိုင်လိုက်တယ်မောင်မိုးတင်ကလည်းဝယ်လာတဲ့ရက်ပလင်းကိုဦးကောင်းရှိမှချလိုက်ပြီးကျုပ်ရက်ဝယ်လာတယ်အာဂျိုးကောင်လေးကအလိုက်သီးတာပဲဟောကောင်းတယ်ကွာကောင်းတယ်မောင်မိုးတင်ဘာပြန်မပြောပြီထုံတော့ဦးအောင်ကအရက်ရီဝေမူးနေတော့ဦးကောင်းကိုကြည့်ကမင်းဘာလှုပ်လဲအခုတော့ဘာမှမလုပ်ဘူးအမဲလေးဝက်လေးဖော်ရင်တော့အမဲကူဖြတ်တယ်ဝက်ဖော်ကူတယ်ပေါ့ဗျာဒါနဲ့မင်းရဲ့သားကိုဘာလို့ဂျိုးကောင်လေးလို့ခေါ်တာလဲကွာကျုံမင်းမသေးရတာသူ့ကြောင့်ဗျာဦးအောင်ကပြုံးလိုက်တယ်အဲဒီနောက်ဦးကောင်းကိုစိတ်ကြည့်ကမင်းဆုံးရှုံးရတာကမင်းမိမ့်မကွာမင်းသားဘိုးတင်ဆုံးရှုံးရတာသူ့မေအပြစ်တင်ရမှာကမင်းကိုသူကတော့အပြစ်တင်အောင်ပါဘာဆိုင်လဲဗျာကျုပ်ချစ်ရတဲ့မိန်းမဆုံးတာလေကျုပ်ဒီလိုအရသမားလုံးဘဝရောက်တာအဲဒီကောင်ကျိုးကောင်ကြောင့်လူဖင်းစကားတွေလာပြောနေပါလားမိန်းမဆိုတာမရှိတော့ရင်နောက်တစ်ယောက်ယူမိန်းမပဲလေကွာဘိုးတင်ဆုံးပါသွားတဲ့သူ့အမေကြီးကမင်းပြန်ရှာပြီးတော့အစားထိုးပေးစမ်းရလားရရင်တော့အမေလို့မခေါ်တော့ဘူးမိထွေးလို့ပဲခေါ်တယ်ကွာဦးအောင်ရဲ့စကားများကိုဦးကောင်းကမြည်သူသောခွန်းတုံးပြန်မှုမှမလုပ်ပေအဲဒီကဦးအောင်ကဆက်ပြီးတော့စကားကိုဆိုလိုက်တယ်ဟေးကောင်ငါပြောရအောင်မယ်မိန်းမသေးလို့နောက်ထပ်ယူရင်မိန်းမရတယ်လို့ပဲခေါ်တယ်ကွာအလွန်ဆုံးနောင်မိန်းမမင်းသားဘိုးထေမေသေးလို့မင်းကနောက်ထပ်မိန်းမထပ်ယူရင်နောက်အမေလို့ဘယ်သူမှမခေါ်ကြဘူးကွာအ
အစားထိုးလို့မရတဲ့စုံစုံမှုကိုကြုံခဲ့ရတဲ့ငါကောင်လေးဘိုးထင်ရမင်းတို့ကိုအပြစ်မတင်ရပဲနောက်ထပ်အစားထိုးလို့ရတဲ့မိန်းမအခန့်မသိလို့သေတာကိုမင်းကငါကောင်လေးကိုကြိုကောင်လေးတယ်လားတော်တရားကြဖို့ကောင်းတဲ့ကောင်လေးကွာဦးအောင်ကြီးစကားကိုဦးကောင်းကမြည်သုံးမှပြန်မပြောနိုင်ပြီအဲဒီကမှဦးအောင်ကမောင်ဘိုးထင်ကိုတွားရအောင်ဆိုတဲ့သဘောနဲ့မျက်စာပြစ်ပြလိုက်ပြီးဦးကောင်းနဲ့သူ့အိမ်ကိုခြံခဲ့ကအင်ဂျင်ရွာကိုခရီးဆက်လိုက်တော့တယ်ဦးကောင်းဒီကအရာပလင်းကိုကင်ပြီးတော့အိမ်ဝိုင်းထဲမှာထွက်ခွာသွားတော့မောင်ဘိုးထင်ကိုငေးကြည့်နေပါတော့တယ်ဦးအောင်နဲ့မောင်ဘိုးထင်တစ်စိမ်ရွာမှထွက်လာလေရာမိုးပင်အတော်လေးချုပ်နေပြီဖြစ်တော့တယ်ဦးအောင်ကမြည်သည့်စကားမှမပြောဘဲငိန်ကြသားကောင်းနေတဲ့မောင်ဘိုးထင်ကိုစကားဆပြီးဆိုလိုက်တယ်ကောင်းလေးငိန်လာကြည်လားကွာအဘခုနကကျုပ်ဖေကိုပြောရတဲ့စကားတွေကြားပြီးတော့အမေကိုအမှတ်ရလို့ပါဗျာအေးကွာငါနားလဲပါတယ်ဒါပေမဲ့မင်းဖေကလွန်နေကွာကျုပ်လည်းသိပါတယ်ဗျာဒါပေမဲ့အမေကိုတော့ချစ်တာပဲဆိုတဲ့အတွေးနဲ့ကျုပ်သူပြောတာလောက်တာတွေဘာပြန်မပြောပဲကျေနပ်နေတာပါဗျာဟောမင်းအမေကိုမင်းတော်တော်ချစ်သားကိုချစ်တာပေါ့ဗျာနေကညောင်မရောက်အိတ်တုံးကတော့ကျုပ်အိမ်မက်မှတ်သေးတယ်ဘလို့မှတ်တာလဲကွာပြောစမ်းပါဦးကျုပ်အိမ်မက်ထဲမှာကျုပ်ကကလေးဗျပကထဲမှာအိတ်နေတာအမေကကျုပ်အိတ်နဲ့ပကကိုပြုံးကြည့်ပြီးလွှဲပေးနေတာကျုပ်ကကလေးသားဖြစ်နေတာပြောနေတာဗျမောင်မိုးတွေကပြုံးရွှေ့ပြီးတော့စကားပြောနေရဦးအောင်ဒီလည်းပြုံးပြီးတော့နားထောင်ရင်းကောင်းလေးမင်းဘိုင်းစားပြီလားမစားသေးပါဘူးပါငါတို့အင်ဂျင်ယာကဖုတ်ဝင်နေသူကိုဖုတ်ထုတ်ဖို့တရေတကောင်လိုတယ်ကွာဘယ်မှာသွားရှာမှာလဲပါတရေဆိုပေမဲ့ကမစိတ်ကြီးတဲ့ကောင်ကိုလိုချင်တာအဲ့ဒါဆိုကျုပ်တို့ရွာသိန်းတိုင်းမှာရှိလောက်တယ်ပါအေးဒါဆိုသွားကြတာပေါ့ကွာဦးအောင်နဲ့မောင်ဘိုးထင်လဲသစ်စိန်ရွာရဲ့သိန်းတိုင်းကိုထွက်ခွာသွားကြလေတော့တယ်မောင်ဘိုးထင်ကသူအမြဲထိုင်နေကြအုပ်ကူပေါ်မှာထိုင်လိုက်လေတယ်အမောင်တူကြီးဆိုးတဲ့ဒေတာများဖြစ်တာကြောင့်လရောင်ကအင်မတန်ထွန်းလင်းနေတဲ့အအေးမြသောလရဲ့ရောင်နဲ့တူလေနူအေးလေးများလည်းတိုက်ခတ်နေတာကြောင့်တိတ်ဆိတ်နေတဲ့တင်းချိုင်းဟာဦးအောင်နဲ့မောင်ဘိုးတင်ဖို့နေလို့ပင်ကောင်းတယ်လို့ထင်နေလေတယ်အေးပြီးနေလို့ကောင်းလိုက်တာဗျာအေးကွာရွာတွေကလူတွေကဖျားရည်တရားရည်နေရတာအေးချမ်းလိုက်တာလို့ပြောဘူးတယ်ငါလည်းတေချာမသိပါဘူးကွာဒါပေမဲ့ခုတင်းချိုင်းရိတ်ကပို့ပြီးတော့အေးချမ်းပြီးနေလို့ကောင်းတယ်ဆိုတာအဲ့လူတွေမသိလို့ဖြစ်မယ်အဘတော့ပြောတော့မယ်ဗျာဘယ်ချိန်တည်းဖမ်းမှလဲတင်ပြအောင်ဗျတင်းရတာမခတ်ပါဘူးကွာမင်းဆိုပိုတော့မခတ်သေးမင်းလိုကြောက်ရလန့်မှမသိတဲ့ကောင်ကဘာမှတော့တိတ်တင်စရာမလိုမင်းကိုစိမ့်မင်းကြောင်ထိုးတဲ့အတက်နဲ့မန်တန်အတက်ကတော့နောက်မှတဖြည်းဖြည်းတင်ပေးမယ်ကွာဟုတ်ပါဦးအောင်ကအုပ်ကူပေါ်ချိန်လွဲချထိုင်လိုက်ပြီးတဲ့နောက်မောင်ဘိုးတင်ကိုကြည့်ကအခုကတရေဖမ်းတာမဟုတ်ဘူးကွာမွေးတာအရင်ငါလာတာကဖမ်းတာကိုတိုက်ချင်တဲ့အိမ်ကိုတရေရဲ့စိတ်ဆွဲလန်းမှုတဲ့အရာတွေကိုယူပြီးတော့သွားမြုပ်တာပေါ့ကွာပြီးတော့အဲ့ဒီမှာရှိသေးတာပဲဒေါသထွက်နေတဲ့တရေတွေကအဲ့ဒီအိမ်မှာ၆လှမ်းကြပေါ့ကွာအော်ဟုတ်သဘောပေါက်ပြီပါအခုကမွေးမှာလားဟုတ်တယ်ငါတို့သူ့ကိုကြွေးမွေးပြီးနေရာတနေရာပေးထားမယ်လိုအပ်ရင်ခိုင်းမယ်ပေါ့ကွာဟုတ်ကဲ့ပါကဲလူလေးတရေရွေးပွဲလေးစားလိုက်ရအောင်ပေါ့နေအောင်ပါသူများတွေပြောတဲ့တင်းချိုင်းဆောင်မတ်ဖဲဝါဆိုတာကြီးနဲ့ကိုတွေ့အောင်ပါလားတင်းချိုင်းတွေတလောက်များတာကွာမတ်ဖဲဝါဘယ်တင်းချိုင်းနေလဲတော့မသိဘူးခေါ်ရင်တော့လာမှာပေါ့ဟုတ်လားပါလာရင်လည်းသူ့ပဲဖမ်းသွားမလားလို့ကြုတ်ကတွေးနေတာမောင်ဘိုးတင်ရဲ့စကားကြောင့်ဦးအောင်မျက်လုံးပြူးကမောင်ဘိုးတင်ကိုကြည့်လိုက်လေမောင်ဘိုးတင်ကအုပ်ကူပေါ်ခြေထောက်အောက်ကိုလွှဲချထိုင်နေခဲ့တယ်အဲဒီနောက်ဦးအောင်ကမောင်ဘိုးတင်ကိုကောင်းလေးတရေတစီတွေမွေးတော့မယ်ဆိုရင်ဂရိတီရတယ်အဲဒီကောင်တွေကလူလိုမဟုတ်ဘူးကျွေးမယ်သူကျွေးရတယ်နေပါအောင်နောက်နေမှလို့ပြောမရဘူးအဲ့တော့ဂရိမပေးခင်တေချာစဉ်းစားဖြစ်နိုင်မဖြစ်နိုင်ပေါ့ဟုတ်ပါပြီးတော့တရေမွေးတယ်ဆိုတာကမစိတ်တီအားကောင်းတဲ့ကောင်တွေရွေးမွေးရမယ်အဖပြောတဲ့ကမစိတ်တီဆိုတာဘာလဲဗျတကူစွမ်းအားပေါ့ကွာငါတို့ကအားကြီးတဲ့တရေကိုမွေးနိုင်လေငါတို့လုပ်ငန်းဆောင်တာတွေပို့ပြီးအောင်မြင်လေပဲကွာအဖပြောမှာပဲတရေတွေကိုလက်ဝဲပွဲလုပ်ပြီးရွေးခိုင်းရမလို့ပဲလုပ်ရမှာလေကွာအဲ့လိုပဲရွေးရမှာဗျာဦးအောင်ရဲ့စကားကြောင့်မောင်ဘိုးတင်ကြောင်အန်းဖြစ်သွားရတယ်မောင်ဘိုးတင်ဖြစ်ပြသွားတာကိုသဘောကျနေတဲ့ဦးအောင်ကဆက်ပြီးတော့စကားဆိုလိုက်တယ်ဒီလိုကောင်လေးကဒီမှာရှိတဲ့တရေတပတ်တစီပိတ်တာမြေဖုတ်အသူရကယ်ဆိုပြီးတော့အများသားရှိလိမ့်မယ်ငါတို့ကအဲ့ဒီထဲကဘယ်မျိုးစားကိုမွေးရမလဲရင်တွေးရမယ်တရေကိုအများဆုံးမွေးပါတယ်နိုင်နေနေပေါ့ကွာဟုတ်ပါအဲ့ဒီတော့ဒီဝင်းကျင်ကတရေတွေကိုငါတို့တတ်နိုင်တာနဲ့ကမ်းလှမ်းရမယ်ဘယ်နှရက်အမဲသားဘလောက်ကျွေးမယ်ဘာညာပေါ့ကွာဟုတ်ကဲ့ပါ
အဲဒီချိန်2ကောင်လိုက်လာမယ်10ကောင်လိုက်လာမယ်ကွာအဲဒီကောင်တွေချင်းချင်းလုံးခိုင်းပြီးတော့နောက်ဆုံးဘိုးရတဲ့ကောင်ခေါ်မှာအဖတရေရွေးတာကြောက်တောင်သဘောကျလိုက်ဟိုဒိုင်းဒီပါတွေရောလိုသေးလားဗျလိုတာဗောကွာအခုမင်းနဲ့ငါဒိုင်းပဲဗောကွာဟာကောင်းလိုက်တာဗျာကြောက်ရွံ့မှုကင်းမဲ့သွားအားပါးတဲ့စကားပြောနေတဲ့တပည့်ဖြစ်သူမောင်ဘိုးတင်ကိုကြည့်လိုက်ပြီးဦးအောင်လည်းသဘောကျနေလေတပည့်ရွေးတာမှန်ကန်သည်ဟိုလည်းတွေးနေမိပါလေတော့လေအုတ်ခုံမမမောင်ဘိုးတင်နဲ့ဦးအောင်ကထိုင်နေခဲ့တယ်လာရောင်လင်းနေတဲ့အုတ်ကူရှိမြေကွက်လက်ကိုအာယုံဆိုင်နေတယ်အဲဒီနောက်ဦးအောင်ကမန်နန်တစ်ခုကိုရွတ်လိုက်ပြီးတဲ့နောက်ကဲဒီအင်းချိုင်းမှာရှိတဲ့တရေပေါင်းတို့ကျုပ်အောင်လန်းဆရာဦးအောင်ဖိတ်ခေါ်ပါတယ်တင်တို့တဲကတအုပ်ကိုငါနဲ့ငါတပည့်ဘိုးတင်မွေးကြင်ပါတယ်ငါတို့ခိုင်းတဲ့လုပ်ငန်းချုပ်ကိုလုပ်ပေးရပါမယ်အဖိုးအခအနေနဲ့10ရက်ကိုတစ်ကြိမ်အမဲသာ2ပိတ်သာကျွေးပါမယ်ငါတို့ပြောတာလက်ခံရင်ငါတို့ရှိကိုလာခဲ့ကြဦးအောင်ရဲ့စကားဆုံးတာနဲ့လာဟာတိမ်တိုင်းချိုးတဲ့ကိုဝင်သွားပြီးတော့မှောင်မဲသွားလိမ့်တယ်အဲဒီနောက်တိမ်တိုင်းများကင်းစင်သွားချိန်လာရောင်ရဲ့အလင်းအောင်ပြန်ပေါ်လာလိမ့်တယ်ပြန်ပေါ်လာတဲ့လာရောင်အောက်မှာတော့ပုံသဏ္ဍာန်စုံလှတဲ့တရေ4ကောင်ရောက်နေလိမ့်အဲ့ဒီတရေများကိုဦးအောင်ကသေချာကြည့်လိုက်ပြီးမောင်ဘိုးတင်ဘက်ကိုလှည့်လိုက်ကကောင်လေးငါတရေတွေနာမည်မေးမယ်မင်းမှတ်ထားအောင်ဟိုအစုံကတရေနာမည်ငနက်အပါရအေးမင်းကသိတာလားသိတယ်လေအဲ့တရေကျုပ်စီကအမဲသားတောင်းစားတာတခုသတိထားကောင်လေးရဲ့တရေတွေတစီနဲ့စကားပြောရင်ငါလို့ပဲပြောကျုပ်တို့ကျွန်တော်တို့နဲ့မပြောနဲ့ကြားလားငါတို့ကသူတို့ကိုအပေါ်ကဆက်ဆံမယ်သူတို့ကစင်တွေကိုထိန်းရတယ်လို့ပဲကွာတတိတော်ထားမယ်ကြားလားဟုတ်ကဲ့ပါဦးအောင်ကမောင်ဘိုးတင်ကိုတိုးတိုးပြောပြီးတဲ့နောက်အခုငါတို့ရှေ့ရောက်လာတာဘယ်သူတွေလဲနာမည်ပြောကြစမ်းဟိုကောင်ဦးအောင်ကအစုံဆုံးမှတရေကောင်ကနေစပြီးတရေကောင်ချင်းကိုလမ်းညှိုးထိုးပြီးမေးလိုက်တယ်ဟိုကောင်နာမည်ငနက်ဟိုကောင်မင်းနာမည်စံဖမင်းရောငတွတ်ဟိုကောင်ရောစိတ်ဓာတ်အေးကောင်းပြီနင်တို့နှစ်ပန်းလုံးရမယ်နိုင်တဲ့ကောင်ချင်းချင်းထတ်ချရမယ်ကြားလားဦးအောင်ကတရေများကိုသေချာကြည့်ပြီးတဲ့နောက်မောင်ဘိုးတင်ဘက်ကိုလှည့်ကကောင်လေးဘယ်ကောင်နဲ့ဘယ်ကောင်ချခိုင်းရမလဲကျုပ်ကတော့ငနက်ကိုတန်းခေါ်ကျင်တာဗျာရမလားကွာပိုးအားကြီးတဲ့ကောင်ခေါ်ရမှာဒါစီးကမ်းမယ်မင်းဒိုင်ဖြစ်ပြီးတော့မညင့်နိုင်တော့ကောင်လေးကျုပ်ကပြောကြည့်တာပါဗျာကဲအားစုကျုပ်ရွေးလိုက်မယ်မောင်ဘိုးတင်ကတရေ4ကောင်ကိုသေချာကြည့်ပြီးတော့ဦးအောင်ကိုစကားဆိုလိုက်တယ်အဖစံပနဲ့စိတ်ဓာတ်အကောင်ကြီးတယ်သူတို့ချခိုင်းဗျာအဲ့တော့ငနက်နဲ့ငတော့ကအကောင်ကွာတယ်ကွာငနက်ကြီးကစံပနီးပါပဲအဖရဲထားလိုက်စမ်းပါကျုပ်ပြောသလိုလုပ်ပါဗျာကောင်လေးမင်းဘောင်ထဲကညစ်နေပြီငါသိတယ်နော်နေစမ်းပါဗျာဒိုင်နေပါဆိုခက်တီနေပါဗျာအဖနဲ့လည်းခက်တယ်ဗျာမျက်နှာဘူးမသိဘူးမောင်ဘိုးတင်ရဲ့စကားကြောင့်ဦးအောင်မျက်လုံးမှာပိန့်တက်သွားရတယ်တဲမလွယ်တဲ့ကောင်ပါလားဟုလည်းတွေးရင်တရေများပဲလှဲ့ကကဲစံပနဲ့စိတ်ဓာတ်ချတော့တရေနှကောင်လုံးထွေးနေလေတယ်လေမြန်လုံးတဲ့အတွက်အရင်မဲမြသရန်သာမြင်နေရတယ်အတော်ကြာတဲ့ခါမောင်ဘိုးတင်ကစိတ်မရှိဖြစ်ကအဖဒီကောင်လေးကိုဒီတိုင်းချခိုင်းနေတစ်သလုံးပြီးမှမဟုတ်တော့အေးတခါတလေတရက်လောက်ကြာတယ်ကွာဟာအဲ့လောက်ကြီးမစောင့်နိုင်ဗျာအကြာကြီးကိုစိတ်မရှိဘူးမောင်ဘိုးတင်ကပြောပြောဆိုဆိုမတ်တက်ရက်လိုက်ပြီးဟဲ့ကောင်လေးရက်စမ်းမောင်ဘိုးတင်ရဲ့စကားကြောင့်လုံးထွေးနေတဲ့တရေစံပနဲ့စိတ်ဓာတ်တွေရက်လိုက်ကြတယ်အဲဒီကမောင်ဘိုးတင်ကထပ်ပြီးတော့စကားဆိုလိုက်တယ်မင်းတို့မရွေးဘူးငနက်လာခဲ့မင်းကိုရွေးတယ်ငနက်ကဦးအောင်တို့နားကိုကတ်လာခဲ့တယ်ကျန်တဲ့တရေများကမချေမနှက်ဖြစ်ကနေရမောင်ဘိုးတင်ကဦးအောင်ကိုတိုးတိုးနဲ့စကားပြောလာတယ်အဖဟိုကောင်ဒီမကျင်တဲ့လူလာချရင်အဖတားပြေဦးနော်မင်းကစီးဖောက်တာကိုဘယ်ကျင်နဲ့မလဲအဖပြောတော့စင်နေလူပဲဆိုဒီကောင်လေးကျုပ်တို့စကားကိုနားကိုထောင်းအောင်မယ်ဟေးပါကွာငါမင်းကိုလက်တွေ့သင်ခန်းစာတွေပေးနေတာမင်းကငါ့ကိုတော့ပညာတွေပြန်သင်နေပါလားကွာဟုတ်တယ်လေဗျာသူတို့ချတာအကြာကြီးမစောင့်နိုင်တော့အခုတော့အချိန်လင့်နေဘိုက်လဲစာနေဗျာကျုပ်ကငနက်ကိုတော့ခေါ်လိုက်ပြီဘာထက်လို့ရမလဲစာချုပ်လုပ်ရအောင်မယ်ဟမ်အဖစာချုပ်လည်းရှိသေးလားအဖတို့လောကလည်းတကယ့်ကိုအစမ်းနေပဲဗျို့ဦးအောင်နဲ့မောင်ဘိုးတင်စကားပြောနေစင်မှာကျန်တဲ့တရေ3ကောင်ထမ်းမှ6ကက်ကက်အကွဲကွဲစကားသံများပေါ်လာကြတော့တယ်မကျင်ဘူးငါတို့မကျင်ဘူးအဲဒီကမောင်ဘိုးတင်ကဦးအောင်နာကိုကတ်သွားပြီးအဖဟိုကောင်နဲ့မကျင်ဘူးတဲ့ဗျဘယ်လိုလုပ်မလဲမင်းအောင်ဘယ်လိုလုပ်ချင်ကျုပ်ကတော့သူတို့အမဲသား90သားစီလောက်ကျွေးမယ်လို့ညှိကျင်တယ်ဗျမတရားလည်းတားမလုပ်ချင်ဘူးတပိတ်တာတော့မဟုတ်ပါလားမင်းကသကောစကားကြီးအဖလည်းဗျာအဖငွေကုန်တတ်တောင်ပြောပြီးတော့အားလိုက်တာဗျာအေးပါကွာမရတော့လဲငါပညာပြရတာပေါ့
ဦးအောင်ကအုတ်ကူအခြေနားမှာမြေကြီးမှုံများကိုလက်နဲ့ကုပ်လိုက်ပြီးမင်းတို့မကျင်းနဲ့လဲငါလိုဆရာကဂယုဆိုင်เสียလားမင်းတို့တနာလို့တကောင်မနှက်ပြအမဲသား90သားစီကျွေးမယ်ကျင်းနဲ့လားမကျင်းတော့ဘူးမကျင်းတော့ဘူးတဲသုံးကောင်အဲ့ဒီလိုပြောပြီးတော့ဦးအောင်တို့နားကိုတိုးလာရာဦးအောင်ကမြေမှုံများစုပ်ကင်ထားတဲ့သူ့ရဲ့လက်ကိုပါဇက်နဲ့တစ်ချက်မှုတ်လိုက်ပြီးငါလိုဆရာကိုတရေစုပ်တွေကအန်တုကုန်နေတော့သိစမ်းကွာဦးအောင်ကအရှိကိုတိုးလာတဲ့တရေသုံးကောင်ကိုပေါက်လိုက်ရာမြေမှုံများမှာမီးစာများတရံဖြစ်ပြီးတရေသုံးကောင်တောက်လောင်ကုန်နေရာကြောက်လန့်ကြတဲ့တင်းချိုင်းနဲ့ရှိတစ်ပင်များပေါ်ကိုပြေးတက်သွားကြလေတော့တယ်အဲဒီခါမှမောင်ဘိုးထင်ကတပ်ပြင်းချလိုက်ကဟာအဖေတော်ဒီကောင်ကြီးကြောက်သားဗျာမင်းငါမရှိရင်ဘယ်လိုလုပ်မလဲကောင်လေးကျုပ်ကလည်းအဖားရှိလို့လုံရဲတာဗောဗျာမင်းကတော့လေကဲစာချုပ်ချုပ်ဖို့လုပ်ကြအောင်မင်းကငနက်ကိုသဘောကျနေတာဆိုတော့မင်းပဲငနက်နဲ့စာချုပ်ချုပ်လိုက်ကွာမင်းမွေးတာဗောဟုတ်အဖဘယ်မှာချုပ်ရမှာလဲစာချုပ်လည်းပါမလာဘူးလေဟာကောင်ရစာချုပ်တယ်ဆိုတာစကားအရာပြောတာကွာမင်းကိုရှင်းပြနေမိုးလင်းသွားမယ်လာဦးအောင်ကမောင်ဘိုးတွေကိုခေါ်လိုက်ပြီးတော့မောင်ဘိုးတွေရဲ့လက်ကိုစုပ်ကင်လိုက်လေတယ်အဲနောက်တရေငနက်ကိုရှေ့ကိုလာခိုင်းပြီးတော့ငနက်မင်းကိုမြုပ်ထားတဲ့နေရာဘယ်မှာလဲငနက်ကသူတို့ထိုင်နေတဲ့အုပ်ကူကိုလက်ညှိုးထိုးပြလိုက်တယ်ကဲအစင်ပြေတာပေါ့ကွာကောင်းလေးနည်းနည်းနာမယ်နော်ဦးအောင်ကပြောဆိုသူဤလွယ်အမဲကြီးထဲမှာဓမြောင်တိုလေးကိုထုတ်ပြီးတော့မောင်ဘိုးတွေလက်ညှိုးထိတ်ကိုဖောက်လိုက်လေတယ်အဲဒီကသွေးများစိမ့်ထွက်လာရာဦးအောင်ကသူတို့ထိုင်နေတဲ့အုပ်ကူကြီးပေါ်ကျသေးပြီးကဲကောင်းလေးလိုက်စို့ဟုတ်ကဲ့ပါကျုံမောင်ဘိုးတင်သည်တရေငနက်အား10ရက်ကိုအမဲသာ3မိတ်သာကျွေးပါမည်မကျွေးခဲ့ပါကကျုံနဲ့ကျုံမိသားစုကိုငနက်ဒုက္ခပေးနိုင်ပါသည်ကျွေးပါကငနက်သည်ကျုပ်ခိုင်းရာကိုလိုက်နာရမည်ဖြစ်သည်ဦးအောင်တိုင်မေးတဲ့အတိုင်းမောင်ဘိုးတင်ဆိုတဲ့နေရာမှာကျုပ်ဘိုးတင်နဲ့ဦးအောင်တို့သည်လို့ဘိုးတင်ကထဲ့ဆိုလိုက်ရမှာကောင်းလေးငါနာမည်မင်းဘာလို့ထဲ့တာလဲဟာကျုပ်ကငွေမရှိဘူးလေဗျာအဘမကျွေးဘူးဆိုကျုပ်ဒုက္ခရောက်မှာပေါ့အဲ့ဒါကြောင့်အဘကပါထဲ့ရတာကောင်းလေးမင်းတော်ညံပြီးတဲ့ကောင်ပဲဦးအောင်ဒီတပည့်ကျော်မောင်ဘိုးတင်ကသဘောကျသွားစကားဆိုလိုက်ပြီးတော့ငနက်ကိုကိုရောင်ဖျောက်ပြီးလိုက်စီကအင်ဂျင်ရွာကိုထွက်သွားကြလေတော့တယ်ဦးအောင်ရဲ့ပညာကြောင့်တရေငနက်ရွာထဲကိုအခက်အခဲမရှိလိုက်ပါနိုင်ခဲ့ပြီတဲ့ရွာထဲမှာတော့အိမ်များမှာအလင်းရောင်မရှိတော့ပြီသို့ပေမဲ့ရွာလေကအိမ်လေးတစ်လုံးမှာတော့မီးရောင်ရှိနေလေရာအဲ့ဒီအိမ်လေးတွေကိုဝင်သွားလိုက်ကြတယ်အိမ်ဝိုင်းထဲကိုဝင်လိုက်တာနဲ့ဇပွဲတန်းရမှလူကြီးလေးယောက်မီးဖို့ဖိုးပြီးတော့ထိုင်နေကြလေတယ်ဦးအောင်တို့ဝင်လာတာကိုမြင်လိုက်တဲ့အခါဆရာကြီးဦးအောင်လားဗျဟုတ်ပါတယ်နောက်ကျလိုက်တာဆရာကြီးရေမလာတော့တောင်ထင်နေတာဦးအောင်နဲ့အဲ့ဒီလူကြီးတို့စကားပြောနေစဉ်မှာမောင်ဘိုးတွေကဦးအောင်ရဲ့ခါးကိုတို့နေရမှာဘာလဲကောင်လေးရဲ့စကားပြောနေတယ်လေကွာအဖဘိုက်စာပြီဗျာအချိန်လဲကြည့်အောင်မောင်ဘိုးတွေမှာတိုးတိတ်ပြောပေမဲ့တခြားလူကြီးများကကြားသွားကဟုတ်တာဗောဆရာကြီးတို့အဝေးရလာတာဘိုက်စာနေမှာဗောဟေးသွားကြစမ်းတယောက်တော့သမင်းပြင်စမ်းမအောင်ဟာထိုင်နေတော့လူကြီးများထဲမှာအသက်ပုံငယ်ရှိတဲ့လူကြီးဟာအိမ်မောင်အလင်းများတက်သွားလိုက်လေတယ်အဲ့ဒီချိန်အိမ်မောင်မမိမတန်တန်ထွက်ပေါ်လာလေတယ်အကောင်လေးဝင်မခံနဲ့အကောင်လေးဝင်မခံနဲ့အဲ့ဒီတန်ကိုကြားတဲ့အခါဦးအောင်ကနောက်ကိုလှည့်လိုက်ပြီးငနက်အော်နေတဲ့ကောင်ပါဇက်ကိုသွားပိတ်ဆန်းကွာဒီလိုဖုတ်လောက်ကတော့မင်းအေးစေးပါကျန်တာငါခိုင်းမလို့ကြားလားဦးအောင်ရဲ့စကားဆုံးပြီးသိမကြမီအိမ်ပေါ်မှာအော်နေတဲ့အတန်ဟာတိတ်ဆိတ်လို့သွားလေတယ်ဦးအောင်ချိန်မှာရှိနေတဲ့လူကြီးများသည်ပင်ဦးအောင်ကမဝင်မရဲဖြစ်နေကြအိမ်ပေါ်တက်ပြီးတော့ထမင်းသွားပြင်တဲ့လူကြီးပြန်ဆင်းလာကထမင်းစားလို့ရပါဗျာအဲ့ဒီလူရဲ့အတန်ကိုကြားတဲ့အခါမောင်ဘိုးတွေပြုံးရွှင်သွားလေတယ်ဦးအောင်မှကြံတဲ့လူကြီးများနဲ့စကားပြောနေပြန်လျာဦးအောင်ရဲ့လက်ကိုဆွဲ၍အိမ်ပေါ်ကိုတက်ရန်မောင်ဘိုးတွေကဆွဲခေါ်နေပါတော့တယ်ဦးအောင်နဲ့မောင်ဘိုးတွေဟာထမင်းစားပြီးလို့အိမ်ရှိကမ်းမှာရှိတဲ့ဖုတ်ဝင်နေတဲ့သူနားမှာထိုင်နေကြတယ်ဖုတ်ဝင်နေတယ်လို့ပြောတဲ့သူမှာအမေဦးကြီးတယောက်ဖြစ်ပြီးတော့ပိန်လီနေပြီးမျက်လုံးတို့မှာဟောက်ပက်ဖြစ်နေပြီအကျိုးပေါ်ရေတင်ဖြစ်ကကြောက်စီဟာအသွင်ပြင်ရှိနေလေတယ်အဲ့ဒီအမေဦးရဲ့မျက်လုံးများကပြူးကြောင်ကြောင်နဲ့ကိုခန္ဓာနဲ့မလိုက်အောင်ဆူးချနေပြန်နေဦးအောင်အဲ့ဒီအမေဦးကိုတေချာကြည့်လိုက်တယ်ဖုတ်ဝင်တာကတေချာနေပြီဖြစ်တယ်အနားမှာတော့အဲ့ဒီအမေဦးကြီးရဲ့ဝိညာဉ်ဟာအမေဦးကြီးရဲ့ကိုခန္ဓာအနားမှာဝိလေနေလေတယ်အဲ့နောက်အမေဦးရဲ့သားများနဲ့ချွေးမများကိုစကားဆိုလိုက်တယ်ဖုတ်ကတော့အကြီးစားဝင်နေတာပဲအနုနီးနဲ့တော့ထုတ်မရဘူးကျုပ်တို့လည်းအထက်လန်းဆရာတွေကိုပြင်ပါတယ်ဗျာသူတို့လည်းသူတို့နီးလန်းနဲ့ထုတ်ပေးမယ်အစ်မပြေဘူးအားကြောင့်ဆရာကြီးကိုပြင်လိုက်တာပါကျုပ်ဖုတ်ထုတ်ပေးတာတော့ဟုတ်ပါပြီ
ဖုတ်ထွက်သွားရင်တော့တရက်လောက်ပဲအသက်ရှင်နိုင်မယ်နော်အခုပုံနဲ့တည့်ရလားဆရာမဟုတ်ဘူးဗျခင်ဗျားတို့အမေအနေနဲ့ပါဘယ်တတ်နိုင်ပါလဲဆရာကြီးအခုလိုကြီးဖြစ်နေရတဲ့ဆိုင်ဘဝကူးသွားတာမှတော်ပါသေးတယ်ကျုပ်ခင်ဗျားတို့အမေကိုလက်နဲ့မထိပါဘူးတော်သာကျုပ်ရိုက်ပုတ်လို့စုံးတယ်လို့လည်းပြောမခံနိုင်ဘူးဟုတ်ကဲ့ပါဗျာနားလဲပါတယ်ဆရာကြီးဦးအောင်ကအမေဦးကြီးရဲ့သားများမှာဖုတ်ထုတ်ဖို့ခွင့်ပြုလိုက်တဲ့အခါဦးအောင်ကမောင်ဘိုးတင်ကိုခေါ်ကာအိမ်အောက်ကိုဆေးရန်ဟန်ပြလိုက်ပြီးအမေကြီးရဲ့သားများကိုကျုပ်တို့ပြင်ဆင်တာရှိတာပြင်ဆင်လိုက်အောင်မယ်ခင်ဗျားတို့အိမ်မော်ကပဲစောင့်နေပါဟုတ်ကဲ့ပါဆရာကြီးဦးအောင်ကမောင်ဘိုးတင်ကိုခေါ်ကာအိမ်အောက်ကိုဆင်းလာပြီးတော့အိမ်ဝိုင်းထဲဝင်လာစဉ်ကတွေ့ရတဲ့မိဘအနားမှာရှိတဲ့တန်းရမှာထိုင်လိုက်ကဦးအောင်မှစကားဆိုလိုက်တယ်ကောင်းလေးဖုတ်ထုတ်တယ်ဆိုတာအစီရင်နဲ့ထုတ်လို့ရတယ်အခုလိုအစီရင်မနိုင်တဲ့ဖုတ်ဆိုသူ့ကိုနိုင်တဲ့ကောင်ချခိုင်းပြီးထုတ်ရတယ်ငါတို့ကသူတို့ရှိမှငနက်ကိုချခိုင်းလို့အစင်မပြေဘူးလေအဲ့တော့ဦးအောင်ကပြောလက်စစကားကိုခဏရက်လိုက်ပြီးငနက်လာစမ်းခိုင်းစရာရှိတယ်ငနက်ရောက်လာနဲ့ဖုတ်ဝင်နေတဲ့အမဲအုံမှာဦးအောင်တို့ကိုယုံရင်ကြမ်းတမ်းစွာဆဲဆိုနေပါတော့တယ်အဲ့ဒီနောက်ဦးအောင်ကငနက်ကိုငနက်လူခန္ဓာထဲဝင်နေတဲ့ကောင်ကိုမင်းနိုင်လားနိုင်ပါတယ်နိုင်အဲ့ဒီကောင်ကိုမင်းမောင်းထုတ်လိုက်တော့ကွာကြားလားဦးအောင်ကအဲ့ဒီလိုပြောလိုက်တာနဲ့ငနက်လေအိမ်မော်ကိုပြန်တက်သွားလိမ့်တယ်ငါတက်ပြန်တက်သွားတာနဲ့ဦးအောင်ကိုဆဲဆိုနေတဲ့ဖုတ်ဝင်နေအမေကြီးရဲ့အတန်နဲ့တိတ်ဆိတ်သွားတယ်အဲ့နောက်ဦးအောင်နဲ့မောင်ဘိုးတွေအိမ်မော်ကိုပြန်တက်လာကအဲ့ဒီမေကြီးနားမှာထိုင်လိုက်လိမ့်တယ်အမေကြီးမှာမျက်လုံးများပြူးကျဲနေပြီးခဏကြာတဲ့အခါငနက်ဟာအမဲကိတ်တရံတစ်ခုကလဲပင်မှာကင်ပြီးတော့အမေကြီးရဲ့ကိုယ်ထဲမှာဆွဲပြီးတော့ထုတ်လာကအိမ်ပြင်သို့ထွက်ခွာသွားပါလိမ့်တော့တယ်ငနက်တို့ထွက်ခွာသွားနဲ့အမေဝဲဝိညာဉ်ဟာသူမရဲ့ကိုမဆွဲယူလိုက်သည်လားဝင်ရောက်သွားကအမေကြီးထံမှာချောင်းဆိုးတန်စတင်ထွက်ပေါ်လာလိမ့်တော့တယ်ဒါတင်ခိုင်းအမေကျုပ်တို့နားမှာရှိပါတယ်အမေဦးကြီးရဲ့လက်အားသူဤသားများကင်လိုက်ချိန်မှာတော့အမေအသားတွေနာလိုက်တာသေပါပြီသားရဲ့အမေဝဲပြောစကားကိုကြားတဲ့ခါမှာတော့အမေဦးဤသားများဟာဦးအောင်ကိုအကူကြီးတောင်းဟန်နဲ့ကြည်လာရာဦးအောင်ကအကြီးဆုံးဖြစ်ရန်တူတဲ့သားနာကိုသွားပြီးအတန်တိုးတိုးနဲ့ကျုပ်ပြောထားသလိုပဲဗျာအခုကခင်ဗျားတို့အမေပါသူ့အသားတွေနားတယ်ဆိုတာလူမို့လို့ဇုံကန်ဒီလူတွေရဲ့ထွက်သက်ကနာကျင်တယ်ခင်ဗျားတို့သူ့ရဲ့အသားတွေကိုသွားမထိပါနဲ့အစားအသောက်တွေမကြွေးပါနဲ့ကျန်တာတော့ကျုပ်လည်းမပြောတတ်ဘူးတရားနာခိုင်းပါလားဆရာကြီးကျုပ်တို့အိတ်ချင်ပြီဗျာဒီအိမ်မဟုတ်တဲ့တခြားအိမ်ကိုစီစဉ်ပေးနိုင်မလားစီစဉ်ထားပါရဲ့ဆရာကြီးအဖိုးကလေးဘယ်လောက်ကြောက်ရမလဲခင်ဗျာ20လောက်တော့ပေးပေါ့ဗျာကျေးဇူးတင်ပါတယ်ဆရာကြီးအဲနောက်လူကြီးတယောက်ကအခုအိမ်နဲ့တိန်ကျော်မှအိမ်တစ်လုံးကိုပို့ဆောင်ပေးလိုက်လေတော့တယ်အိမ်ပေါ်မှာတော့ခေါင်းအောင်ဆောင်များအသင်ပြင်ပေးထားလျာဦးအောင်နဲ့မောင်ဘိုးတင်ဝင်အိတ်လိုက်ကြလေမောင်ဘိုးတင်မှာဦးအောင်ကိုစကားဆိုလာခဲ့တယ်အဖအမေကြီးကတနာစရာပဲနော်အခုမှသူ့ခန္ဓာကိုယ်လည်းပြန်ဝင်ရတာလေကွာဒါမဲ့သူ့ရဲ့ကိုယ်ခန္ဓာကအသက်ဆက်ဖို့အတွက်အားမရှိတော့ပါဘူးဟုတ်ပါဗျာသူ့ကြည့်ရလဲပိန်လီးနေရပဲဘလို့များအသက်ရှင်နေရလဲအံ့ဩစရာဦးအောင်ကမိသည့်စကားမှပြန်မပြောပဲမျက်လုံးကိုမိတ်ထားလိုက်လေတယ်စင်စစ်အမေကြီးဒီတေဆုံးနေပြီဖြစ်လေတယ်တို့ပေမဲ့သူဤသားများဆွဲလန်းစိတ်ကြောင့်မကြွမလွတ်ပဲဖုတ်ဝင်နေတဲ့သူမရဲ့ကိုယ်ခန္ဓာနားတွင်ဝေးလေနေလျာသားများနေစကားပြောနိုင်ဖို့အတွက်ဦးအောင်တရက်မျှကိုယ်ခန္ဓာထဲမှာနေခွင့်ပေးထားခြင်းဖြစ်တော့တယ်အဲဒီနောက်လမ်းမှာတွေ့ခဲ့တဲ့ညောင်မင်းကြီးမှာတစီချောင်းကိုတွေ့နေမိတော့တယ်ဦးအောင်လည်းတော်တော်လေးအိတ်မပြောပြီမောင်မိုးထင်းဒီကပေမန်းနေလို့ထင်ခဏနဲ့အိတ်ပြောသွားလိမ့်တယ်သူအိတ်ပြောနေနဲ့မှရောင်ရမ်းပြီးတော့စကားပြောလာခဲ့တယ်အမေကျွန်တော်ရည်ပြလိဗျာဦးအောင်တခုတရိရသွားမိတယ်မောင်မိုးတွေအိတ်နေတဲ့ညောင်မင်းမຫນွယ်များကိုလွှဲပေးနေတဲ့တဆေရဲ့တရံကလည်းမိနေတဲ့ပုံစံဖြစ်နေရာဦးအောင်တွေးရင်ပါဇက်မှာရောင်ရမ်းပြောမိသွားလိမ့်တယ်ကောင်လေးအမေများလားဦးအောင်ကဒီလိုမျိုးအတွေးပေါင်းများစွာဖြစ်လာပြီးအတန်ကြာတဲ့အခါတဖြည်းဖြည်းအိတ်ပျော်လို့သွားပါလေတော့တယ်ဦးအောင်ကမောင်ဘိုးတင်ကိုဆေးမင်းကြောင်ပေါင်နီးမန်တန်ဖြစ်အောင်လန်းမော်သွင်းခြင်းများကိုခြေခံမှတင် जा ပေးနေတယ်မောင်ဘိုးတင်ကညာပိုင်းသာတင်ပြပြီးနေကင်းဘက်မှာတော့မောင်ဘိုးတင်အားနေတယ်အားနေတဲ့မောင်ဘိုးတင်ကညနေစာအတွက်နေ့လယ်ကလေးကချက်ပြုတ်ပြီးရွာထဲမှာဖိုးထွေးတို့နွားเจ้าရာတို့လွယ်တလုံးနဲ့လိုက်မြဲဖြစ်တယ်အခုလဲဖိုးထွေးလို့လူပြိုပေါက်စာများမောင်ဘိုးတင်လို့ကလေးသားများနဲ့ကျွဲနွားများเจ้าနေကြတယ်သူတို့ကအရေးကောင်းတဲ့တစ်ပင်အောက်မှာထိုင်နေကြလေတယ်မောင်ဘိုးတင်ကဖိုးထွေးရဲ့နတ်သိုးဝါကြီးကဟဲ့ကောင်လေးဟိုမကျကိုဖိုးထွေးနွားနဲ့ဟိုဘက်ဆက်ကျကိုသားရနွားနဲ့ခွေဘယ်နွားနိုင်တော့လဲ
ကိုဘိုးလေးနွားရွာမှာဘရင်ကွာသူ့နွားပဲနိုင်မှာပေါ့ဖိုးထွေးကသူ၏နွားအမိုးတင်နေကြသည်ဖြစ်ရာပြုံးပြီးတော့သာသူ၏နွားတေချာကြည့်နေတယ်ဖိုးထွေးကြာမပြုံးလိုက်ရပြီမောင်ဘိုးတင်ရဲ့နောက်ထပ်စကားကပေါ်လာကြည့်ပြီရှောက်ပြောမနေနဲ့ရွာနောက်ပိုင်းကိုသားရဖေအခုနောက်မှဝယ်ဂျိုကော့ကလည်းတကယ်မိုက်တာနော်ကိုဘိုးထွေးနွားမနိုင်တော့ဘူးဗျမောင်ဘိုးတင်ရဲ့စကားကြောင့်ဖိုးထွေးလဲမောင်ဘိုးတင်ကိုတေချာကြည့်ကตาရနွားလောက်တော့ကွာငါနွားတစ်ချက်ပြစ်ဆောင်လာတော့မရှိဘူးကွာဟုတ်ပါမလားဗျသိကြတယ်ကွာကိုဘိုးလေးပြောတာနော်ရေရင်းမြူနာမှာကိုသားနွားကြောင်းနဲ့ကျုပ်သွားပြောကြည့်သူလက်ခံကိုဘိုးလေးနတ်တိုးကရွာမှာအကောင့်သွားကွာခုသွားကွာမောင်ဘိုးတွေကကြောင်းစရာနွားမရှိရွာမှာလည်းဖော်မရှိတော့သူ၏အပေါင်းအသင်းများနွားကြောင်းရာကိုလိုက်လာခြင်းဖြစ်လေတယ်နွားကြောင်းသားလေးများကနွားများခွေမိပြုတဲ့အခါသွားရောက်မောင်းလိုက်ကြပြီးနွားများမခွေကြတော့ဘူးအဲဒီလိုနွားကြောင်းသားများမောင်းလိုက်တဲ့အတွက်မောင်ဘိုးတင်နွားခွေတာကြည့်နေရကြည့်လို့များဖြစ်နေပြီတဲ့ဒါကြောင့်နွားခွေတာကြည့်နေတဲ့မောင်ဘိုးတင်ဟာဖိုးထွေးကိုမခံကြအောင်စလိုက်ခြင်းဖြစ်တော်တယ်မောင်ဘိုးရဲ့အကြံစီတစ်ခုတော့အောင်မြင်သွားပြီဖြစ်လေတယ်သူနောက်ထပ်ကိုသားနွားကြောင်းရရေရင်းဖြူဘက်ကိုตาအေးလို့အမိရတဲ့နွားကြောင်းသားလေးနဲ့တူထွက်သွားလိုက်ပါတော့တယ်ဖိုးထွေးဆိုရကောင်အဲ့လိုပဲပြောလာဘိုးတင်သူ့နွားရွာနွားတွေဘယင်နဲ့ဗျာကျုပ်တော်မခံချင်ဘူးကျုပ်ကကိုသားဂျိုကိုကလည်းမခေဘူးနော်ဆိုတော့မရဘူးဗျာမယုံရင်ဒီကောင်ตาအေးသာမေးကြည့်ဟုတ်တယ်ကိုသားရဲ့ဘိုးတင်ပြောတာဟုတ်တယ်ပလင်းလူဘိုးစောตาအေးကလည်းဖိုးတင်နဲ့လမ်းမှာကလေးကညှိထားကြလေတယ်လောက်စလုံးများလောင်းစားလုပ်ပြီးဒိုင်လုပ်ဖို့လဲတိုင်ပင်ထားပြီယာตาရရဲ့ရှေ့မှာအတိုင်ဖောက်ညီနေကြလေတယ်ตาအေးကဆက်ပြီးတော့ပြောလိုက်တယ်ကျုပ်တို့ကကိုဘိုးတွေနဲ့တဖွဲတဲ့နွားချောင်းနေဆိုတာဘာလို့လဲသိလားအေးပြောစမ်းပါဦးကိုသားတို့နဲ့လာချောင်းနေတာဗျာအခုကိုသားဖေဝယ်လိုက်တဲ့ဂျိုကုတ်ကြီးကကျုံနွားတွေကိုခွေ့မှာကြောက်လို့ဗျာကိုဘိုးတွေနွားသိတဲ့အတိုင်းဟန်ပဲရှိတာမလားအေးအဲ့ဒါတော့ငါလက်ခံတယ်ဘိုးတင်အောင်ကြားတယ်ကွာသတိရှင်ဒီနေ့နွားတိုက်မယ်လို့ပြောလိုက်ကွာအဲ့ကောင်ဖိုးတွေကိုသွားပြောလိုက်မယ်ဗျာကိုသားခမားကောင်တွေကိုလည်းပြောအောင်နော်လောက်စလုံးနဲ့လောင်းလို့ရတယ်ဆိုပြီးတော့စိမ့်စားကိုကြီးလည်းလောင်းလို့ရတယ်နော်သိလားအေးပြောလိုက်မယ်ကွာဟိုကောင်တွေလည်းထုံပြုံကုန်းမှာစိမ့်စားကိုတူးနေကြတယ်အတော်ပဲတာရီကမောင်ဘိုးတင်စိမ့်စားအောင်နဲ့လောင်းလို့ရသည်ဆိုပြီးစကားကိုနားမလဲပဲရှိနေတယ်မောင်ဘိုးတင်ကတာရကိုနှုတ်ဆက်ပြီးတော့ပြန်ချိန်မှာတာရီကစကားဆိုလိုက်တယ်တာရီထုံပြုံကုန်းသွားစိမ့်စားအောင်ရတော့တူးထားကွာဘာလို့ဖို့လဲဟာအဲ့ကောင်တွေကစိမ့်စားအောင်နဲ့လောင်းလိုက်မယ်ငါတို့လည်းစိမ့်စားအောင်နဲ့ပြန်ရောရမှာကွာသွားလွိန်းနဲ့အပြည့်တူးကြမယ်အကြံကြီးသူမောင်ဘိုးတင်ကတာရီကိုတာရတို့ဖွဲ့စိမ့်စားကိုတူးနေတဲ့ထုံပြုံကုန်းကိုလွတ်လိုက်ပြီးစိမ့်စားကိုတူးထားစီကသူဒီကလည်းဖိုးထွေးရပွဲဖြစ်ပြီးသွားပြောပြီးတော့တာရင်းနဲ့အတူစိမ့်စားကိုပြန်တူးနေလိုက်ပါတော့တယ်တာရကသူ၏နွားကိုဆွဲလာပြီးတော့သူရဲ့ဖွဲသားများနဲ့ရောက်လာလေတယ်ဖိုးထွေးကလည်းနွားကိုဆွဲပြီးတော့သူ၏ဖွဲသားများနဲ့ရောက်လာခဲ့ကြတယ်မောင်ဘိုးတင်နဲ့တာရီဒီကသေပင်အရေးအောက်မှာရက်ဆောင်နေပြီးလမ်းခေါ်လိုက်ကဟေးလူတွေဒီကိုလာခဲ့တာခင်ဗျားတို့နွားတွေကိုဘယ်သူကြည့်ခိုင်းခဲ့လဲတယောက်ဆောင်ခိုင်းခဲ့တယ်ကွာပွဲစမယ်ဒီပါဦးခင်ဗျားတို့ယောက်ကဟောဟိုကဥကျော်လဲခွဲတဲ့နွားဆွဲသွားကျန်တဲ့သူတွေကဒီလာခဲ့မောင်ဘိုးတင်ရဲ့ပြောစကားတိုင်းလူပဲပေါက်စားနှစ်ယောက်ဟာတကယ်လိုက်လုံနေလေတယ်သူတို့ရဲ့နွားများကိုနှဖားကျိုးမှဆွဲပြီးတော့မလန်းမကန်းမှရှိတဲ့ဥကျော်လဲခွဲတဲ့ကိုဆွဲသွားကအတန်ကွာဝေးတဲ့နေရာမှာနွားတစ်ယောက်တကောင်ကိုဆွဲပြီးတော့ရက်နေကြလေတယ်နွားတစ်ကောင်စီကလည်းခွာများရက်ပြီးတော့တုံမီနေကြလေပြီမောင်ဘိုးတင်နဲ့တာရီတို့ကနွားချောင်းသားများနဲ့အလုတ်ရှုံနေလေတယ်ဘယ်နွားဘက်ကလောင်းပါလဲဘယ်နွားဘက်ကလောင်းစားရူပဲနော်တို့ကဒိုင်းဆိုပေမဲ့မင်းတို့မျှပြီးထိုးကြတစ်ဖက်တည်းကုံလောင်းလို့တို့ရှုံးရင်မရောဘူးနော်အဲ့ဒါတခါလေးပြောထားတာဟုတ်တယ်မြမတာလောင်းကြတော့နှစ်ကောင်လုံးကတို့ရွာနွားတွေကြီးပဲမောင်မိုးတွေနဲ့တာကြီးကလောင်းထားတဲ့လောက်စလုံးနဲ့စိမ့်စားအောင်များကိုမြေမှာပုံလိုက်ပြီးဘသူလောင်းထားတယ်ဆိုတာကိုစိတ်နဲ့မှတ်သားထားလိုက်ပြီးတော့ဖိုးထွေးတို့ကလမ်းអော်လိုက်လေတယ်ကိုဘိုးလေးနဲ့ကိုသားရကျိုးတွေဖြုတ်လိုက်ဗျာဖြုတ်ပြီးလွတ်လို့ရပြီအေးဘိုးတွေဖိုးထွေးနဲ့တာရဟာနွားနှစ်ဖားကျိုးမှာခြီထားတဲ့ကျိုးများကိုဖြီးပေးလိုက်ပြီးလွတ်လိုက်ကဘိုးထင်တို့ရှိတဲ့တစ်ပင်ရိတ်အောက်ကိုပြေးလာကြလေတယ်နွားနှကောင်စီကရိုးပြလဲထဲမှာညနေဆောင်လို့နေအောင်အောက်မှာတကောင်နဲ့တကောင်ရန်ဆောင်နေကြပြီးဘိုးတို့ရဲ့နွားမှာတွန်တန်ပေးလိုက်စဉ်တာရရဲ့နွားမှာပြေးပြီးတော့ပွေပါလေတော့တယ်နွားတွေကရိုးပြလဲခွင်းထဲမှာအာမန်ကိုအကုန်တုံးပြပြီးခွေနေကြသလိုတေပင်အောင်မှာဘိုးထင်တို့ကလည်းတိုးနဲ့တဖန်ဖို့ထိုးနေကြလေတယ်ကြည်လာမင်းတို့ကိုဘိုးတွေနွားကလတ်လှဲလိမ့်မယ်ကိုသားနွားဂျိုးကုတ်ပြီမခေဘူးဗျာအေးဟုတ်တယ်အချိန်တန်ကြာတဲ့ခါမှာတာရရဲ့နွားဟာနောက်ကိုစုပ်ကာနဲ့ပြေးလီတော့သည်ပြေးသည်ဆိုတာနဲ့တခါတည်းတန်းမပြေးပဲပြေးလိုက်ပြန်ခွေးလိုက်နဲ့မောင်ဘိုးတွေတို့တစ်ပင်ရိတ်နာကိုပြေးလာရမောင်ဘိုးထင်တဲ့တာကြီးကလောက်စလုံးများစိမ့်စားအောင်များကိုလွယ်တဲ့ထည့်ပြီးတစ်ပင်မောင်ကိုအလင်းများတက်ပြေးလီတော့တယ်ကြံသူများကမောင်ဘိုးတွေနဲ့တာကြီးတို့ကိုကြောင်ကြည့်ကနေလို့ကြံသောသူများကလည်းလိုက်ခွေနေတဲ့ဖိုးထွေးရဲ့နွားကိုကြိတ်လုံးနဲ့ဝင့်ပြကနဖားကျိုးကိုအတင်းလိုက်ဆွဲလီတော့တယ်ဒီလိုနဲ့ဖိုးထွေးရဲ့နွားနဲ့တာရရဲ့နွားနှကောင်မှာဒိုင်ယာပရဘွားနဲ့နွားတိုက်ပွဲကပြီးဆုံးသွားလီတော့တယ်
ဦးအောင်ကသူ့ရဲ့အိမ်ရောက်တန်းလျားမှာထိုင်နေတဲ့မောင်ဘိုးတင်ကိုစူပူနေတယ်။စူရသည့်အကြောင်းကလည်းဖိုးထွေးနဲ့ตาရတို့ရဲ့နွားများဒဏ်ရာများကြလာကြတာကြောင့်လူကြီးများကစူငေါ့၍မေးမြန်းတဲ့အခါနောက်ဆုံးလက်သေးမောင်ဘိုးတင်ဖြစ်နေသည့်အတွက်ဦးအောင်မှစူနေခြင်းဖြစ်တော်တယ်။ကောင်းလေးမင်းကွာနွားသွားကြောင်းနဲ့ကောင်းလေးနောက်လိုက်ပြီးတော့နွားတိုက်ခိုင်းရတယ်လို့ကွာ။အဘကျုပ်ကိုပဲငေါ့ကျုပ်ကတိုက်ခိုင်းလို့ဘာလို့ပြောရလဲ။ပြောတဲ့ကောင်ကျုပ်သွားလို့မယ်။မင်းကအခုထိဝင်မခံသေးဘူးလား။ဟာအဘလည်းဗျာကျုပ်တိုက်ခိုင်းတာမဟုတ်ပါဘူးဆိုမှပဲကျုပ်ကကိုဘိုးလေးနွားကိုသားနွားကိုနိုင်မမလားပဲပြောတာကျန်တာသူတို့ဘာသာတိုက်တာပဲကျုပ်နဲ့ဘာမှမဆိုင်ဘူးမင်းရှောက်ပြောနေတာမဟုတ်လားမယုံရင်ตาရေးတို့အောင်မြင့်တို့ကြော်လင်းတို့မေးကြည့်ဗျာကျုပ်ပြောတာဟုတ်တယ်ဆိုတော့အဘကျုပ်ငေါ့ထားတဲ့အတွက်အခုဝယ်ပေးရမယ်ဟွန်းလာကြည့်သေးအဘမတရားမလုပ်တတ်ပါဘူးဗျာကျွန်တော်သိပါတယ်ဟေးကောင်မင်းလာမြောက်မနေနဲ့ငါမမြောက်တတ်ဘူးရောက်မြောက်တာမဟုတ်ပါဘူးဗျာကျုပ်ကအမှန်တရားကိုပြောတာပါအဘရဲ့တပည့်ဘိုးထင်ဆိုတဲ့ကျုပ်ကအဘနာမည်ကိုထိခိုက်အောင်မဟုတ်တာလုပ်ပါမလားဗျာအဘတိတာစဉ်းစားကျုပ်ရင်နှွေးသွားခန့်လိုက်အောင်မရင်နှွေးချမ်းလေးတောက်ပြီးတော့သာစဉ်းစားတော့ဦးအောင်ဘာမှပြန်မပြောခင်မောင်ဘိုးတင်စပွဲကုန်းမှရင်နှွေးအိုးကိုယူလိုက်ပြီးမိဖို့ကြောင့်ပဲထွက်သွားကရင်နှွေးကိုရင်နှွေးဖြည့်ပြီးတော့ပြန်လာပြီးတဲ့နောက်စပွဲကုန်းမှာတင်လိုက်ပြီးတော့အဘဒီမှာရင်နှွေးကျုပ်ရွာထဲသွားလိုက်အောင်ပဲဗျာဦးအောင်ကအိမ်အောင်မှရှိတဲ့အိမ်တိုင်းမှာချိတ်ထားတဲ့လွဲကိုယူပြီးအိမ်ဝိုင်းပြင်ထွက်သွားတဲ့မောင်ဘိုးတင်ကိုကောင်းလေးမင်းကိုမနှက်ပြန်အလုပ်ခိုင်းမယ်တော့သိလားညမှပြောတော့ဗျာကျုပ်တန်းကျုပ်သွားထိုးလိုက်အောင်ပဲသွားပြီပြုတ်မောင်ဘိုးတင်ကအိမ်ဝိုင်းပြင်ကိုထွက်ရင်းနဲ့ပြန်អော်၍ပြောလိုက်ပါတော့တယ်ဘေးပင်ရွာလည်းမှာရှိတဲ့မကြီးပင်များစွာပေါက်ရောက်နေကအေးများတဲ့မကြီးပင်ရိတ်အောက်မှာဖြစ်တော်တယ်အဲ့ဒီရိတ်အောက်မှာဘေးပင်ရွာသားများသာမကတခြားရွာသားများပါစုယုံနေကြတယ်လောက်စလုံးကြီးတန်ကြိုထိုးကြတဲ့မောင်ဘိုးတင်တို့အဖွဲ့တန်ကြိုမထိုးတော့ပဲလူကြီးလူငယ်လူရွယ်များစုယုံနေတဲ့နေရာကိုဝင်ကြည့်လိုက်ကြတယ်ရွာသားများကငွေကြေးဖြစ်ကိုမီထိုးနေကြတယ်ကိုမီဆိုဒီမှာဒိုးသီး10လုံးကိုထိုးမိတန်ကြိုကွင်းတကွင်းစာအကွာဝေးဖြစ်တန်းပြီးတော့စိုက်ထားရတယ်။အဲ့ဒီတန်းထားတဲ့ဒိုးသီး10လုံးရှိမှာစီးတစ်ခုတားထားတယ်။အဲ့ဒီစီးရဲ့အတွဲမှာပေါက်ဖြစ်ပြီးတရားမဝင်ပါ။ကိုမီတန်ကြိုထိုးရမှာဒိုင်ရှိတယ်။ဒိုင်ကကိုမီထိုးမဲ့သူကိုအရင်ငွေဘလောက်ထိုးမယ်ဆိုတာကိုမေးရတယ်။တကွင်းကို3ချိန်ထိုးလို့ရတယ်။တစ်ချက်တည်းတော်လို့ကတော်နိုင်တယ်။3ချိန်ထိုးခြင်းအပေါင်း6ကအကြီးဆုံးဖြစ်တယ်။3ချိန်လုံးတစ်ကြီးကြရင်တစ်3လုံးဖြစ်ကတစ်ချိန်တည်းနဲ့အလုံးရဲ့အများကြီးရင်လည်းပွက်တီကိုခေါ်တယ်။တစ်ချိန်နဲ့10လုံးတစ်ခါတည်းလဲကဂါကြီးကိုခေါ်ကတိုင်းမှတန်းရော်ပေးရတယ်။အဲ့ဒီဂါကြီးကဖြစ်ခဲလီတယ်။လောင်းစားကိုတော့ကြေးလက်တော့အများမှာတရားဝင်ကစားနေကြတယ်။ထိုးသားများအကုန်ထိုးပြီးကဒိုင်လုံးသူကနောက်ဆုံးမှထိုးကအယောစားလုပ်ကြတယ်။အခုမောင်ဘိုးတင်ဒိုင်ဖြစ်သူနားကိုတိုးရီကြည့်နေလေတယ်။ဒိုင်ကတခြားရွာသားဖြစ်ပြီးပေပင်ရွာကိုအမြဲတမ်းရောက်သူဖြစ်ကမောင်ဘိုးတင်နဲ့တိသူလည်းဖြစ်တယ်။ဒိုင်ကရပ်ပလင်းကိုဘေးမှာချပြီးတော့သူ့လှည့်ကြတိုင်းတစ်ချိန်မော့နေသူပြက်တော့တယ်။မောင်ဘိုးတင်ကဒိုင်သားမှာနေ၍ဘေပင်ရွာသားများထိုးသောအခါအော်ဟစ်အားပေးနေလေတယ်။တစ်ကဲနောက်တစ်လာဗျာ။အိုးတစ်သုံးစုံရှေ့ကြီးပြို့။နိုင်သွားတော့ထိုးသားသည်ကမောင်ဘိုးတင်ကိုကြည့်ပြီးတော့ရီပြကလက်ပြနေလေတယ်။ရွာသားများအားလုံးကလည်းမောင်ဘိုးတင်လေးကိုချစ်ခင်ကြတယ်။အဲ့ဒီຢာကိုမသိတော့ဒိုင်လုံးသူကမောင်ဘိုးတင်ဟာအောက်လန်းလေးတွားတန်းကွာဝေးမင်းကောင်ရှုံးအောင်အောက်လန်းနဲ့လှုပ်ထားမှာလားခွေးမှသာအောက်လန်းလေးတွားငါနာထွက်သွားစမ်းတွားကွာမောင်ဘိုးတင်ကဒိုင်လုံးသူတခြားရွာသားမှအဲ့ဒီလိုပြောတဲ့အခါကိုမီထိုးတဲ့တန်ကြိုတန်ကွင်းကိုကင်ထားကငုတ်တုံမေ့နေတော့တာရမှဟေးလူခင်ဗျဘာဆောက်စကားပြောရလဲတာရကတန်ကြိုနဲ့မောင်ဘိုးတင်ကိုပြောဆိုပြီးဒိုင်ဟာပြစ်ဖို့လှုပ်ရဘေးမှာလူကြီးများကဝိုင်းဆွဲထားလိုက်ကြလေတယ်ဖိုးရီတို့တတိုက်ကြီးလွယ်များထဲမှာလေးကွာများကိုထုတ်ကပြစ်ဖို့ဟန်ပြနေစဉ်လူကြီးများကဆွဲထားလိုက်ရပြန်နေအနေအေးတဲ့မောင်ဘိုးတင်တို့အဖွဲ့ထဲမှာအောင်တန်းကြော်လွင်ဖိုးစိန်တို့လေးကွာတပင်ပင်နဲ့ဖြစ်လေနေရလူရွယ်တချို့မှထိမ့်သိမ့်လိုက်ရပြန်နေအဲနောက်လူကြီးတဦးကဒိုင်လို့သူတခြားရွာသားဟဲကောင်သားတင်မင်းရွာမင်းပြန်တော့မင်းစကားကိုကြည့်ပြောတော့ဘိုးတင်ကငါတို့ရွာသားဖြစ်နေပြီကွာနောက်တစ်ခါဘိုးတင်ကိုဒီလိုစောက်စကားပြောရင်မင်းဟိုပါငါတို့ဝိုင်းရိုက်မှာတော့ကြားလားတော့ပြန်တော့ရွာထဲမှာလှဖေဦးမြည်ရတဲ့လူကြီးမှဒိုင်လို့သူကိုငောင်ခမ်းပြောဆိုကပြန်ခိုင်းလိုက်တော့တယ်ထိုသူပြန်သွားမှရွာသားများဟာမောင်ဘိုးတင်အနားကိုလာကပခုံးကိုပုတ်၍ဘိုးတင်အေးစိတော့ဘာမှဖြစ်ဘူးမင်းတို့ထိရင်ငါတို့ဘေဘီအောင်ထိတာနဲ့တူတူပဲကွာကလေးဥက္ကရာကြီးများဖြစ်ကြတဲ့ဖိုးထွေးနဲ့ตาရသည်ပဲမောင်ဘိုးတင်ပခုံးကိုတစ်ဖက်တစ်ချက်ဖတ်ထားကဘိုးတင်ငါတို့ညလူပြိုလဲမှာလိုက်ခဲ့ပါလားကြက်ကာလာသားချက်ကျွေးမယ်လေကွာဖိုးထွေးကိုကြည့်ကမောင်ဘိုးတင်ကမဆိုင်မတွခေါင်းငိမ့်လိုက်တော့တယ်ခေါင်းညင်ရသည့်အကြောင်းကလည်းရှိသည်ကြက်ကာလာသားချက်ကျွေးမိမဟုတ်ပါလားတို့ပေမဲ့မောင်ဘိုးတင်ကြက်ကာလာသားတစ်ခုတည်းကြောင့်ခေါင်းငိမ့်ခြင်းမဟုတ်ပေစကားလေးနဲ့သူဟာပြောသည်ကိုရွာသားအားလုံးမကျင်မနှက်ဖြစ်နေကြသည့်အတွက်မောင်ဘိုးတွေကျေနပ်ချင်းဖြစ်တယ်လို့
သူ့ဘော်ကောင်းသည့်ဒီရွာမှာအခြေချနိုင်ရန်ကြိုတင်ကသရိုသမီးရှာကြည့်ထားပြီဟုတွေးလိုက်ချင်းကြောင့်ဖြစ်ပါလေတော့တယ်မောင်မိုးရင်ညနေဆောင်ရင်အိမ်ပြန်လာလိအိမ်ရောက်သည်နဲ့ဦးအောင်မကောင်းလေးမင်းမနှက်ပြန်မင်းရွာကိုသွားရမယ်မောင်မိုးရင်ကဦးအောင်ကိုကြည့်ပြီးတော့မျက်ရည်များဝိုင်းလာတယ်ဝိုင်းနေတဲ့မျက်ဝန်းထဲမှာမျက်ရည်များဟာဘယ်ဘက်မှအရင်ကတဖြည်းဖြည်းကျလာသလိုညာဘက်မှလည်းတဖြည်းဖြည်းကျလာလေတယ်မောင်မိုးရင်ကကျလာတဲ့မျက်ရည်များကိုလက်ကောက်ဝန်းနဲ့တုပ်လိုက်ပြီးအေးပါဗျာအဘကျုပ်ကိုမနေစေချင်တော့ရင်လည်းကျုပ်ပြန်ပါမယ်အဘကိုကျုပ်ပြစ်တွေလုံးမြင်လဲခွင့်လို့ဟာကောင်မင်းဘာတွေပြောနေတာတော့ဟာအဖကျုပ်ပြန်ခိုင်းနေတာမဟုတ်ဘူးလားကဲဒီကောင်လေးတော့ကြောင်တောင်နဲ့မနှက်ဖြန်ညိုမအောင်သွားခေါ်ပြီးတော့မင်းတို့ရွာထဲမှာတရေပူးနေတဲ့လူရှိတယ်ငါ့ကိုလာခေါ်ထားတယ်သူတို့ပြောပုံညာအဲ့တရေကိုမင်းအောင်နိုင်တယ်သွားထုတ်လိုက်ပြီးရင်ငွေ90တောင်းခဲ့မင်းကအစိတ်ယူကြားပါလားဟာအဖစိုးစိုးကလေးအဲ့လိုပြောမှာပေါ့အဲ့လိုပြောရင်ဘာပြောအောင်မလို့လဲကျုပ်ကတော့အဖပြန်ခိုင်းတယ်ဒီမှာဝမ်းနေနေလိုက်တာဗျာဒါနဲ့ကိုညုံမအောင်မခေါ်ပဲတခြားလူခေါ်ရင်ရလာပါရတယ်လေမင်းကကူးရမယ်ကောင်ဟိန်းနဲ့ဟန်နဲ့တော့နေကလေးဆိုပြီးတော့အထင်မသေးအောင်ပညာသာပြလိုက်ငနက်ကိုခေါ်သွားကြည့်ဟာငနက်ကိုမခေါ်ပါဘူးဗျာတရေတကောင်ကျုပ်ဖမ်းခဲ့အခုသမင်းစားပြီးကိုဘိုးလေးတို့စီသွားလိုက်အောင်မယ်ဗျာမင်းကတော့အိမ်ကိုကတ်တယ်ကိုမရှိဘူးကောင်လေးဟာကြောင်ရင်ထဲမှာကြက်သားကြော်ထားတယ်ထည့်စားလိုက်ပြီးရင်အပေါ်ကကောင်မတွေကိုကျွေးရမယ်ရက်ရောက်ပြီနော်မီးဘိုထဲမှာပြင်ဆင်ထားတယ်မင်းရွာထဲမသွားခင်ကျွေးခဲ့ဟုတ်ကဲ့ပါမောင်ဘိုးတင်အောင်ဦးဦးရဲ့စကားကိုဖြေပြီးတော့မိဖို့ကြောင့်ဘက်စီကိုထွက်ခွာလာခဲ့ပါလေတော့တယ်ဖိုးတွင်းနဲ့သားတို့လူပြိုပေါက်စာများဘင်းကြိုတလက်ဖြစ်အိမ်ကြီးတိမ်ရှိလမ်းတွင်လက်ဆွမ်းပြနေသည်မောင်ဘိုးတင်ဒီကဖိုးတွင်းတို့ယူလာတဲ့ကြက်ကာလာသားကြက်ကိုတယောက်ထဲနောက်မှနေပြီးတော့လွေးနေတယ်တချင်းတစ်ပုတ်ပြီးတဲ့အခါမှာဖိုးတွင်းကမောင်ဘိုးတင်ဟာဘိုးတင်မင်းငေါ့တခုကူညီမလားပြောလေကိုဘိုးတွင်းငေါ့ဒီကမိကြိုစာပေးပေးပါလားကွာမောင်ဘိုးတင်ခိတ္တများစဉ်းစားလိုက်တယ်မျက်နှာမှာလည်းအနေငယ်ပြုံးလာကပေးလို့ရပါတယ်ဗျဒါပေမဲ့ကျုပ်ကလည်းတခုတော့ကူညီရမယ်ပြောကွာကူညီမယ်မနေ့ကကျုပ်ရွာကိုသွားမှာကိုဘိုးလေးလိုက်ခဲ့ရမယ်ဖိုးလေးကခဏစဉ်းစားလိုက်ပြီးတော့ဘယ်လောက်ကြာမှာလဲမင်းကသွားတာတရက်တော့ကြာတယ်ဗျနောက်နေ့တန်းပြန်လာကြတာပေါ့အေးကွာလိုက်မယ်ကွာမင်းသာစားပေးစိတ်ချဗျာကိုဘိုးလေးရတယ်အခုသွားပေးမယ်ပေးစားဟာမလုံနိုင်ဘူးဟာကောင်ရအခုတော့စိတ်ရှုံမင်းရွာမှာပြန်လာမှာပေးပြီလေကွာနော်ပြီးတာပဲဗျာမနှဆောသွားမယ်နော်ထမင်းထုတ်ခဲ့အောင်ဖိုးတွင်းနဲ့မောင်ဘိုးတင်တို့စကားကိုနားထောင်နေတဲ့ตาရကမောင်ဘိုးတင်ဟာဘိုးတင်ငါ့ကိုလိုက်လို့ရလားရတာပေါ့ဗျာလိုက်မှသေးကြလားသေးကြတယ်ကွာဘိုးတင်အဲ့ဒါဆိုရင်ကျုပ်အိမ်လာခဲ့ဗျာအိမ်တော့မလာဘူးကွာဟိုရွာအထွက်ကစောင့်နေမယ်လေအဲ့ဒါဆိုလည်းပြီးတာပဲဗျာပြီးတော့ကျုပ်ကစေးသွားကုမှာတော့တခုတော့မှားထားအောင်မယ်ကျုပ်လူနာကိုကုနေတဲ့အချိန်ကျရင်ကျုပ်ကိုလေးစားဆက်ဆံမကြလားမောင်ဘိုးတင်ရဲ့စကားကြောင့်ဖိုးတွင်းနဲ့ตาရဟာမောင်ဘိုးတင်ကိုငေး၍ကြည်နေပါလေတော့တယ်မောင်ဘိုးတင်တို့၃ယောက်မနက်ဝေလီဝေလင်းကလေးကပေပင်ရွာမှထွက်လာခဲ့ကြတယ်အပသွားထုံးမဲ့မောင်ဘိုးတင်တို့၃ယောက်နဲ့အငယ်ဆုံးသောမောင်ဘိုးတင်မှာဆက်ရဖြစ်လေတယ်၃ယောက်လုံးလွယ်တယောက်လုံးလွယ်ကတွေ့ရငှက်များကိုပြစ်နေကြလေတယ်မောင်ဘိုးတင်ကလမ်းမှာဖိုးတွင်းနဲ့ตาရတို့ဟာမှားကြားနေသေးတယ်တပည့်တို့ဘိုးတင်ဘယ်ရတပည့်လေကွာငါတို့အဖော်လိုက်တာနော်အေးပါဗျာမေ့သွားလို့ပါဒါမဲ့အပမီနဲ့အိမ်ရောက်နေကြုတ်ပြောတာတွေတော့အလိုက်တသိနဲ့လုပ်ပေးဗျာနော်အေးပါကွာဒါနဲ့ကိုဘိုးတွေးတို့ကိုသားတို့ကတရေကြောက်တယ်လားကြောက်တော့ကြောက်တာဗောကွာမင်းကလည်းကျုပ်ပါတာပဲဗျာမကြောက်ပါနဲ့ကျုပ်တင်းချိုင်းသွားပြီးတော့တရေမွေးရအောင်ပဲဟာအဲ့ဒါဒီလေမင်းကလှုပ်တက်နေပြီလားဟာနည်းနည်းတော့ဖြစ်နေပါပြီမကြခင်လက်တွေ့သိရမှာဗောနော်မောင်ဘိုးတွေတို့၃ယောက်တင်းစင်းရွာကိုလမ်းလျှောက်လာလျာနေမုန်းတဲ့ချိန်မှာညောင်မင်းကြီးနားကိုရောက်လာခဲ့လေတယ်မောင်ဘိုးတွေကညောင်မင်းကြီးကိုမြင်တဲ့အခါမှာကိုဘိုးလေးနဲ့ကိုသားတို့အဲ့ညောင်မင်းသားမှာနားထောင်အောင်ဗျာတေးတမောအိတ်လို့ကောင်းတယ်အဲ့ပင်ရဖိုးတွေကအုံဆိုင်နေညောင်မင်းကြီးကိုကြည့်ကဘိုးတယ်မင်းအပင်ရတရေတွေပါလေရှိမှပုံကြီးနော်ကိုဘိုးတွေကလည်းဗျာတရေရှိတော့လေအစင်ပြေတာဗောတခါလည်းဖမ်းသွားအောင်ပဲလေဗျာဟန်ကြတာမင်းကတော့လေပြောတော့မယ်မောင်ဘိုးတင်တော့လဲညောင်မင်းကြီးအောက်မှာဝင်းကားထမင်းကြိုင်များကိုဖွင့်ပြီးတော့ထမင်းစားရန်ဟန်ပြင်လိုက်နေတယ်မောင်ဘိုးတွေကဥအောင်စီရင်ခန်းထဲမှာတရေမြင်တိုင်းတဲ့မန်တန်ကိုအလွတ်ကျက်ပြီးရွက်ကလက်ညှိုးနဲ့သူ့ရဲ့မျက်လုံးကိုကွင်းထားလိုက်တယ်။တာရကသူ့ရဲ့ထမင်းကြိုင်ထဲမှာဟင်းနဲ့ထမင်းကိုအနှဲငယ်ယူကာညောင်မင်းကြီးပတ်ဝန်းကျင်ကိုပတ်လိုက်ပြီးစားကြပါတောက်ကြပါစားဦးစားပြားကိုတင်မြောက်ပါတယ်။ကိုသားကဘာလုပ်တာလဲဗျာ။ငါတောထဲကိုအဲ့လိုလုပ်တတ်တယ်ကွာ။ပြီးတာပဲဗျာ။ကဲစားကြစားပြီးဝင်ခဏမေးကြမယ်။သူတို့အားလုံးထမင်းစားနေကြလိမ့်တယ်။မောင်ဘိုးတွေကထမင်းစားနေစဉ်မှာတာရပတ်ထားတဲ့ထမင်းဟင်းများအနားကိုတဲမကြီးတကောင်ညောင်မင်းပင်စီမှာထွက်လာက
ရှောက်လှမ်းလာနေတာကိုတွေးလိုက်ရလေတယ်။မောင်ဘိုးတင်ကတစ်ချက်ပြုံးလိုက်ကထမင်းကိုသာဆက်၍စားနေလေပါတော့တယ်။မောင်ဘိုးတင်တို့ထမင်းစားပြီး၍ညောင်မင်းကြီးပေါ်တွေ့တက်နေတဲ့ຫນွယ်များကိုပကတ်ပုံပြုတ်လို့၍မေးနေကြရင်စကားပြောနေကြလေတယ်။ဘိုးတင်မင်းဘင်ဂျိုတီးတဲ့ချင်လားငါတင်ပေးမယ်လေ။တော်ပါကိုဘိုးတွေကခမည်းကိုရွာလူကြီးသားမို့မခင်လေးဖေကလေးခွားနဲ့မထုတာတင်နဲ့။ဟာကောင်ဘိုးတင်မင်းကငါဂီတကိုမခံစားတတ်ဘူးပဲ။မောင်ဘိုးတင်ရဲ့စကားကိုတာယာကကြိတ်ပြီးတော့ရင်းနေလေရာဖိုးတွေတိတ်တော့မကျေနပ်ပြီ။မကျေမနပ်ဖြစ်နေတဲ့ဖိုးတွေကိုမောင်ဘိုးတင်ကစကားဆိုလိုက်တယ်။ကျုပ်ကဘုံတီးကျင်တာဗျာ။ဟာမင်းကလည်းအဆန်းကြီးပါလား။ကျုပ်ဘုံလိုချင်တယ်ဗျာ။မင်းဘိုးတော့ဝယ်ခိုင်းလေဘိုးတင်ဟာ။စဉ်းတော့စဉ်းစားထားတယ်ဗျာ။ကျုပ်ဘုံတီးပြီးတော့လူပြိုလဲရင်ခမရတို့နှစ်ယောက်လိုက်ရမှာနော်။ဖိုးတွေနဲ့သားတို့ငြိမ်သွားလေတယ်။ပြောရသည်မဟုတ်မောင်ဘိုးတင်ကပြောရင်တကယ်လို့သည်ဒေါက်တာဘင်းညိုစားဘုံနဲ့အစားထိုးမြူပြောကခက်ချီမြူတွေးနေပုံပေါ်တော့ကြီးသူတို့သုံးယောက်စကားမပြောဘဲအတန်းကြားငြိမ်နေတော့တယ်အဲအချိန်မှာမောင်ဘိုးတင်အိတ်နေတဲ့ຫນွယ်ကျိုးနားမှာလှုပ်ရမ်းလာရာဖိုးတွင်းနဲ့သားကမျက်လုံးများပြူးကျဲသွားပြီးဘိုးတင်မင်းຫນွယ်တွေလုံနေတယ်ဟာမောင်ဘိုးတင်ကຫນွယ်ကျိုးများပေါ်မှာအောက်ကိုဆင်းလိုက်လေတယ်ဖိုးတွင်းနဲ့သားသည်လည်းလိုက်ပါဆင်းလိုက်ခါမောင်ဘိုးတင်အနားကိုသွားရက်နေလိုက်တယ်မောင်ဘိုးတင်ကညောင်မင်းကြီးကိုကြည့်ပြီးတော့ပြုံးကတရေတကောင်မွေးမလို့ရှာနေတာအတော်ပဲတင်းတိုင်းသွားစရာမလိုတော့ဘူးမောင်ဘိုးတင်ရဲ့စကားကြောင့်ဖိုးတွင်းနဲ့သားတို့လန့်ဖြန့်ကမောင်ဘိုးတင်နောက်ကိုဝင်လိုက်လေတယ်မောင်ဘိုးတင်တဲ့ကြီးတဲ့ဘိုးတွင်းနဲ့သားဒီကခလေးသားမောင်ဘိုးတင်ရဲ့နောက်မှာရက်လိုက်ပြီးမောင်ဘိုးတင်ပကုံးကိုကိုင်းကဘိုးတင်ငါကြောက်တယ်ကွာမင်းဘာတွေလုံးမလို့လဲမကြောက်ပါနဲ့ဗျာဘိုးတင်ပါရင်ဘယ်သူမှဒုက္ခမရောက်စေရဘူးအေးပါကွာခင်ဗျားတို့ကြောက်စရာလန့်စရာတွေမြင်ရရင်မပြေးနဲ့နော်ပြေးရင်တော့ကြုတ်လဲတောင်းမြူနိုင်ဘူးမောင်ဘိုးတင်ရဲ့စကားကြောင့်ဖိုးတွင်းနဲ့သားတို့ခေါင်းကိုသာညှိလိုက်ပြီးအတန်မထွက်တော့ပြီအတန်မထွက်တော့သူတို့ဟာမောင်ဘိုးတင်မှနောက်လှည့်ကြည့်လိုက်ပြီးကြောက်နေစမ်းပါလေဗျာအေးပါကွာမင်းကိုအားကိုးပါတယ်ဘိုးတင်ဟာဟုတ်တယ်အားကိုးပါတယ်ကွာဖိုးတွင်းနဲ့သားတို့စကားကြောင့်မောင်ဘိုးတင်ကျင်းနဲ့စွာတစ်ချက်ပြုံးလိုက်ပြီးညောင်မင်းကြီးကိုကြည့်ကမန်နန်တပုတ်ကိုမျက်လုံးမှိတ်ပြီးတော့မန်ပါနဲ့ရွတ်လိုက်ကဒီပင်ကတည်းရဲ့နင်းကုန်ကမွေးခြင်းနဲ့လက်ခံကအခုချက်ချင်းငါရှိလာခဲ့မောင်ဘိုးတင်ကစကားဆုံးတာနဲ့ညောင်မင်းကြီးရဲ့ပင်စီမှရှုပ်ပွားနေတဲ့ဇပင်ကိုဖားရချထားပြီးဇနွေးများပမာဝင်းဝါနေတဲ့မျက်နာမှာမျက်စိတို့ကမဲနေနေတယ်အမေအောင်ထမိန်ကြီးကိုရင်ရှားထားပြီးတော့အကြည့်ရဆိုးတဲ့တရေမာတကောင်မှမောင်ဘိုးတင်မလန်းမကန်းတွေရက်နေလေတယ်ဖိုးထွင်းနဲ့ตาရတို့ဒီကတုံရင်နေပြီးမောင်ဘိုးတင်ပခုံးကိုသာတင်းတင်းစုပ်ကင်ထားကြရာကိုဘိုးတင်နဲ့ကိုသာကျုပ်ပခုံးကျိုးတော့မယ်ဗျနားလိုက်တာဗျလွတ်ကြအောင်ကြောက်လို့ပါကွာဘာမှမကြောက်နဲ့ကျုပ်ရှိတယ်အေးပါကွာမောင်မိုးတွေကကြံသူနှစ်ယောက်ကိုမကြောက်ရင်ပြောလိုက်ပြီးတရေမကိုစိတ်စိတ်ကြည့်ကတရေမနင်းနာမည်ဘယ်လိုခေါ်လဲမြခင်ကိုတရေမပြောလိုက်တော့ကြောင့်သူကြီးအမေနာမည်နဲ့တူပါလားဟုတွေးလိုက်တယ်သူကြီးအမေဖြစ်နေမလားဆိုတဲ့အတွေးတော့မောင်ဘိုးတင်စိတ်ထဲမှာတစ်စက်ကလေးများရှိမနေပါဘာကြောင့်လဲဆိုတော့မောင်ဘိုးတင်တွေးထားတော့သူကြီးအမေမှာမင်းသမီးလေးတည်းများလှပသည်ဟုထင်ထားတာကြောင့်သူကြီးရှိမှရှိတဲ့တရေမအားသူကြီးအမေကိုလုံးဝကိုမထင်မိပါအဲဒီနောက်မောင်ဘိုးတင်ဟာတရေမကိုနင်းကငါ10ရက်ကိုအမဲသား2ပိတ်သာကျွေးမယ်နင်းကငါခိုင်းတာလုံးရမယ်လုံးမလားပြောစမ်းလုံးမယ်တရေမကကွဲအပ်6ကတ်နေတဲ့အတန်ဖြစ်ပြန်ဖြေးလေတယ်အဲဒီကမောင်ဘိုးတင်ကလုံးမယ်သူစာချုပ်ချုပ်ရမယ်နေနေတဲ့နေရာကိုပြောဒီညောင်မင်းမဲအေးပြီးရောမောင်ဘိုးတင်ကညောင်မင်းပင်စီနားကိုသွားပြီးသူ့ရဲ့လက်ထိတ်ကိုလွယ်ထဲမှာပါလာတဲ့ဓားလေးနဲ့ဖောက်လိုက်ပြီးတော့ညောင်မင်းပင်စီကိုသွေးများပေစီပြီးနိုင်ငါဘိုးတင်တရေမများခင်ကို10ရက်ကိုအမဲသား2ပိတ်သာကျွေးပါမည်မကျွေးပါကငါနဲ့ငါမိသားစုဒုက္ခရောက်စေတရေမများခင်သည်ငါဘိုးတင်ခိုင်းမကိုလှုပ်ရမည်မောင်ဘိုးတင်ကတရေမကိုမွေးပြီးဖြစ်၍တရေမဘက်ကိုလှည့်ကာနေကိုငါပိုင်ပြီနော်ငါတော့လိုက်ခဲ့သိစိမ့်ရွာတဲ့တရေဘူးတဲ့သူကိုငါအမိန်ပေးမောင်းထုတ်လိုက်ကြားလားနောက်တစ်ခါပြန်မပူးနိုင်အောင်လှုပ်ပေးနိုင်နော်ကြားလားတရေမကမောင်ဘိုးတင်ရဲ့စကားကိုကောင်းညှိပြီးပျောက်ကွယ်သွားပါတော့တယ်မောင်ဘိုးတင်လည်းဖိုးထွေးနဲ့ตาရကိုခေါ်ကာတစ်စိမ့်ရွာကိုခရီးဆက်လာပါလေတော့တယ်မောင်ဘိုးတင်တို့ညနေနေဝင်လူမှာတစ်စိမ့်ရွာအဝင်ကိုရောက်လာကြလေတယ်ရွာဝင်မှာတစ်စိမ့်ရွာမှာဥစော်ဆိုသောသူနဲ့ကိုမိုင်းဆိုသည့်လူနှုတ်ရက်ဆောင်ကမောင်ဘိုးတင်ကိုမြင်ကြသောအခါဘိုးတင်ဆရာကြီးမပါဘူးလားမပါဘူးဗျအဖကျုပ်ကိုပဲလွှတ်လိုက်တာဟုတ်ပါမလားကွာတုံဆရာတွေမရလို့ဆရာကြီးကိုပင့်တာနော်မယုံရင်လည်းကျုပ်ပြန်ုံပဲလေကျုပ်ဘာကိုပြန်ပြောလိုက်မောင်ဘိုးတင်ကဖိုးတွေးတို့ကပြန်ပြီးဦးသဘောနဲ့မျက်စာပစ်ပြလိုက်ပြီးနောက်ပြန်လှည့်လိုက်တဲ့အခါဥစော်ဆိုသူမ
အာဘိုးတင်မပြန်ပါနဲ့ကွာလာလိုက်ခဲ့ပါဆရာကြီးကမင်းကိုလွတ်လိုက်တာဆိုတော့လေမင်းပဲကုပေးပါပြီးတာပဲဗျာဒါဆိုလဲရှေ့ကလမ်းပြအော်နေခဏလေးမောင်ဘိုးတင်ကရှေ့မှသွားတော့မယ်ဦးစော်နဲ့ကိုမိုင်းကိုလက်ကပြလိုက်ပြီးလွယ်ထားတဲ့ထမင်းကြိုက်နဲ့လေးကွလောက်စာစားရှိသည်များကိုထည့်ထားတဲ့လွယ်အိတ်ကိုချွတ်လိုက်ပြီးဖိုးထွေးကိုပေးလိုက်ကဒေချာတဲခဲ့တော့ဂယုဆိုင်လွယ်ကြလာဖိုးထွေးကမျက်စိတစ်ဖက်မှိတ်ပြပြီးတော့ပြောလိုက်ရမှာဖိုးထွေးအောင်တက်နဲ့လွယ်အိတ်ကိုယူလိုက်ရတော့တယ်အဲဒီနောက်မောင်ဖိုးတင်ကလက်တစ်ဖက်နဲ့ဦးစော်တို့ဟာသွားဟူသောသဘောနဲ့ပြလိုက်ပြီးတော့လက်နှစ်ဖက်ကိုနောက်ပစ်ကကြော့မော်စွာနဲ့လမ်းလျှောက်နေလေတော့တယ်သူဤစိတ်ထဲမှာဟန်နဲ့ပန်နဲ့နေဟူသောဦးအောင်၏စကားကိုနားထောင်နေသည်ဟုတွေးနေရင်လက်နောက်ပစ်ပြီးတော့လမ်းလျှောက်လို့သွားနေပါလေတော့တယ်ရေနံစီမီးခွက်ရဲ့အလင်းအောင်အောက်မှာအသက်15နှစ်ရွယ်ကောင်လေးတယောက်မျက်လုံးပြူးလိုက်အန်ကျိတ်လိုက်နေပါဇက်မှလည်းငါ့ကိုအမဲသားကျွေးမကျွေးရင်ဒီကောင်လေးကိုတတ်စားမယ်အကွဲနေတဲ့အတန်ကြီးနဲ့ပြောတဲ့စကားသည်ကောင်လေးရဲ့ခန္ဓာကိုယ်နဲ့မလိုက်ဖက်စွာထွက်ပေါ်နေလေတယ်အဲဒီချိန်မောင်ဘိုးထင်တို့ရောက်လာပြီးတော့အဲဒီဝင်ရောက်ပူးကတ်နေတဲ့ကောင်လေးနားကိုဝင်ထိုင်လိုက်ပြီးအိမ်ပေါ်မှာရှိတဲ့ကောင်လေးရဲ့မိဘများကိုဘလို့စားဖြစ်တာလဲကျုပ်ကပြောသမ်းတော်တဲ့ထင်းခုတ်ကအပြန်ဖြစ်တာပဲဘိုးထင်ဘိုးထင်ကမျက်နှာကိုမကြည်မသာလှုပ်ပြီးတော့ချောင်းဟန်းလိုက်ရာအစောကပြောသောဝင်ပူးကန်ကောင်လေးရဲ့ဖခင်သည်ပြန်၍ပြောလေတယ်တော်တယ်သွားပြီးဖြစ်တာပါပဲဆရာလေးဘိုးထင်ကျုပ်ကမပင့်ခင်တခြားသူတွေကိုပင့်သေးလားပူးကန်ရဲ့အကောင်ပြောသလိုလိုက်လို့လားဆရာနှစ်ယောက်တော့ပင့်ပြီးထားပါသေးတယ်သူတို့ပြန်သွားတယ်ပြန်ပူးတာပဲအမဲသားလဲသွားကြွေးပါတယ်ကြွေးနေတော့ခဏပဲပြီးရင်ပြန်ပူးတာပါပဲဆရာလေးဘိုးထင်ကဲဘာမှပူမနေကြနဲ့တော့ဆရာအုံးရဲ့တပည့်ဆရာဘိုးထင်ရောက်လာအကုန်ပြောက်ပြီးသားမှတ်မောင်ဘိုးထင်ကအဲ့ဒီလိုကိုရီသွေးပြောဆိုနေစင်မှာဝင်ဘူးခံရတဲ့ကောင်လေးကမောင်ဘိုးထင်ဟာလယ်ဘင်းကိုညစ်မိဟန်ပြုတ်လုံနေစင်ညခင်ဒီကောင်နောက်တစ်ခါပြန်မပူးရအောင်လှုပ်လိုက်စမ်းမောင်ဘိုးထင်ရဲ့စကားဆုံးသွားတာနဲ့ဝင်ဘူးခံရတဲ့ကောင်လေးဟာနောက်ကိုလန်ကျသွားပြီးမျက်လုံးများပြူးကငိမ်သက်သွားလေတော့တယ်ခဏကြာသောအခါမှသတိပြန်ရလာကအမေကျုပ်ဘာဖြစ်တာလဲဟမ်ဘိုးတင်ကဘယ်လိုလုပ်ပြီးရောက်နေရလဲစိုးရီနေဘာမှဖြစ်တော့ဘူးနော်ဆရာလေးဘိုးတင်လို့ခေါ်နင့်ကို तू ကကုပေးလိုက်တာဗျာဆရာလေးဘိုးတင်ဟုတ်လားမောင်ဘိုးတင်ကအိမ်ရှင်များကိုကုသငွေ90တောင်းလိုက်ရာကြည်ပြူစွာနဲ့ပေးပြီးတဲ့နောက်မောင်ဘိုးတင်ကအိမ်ရှင်များချပေးတာရေနွေးချမ်းကွက်ကိုဟန်ပါနဲ့ကင်လိုက်ပြီးကဲကျုပ်တပည့်လေးလည်းဘိုက်စာနေလောက်ပြီညစာလေးကျွေးဖို့အစီအစဉ်ရှင်းကျွေးလိုက်ကြပါဦးမောင်ဘိုးတင်ကရေနွေးချမ်းကိုတောက်ရင်လည်းအဲ့ဒီလိုပြောလိုက်တဲ့အခါဖိုးထွေးနဲ့သားရမျက်လုံးပြူး၍မောင်ဘိုးတင်ကကြည့်နေကြလေရာမောင်ဘိုးတင်ကမမြင်ဟန်မျက်နှာလွှဲနေလိုက်ပါတော့တယ်ဇိုးဝေကိုအပထုတ်ပေးပြီးတဲ့နောက်ဇိုးဝေမိဘများဟာမောင်ဘိုးတင်တို့ကိုညစာကိုကောင်းမွန်စွာကျွေးမွေးနေသည်မောင်ဘိုးတင်မှာအားရပါရထမင်းစားနေရဖိုးထွေးကဆရာလေးဘိုးတင်ကညစာအသားဟင်းတွေမစားဘူးကြက်ကာလာသားဆိုပိုးလို့တော့မစားဘူးဗျာဖိုးထွေးကအဲ့ဒီလိုပြောကကြက်ကာလာသားချက်ကိုဘိုးတင်နဲ့ဝေးရာကိုဆွဲလိုက်တယ်တာရကလည်းဖိုးထွေးနီးတူဟုတ်တယ်ဗျာဆရာလေးဘိုးတင်ကဝက်သားတွေလည်းမစားဘူးနည်းနည်းပဲစားတာမောင်ဘိုးတင်ထဲစားပြီးတော့လဲတာရကမောင်ဘိုးတင်မလန်းမကန့်မှဝက်သားရေးပကံကိုသူ့ချိတ်မှာချလိုက်လေတယ်မောင်ဘိုးတင်ကထမင်းစားနေတဲ့ဖိုးထွေးနဲ့တာရကိုမျက်လုံးပင့်ကြည့်လိုက်တယ်။သို့ပေမဲ့ဖိုးထွေးနဲ့တာရသည်ကမမင်းကြောင်ဆောင်ကထမင်းစားနေကြလေတယ်။အဲဒီနောက်မောင်ဘိုးတင်ကတပည့်လေးတွေကမသိဘူးထင်တယ်။အဲဒီအသားဆောင်တာတွေဘာတွေကမနေ့ကနောက်ဆုံးနေလေတပည့်လေးတွေမင်းတို့ကမပြောလိုက်ရဘူး။မောင်ဘိုးတင်ကအဲဒီလိုပြောပြီးတော့ဟင်းကွက်များကိုပြန်ဆွဲယူလိုက်ပါတော့တယ်။မောင်ဘိုးတင်တို့ကအပထုတ်ပေးရအိမ်ကနေထွက်လာပြီးမောင်ဘိုးတင်ရဲ့ဖခင်အိမ်ကိုလှမ်းလာခဲ့ကြတယ်မောင်ဘိုးရင်ရဲ့ဖခင်အိမ်ကိုရောက်တော့မောင်ဘိုးရင်ရဲ့ဖခင်ဦးကောင်းကကိုယ့်ပြစ်မှာထိုင်ပြီးအရက်တောက်နေလေတယ်။မောင်ဘိုးရင်အိမ်ဝိုင်းထဲဝင်သွားပြီးမိကွက်မထွန်းအမောင်ထဲမှာအရက်တောက်နေတဲ့ဦးကောင်းကိုအဖေကျုပ်ဘိုးတင်ပါဘိုးတင်အလဲလာတာလားကွာမောင်ဘိုးတင်ခိတ္တကြောင်ငေးသွားလေတယ်။အမြဲဂျိုးကောင်လေးကိုခေါ်တဲ့အဖေဒီကအခုဘိုးတင်လို့ခေါ်နေပြီမဟုတ်ပါလား။သူငေးကြောင်နေစင်မှာဦးကောင်းကဆက်ပြီးတော့စကားဆိုလာတယ်။ဘိုးတင်ထမင်းကိုစားပြီလားနေလေကငါချက်ထားတာရှိသေးတယ်ကွာသွားစားဒီမှာအိမ်မှာမဟုတ်လားဟာဟိုနောက်ကဧည့်သည်တွေပါလာလားမီးအောင်မရှိလားအောင်မင်းလေးအောက်မှာဘိုးထင်နောက်မှာဖိုးထွေးနဲ့တာရတို့ကိုကြည့်လိုက်ပြီးဦးကောင်းပြောလိုက်ရာမောင်ဘိုးထင်ကခေါင်းကိုညှိလိုက်ပြီးတော့ဟုတ်တယ်ဖေကျုံနေတဲ့ကြွားပါကျုံနောက်ကိုအဖော်လိုက်လာပြီလားသူတို့အတွက်ကောပဲဆိုထမင်းချက်ရလိမ့်မယ်ငါလှဝင်းတို့အိမ်ကဟင်းနေသွားယူလိုက်အောင်မယ်ဒီနေ့ဒီကောင်လေးဝက်ဖော်ထားတယ်
ဖခင်ဖြစ်သူရဲ့ပြောင်းလဲသွားသောဆက်ဆံမှုကြောင့်မောင်ဘိုးတင်အန်အောဝမ်းသာလုံး၍ဘာပြန်ပြောရမည်နည်းဟုတွေးတောနေစဉ်မှာဖိုးထွေးမှဦးကောင်းဟာစကားအစပြောလိုက်တော့တယ်။ဦးလေးကျုပ်တို့ကညသာစားပြီးပြီဗျာ။ဟေးဟုတ်လား။စိုးကြီးအရက်ဆိုင်ကလား။မဟုတ်ဘူးဗျာ။ဘိုးတင်အပထုတ်ပေးတဲ့အိမ်ကကျွေးလိုက်တာ။ဟာဘိုးတင်ကအဲ့ဒီပညာတွေတတ်နေပြီလား။ဟုတ်တယ်ခင်ဗျာ။အေးကောင်းတယ်ဘိုးတင်ငါမီးခွက်သွားထွန်းလိုက်အောင်မယ်ကွာ။ဦးကောင်းကကိုပြင်းမထရန်ပြင်လိုက်စဉ်မောင်ဘိုးတင်ကရတယ်ပြီကျုပ်သွားထွန်းလိုက်မယ်။မီးချင်းနဲ့မီးခွက်အရင်နေအောင်မလား။အေးဟုတ်တယ်ရတယ်ကျုပ်သွားလိုက်မယ်မောင်ဘိုးတင်ကအိမ်မော်ကိုတက်သွားလိုက်လေတယ်မကြမီမောင်ဘိုးတင်ရဲ့အိမ်လေးဟာမီးရောင်လေးများထွန်းလင်းလာလေတော့တယ်အဲ့ဒီချိန်မောင်ဘိုးတင်တို့အိမ်ဝိုင်းထဲကိုလူတယောက်ဝင်လာလေတယ်ဝင်လာတာနဲ့အဲ့လူရဲ့ဗဇက်မှာလဲဘိုးတင်ဆိုတဲ့ကောင်ရွာလာတာတော့ငါ့ကိုမပြောဘူးတကယ့်ကောင်အဲ့ဒီလူမှာမောင်ဘိုးတင်ကိုငယ်ငယ်ကလေးကတန်ရုံးစင်ရှိနေတော့အရက်ဆိုင်ပိုင်ရှင်ကိုစိုးကြီးဖြစ်တော့တယ်ကိုစိုးကြီးကမီးခွက်ထုံးပြီးတော့ပြန်ဆင်းလာတဲ့မောင်ဘိုးတင်ရဲ့ပခုံးကိုပုတ်လိုက်ပြီးမင်းဆိုတဲ့ကောင်ကွာတကယ်ကိုနေနိုင်တာပဲရွာအောင်ရောက်ချင်းငါစီဝင်လာပါအောင်ဟာမနက်မှဝင်မလို့ပဲဦးစိုးကြီးကတမင်းစားပြီလားမင်းငါ့ရင်လိုက်ခဲ့ကွာငါကြက်ကာလာသားချက်ထားတယ်စားပြီဗျာအဲ့ဒါဆိုလည်းငါဟင်းသေးခဲ့မယ်ကွာအဲ့လိုလဲကောင်းတာပဲဗျာဆိုင်းတောင်းနေစကားပြောရတာပေါ့တမင်းဧည့်သည်တွေဒါလုံးတက်လားကိုစိုးကြီးကလက်မပါဇက်ထက်မော့ပြရင်လည်းပြောလိုက်ရမလုပ်တတ်ဘူးဗျာဒါပေမဲ့အဖေတို့တော့ယူပေးခဲ့ပါဦးမင်းဖေကိုလည်းတေချာကြည့်ရောစုပ်ပြီးတော့တိုက်မနေနဲ့ငါသွားယူလိုက်မယ်အားဆိုဦးစိုးကြီးပြောမှမောင်ဘိုးတင်လာရောက်အောက်မှာသူ့အဖေအားတေချာကြည့်လိုက်မိတော့တယ်မျက်နာအပါဝင်အသားအရည်ကဖောင်းပွားနေပြီဖြစ်လေတယ်နှစ်ရှည်လာများအရက်ကြီးတောက်နေတဲ့ဖခင်ဒီကပွာရောင်းတဲ့အသားရည်ကိုပိုင်ဆိုင်နေပြီဖြစ်တယ်မဟုတ်ပါလားဦးကောင်းဒီကဖိုးထွေးတာရတို့နဲ့ရီကာမောကစကားကောင်းနေပြီဖြစ်တော့တယ်မကြတော့ချိန်မှာကိုစိုးကြီးရောက်လာပြီးကြက်ကာလာသားချက်များကိုအိုးလိုက်မလာကအရက်တပလင်းမှာခါထိုးလာလေတယ်အဲ့ဒီရက်ပလင်းကိုမောင်ဘိုးတင်ကိုပေးလိုက်တော့ခါဦးကောင်းကဘိုးတင်မင်းအရက်တောက်တက်နေတာလားမတောက်ပါနဲ့ကွာမတောက်ပါဘူးဗျအဖေတို့ကြောက်မှားလိုက်တာငါလည်းအရက်များနေပြီအရက်ရဲ့ကြေးကြုံဖြစ်ပြီးတော့မင်းကငါအပြစ်ဖို့မိတယ်ငါတောင်းမှန်ပါတယ်ကွာဦးကုန်းပြောတာမှန်တယ်ကွာတကယ်တော့ဒါမင်းနဲ့ဘာမှမဆိုင်ပါဘူးကွာထားလိုက်ပါတော့ဖေဟာအခုပြပြပါစားကြတောက်ကြတော့ဗောနော်အရက်တော့မတောက်ကြဘူးနော်အင်းပါဗျသူတို့အားလုံးလဲရီကာမောကနေစားတော့ဝိုင်းလေးကစိုးပြေးသွားရှိနေပြီအရီနာဦးစိုးကြီးပြန်သွားချိန်မှာမောင်မိုးတင်တို့အိတ်ဖို့ပြင်ဆင်လိုက်ကြပြီးအိတ်ဆက်လိုက်ကြတော့လေတယ်သူတို့အိမ်မောကြနေတဲ့အချိန်မှာအိမ်ကွတ်ပြစ်ပေါ်မှာအမျိုးသမီးတူထိုင်နေပြီးတော့တစ်ချက်ငိုရှိုက်တန်ကထွက်ပေါ်လာသည်ကိုသူတို့အိတ်ပျော်နေသောကြောင့်ကြားနိုင်ကြမည်မထင်ပေမောင်မိုးတင်တို့တစ်စိတ်ရွာလေးမှမနက်စောစောထွက်ခဲ့ရာဘေပင်ရွာသို့ညနေချိန်ပြန်ရောက်လာလေတယ်ရွာထိပ်ရောက်တာနဲ့တာရကမောင်ဘိုးတင်ကိုစကားဆိုလေတယ်ဘိုးတင်မင်းတော့ငါတို့လိုက်ပေးတယ်နော်မင်းလည်းငါတို့ကူညီတောင်းရင်ပြန်လုပ်ပေးရမယ်စိတ်ချပါဗျာကိုသားတို့အတွက်ဆိုကျုပ်ကစေနာအပြည့်နဲ့ကိုကူညီပေးမှာကိုသားတို့လို့မဟုတ်ဘူးနော်ငါတို့ကမင်းကိုစေနာမပါဘူးလို့ပြောရလားဝတ်သားကွက်ကြီးဆွဲသွားတာစေနာပါတာလားဗျာမင်းအောင်ဒိုးကိုများတပယ်လေးပါလိမ့်နော်ဟမ်အဘဟိနဲ့ဟန်နဲ့နေဆိုလို့ပါဗျာကထားလိုက်ပါကွာနောက်2ရက်လောက်နေမင်းငါတို့နဲ့လိုက်ခဲ့ရမယ်ဘယ်လိုတုံးဗျာမင်္ဂလာကိစ္စလို့သာမှတ်ကွာကဲသွားပြီဖိုးရင်းနဲ့သားမောင်ဘိုးတင်ကိုနှုတ်ဆက်ကသူတို့၏အိမ်များကိုထွက်သွားကြလေတယ်မောင်ဘိုးတင်ကလည်းဦးအောင်ရဲ့အိမ်ကိုရောက်တာနဲ့ဦးအောင်ကိုငွေ90အကုန်လုံးကိုအပ်လိုက်လေတယ်ဦးအောင်ကမောင်ဘိုးတင်ကိုငွေအစိတ်ပြန်ပေးတဲ့အခါမှာမောင်ဘိုးတင်ကအာဖကျုပ်မြူခြင်းဦးပါရဲ့ယူပါကွာမင်းကလည်းမင်းကုထားတာကျုပ်ကငွေအစိတ်ကိုမြူခြင်းဦးဗျာကျုပ်လိုချင်တာရှိရင်အဘကိုပြောမယ်အဘဝယ်ပေးဗျာအေးပါကွာအဲ့ဒါဆိုလည်းကောင်းပြီမင်းလိုအပ်တာရှိရင်သာပြောကွာပြောမှာပါဗျမောင်ဘိုးတင်ရဲ့စိတ်ထဲမှာ6လုံးဘက်ဘုံကိုတွေးနေသည်ဆိုတာဦးအောင်မသိနိုင်ပြီဦးအောင်ကမောင်ဘိုးတင်နဲ့အတူပါလာတဲ့တရေမအားခြံဝါမှာတွေးလိုက်ရ၍မင်းတကောင်ဖမ်းခဲ့တာလားဟုတ်တယ်ဗျဘယ်နားလေးနေရာပေးရမလဲဗျမင်းရေသွားချိုးပြီးနားလိုက်တော့ငါပဲကြည့်လို့လိုက်ဟုတ်ကဲ့ဗျမောင်ဘိုးတင်ကလွယ်ကိုအိမ်အောင်မှာချိတ်ကအိမ်မော်ကိုတက်သွားလေတော့တယ်ဦးအောင်ကခြံဝါကိုသွားလိုက်တဲ့အခါခြံဝါမှာရက်နေတဲ့ညောင်မင်းကြီးမှတရေမတွေးလိုက်ရာနင်းကညောင်မင်းကတစီမဟုတ်လားဟုတ်တယ်နင်းကိုဘိုးတွေကဖမ်းလာလားအော်ဘူးငါလိုက်လာတာနင်းနဲ့သူနဲ့ဘာဆိုင်လို့တော့အဲ့ဒါငါသားဟင်ဦးအောင်ကတစေမကိုတေချာကြည့်လိုက်ကနင်းပြန်တော့နင်းနဲ့ဘိုးတွေကဘာမှမဆိုင်ဘူးနင်းနဲ့သူနဲ့ဘဝချားနေပြီပြန်တော့မပြန်ဘူးငါစကားကိုနားမထောင်ဘူးပေါ့
ဦးအောင်ကခြံဝါမှာရှိတဲ့ဩဇာပေမအရွက်ကိုခူးကာမြေအောက်ကိုချလိုက်ပြီးဖနှောင်းနဲ့ပေါက်ကပြန်ကောက်ပြီးတော့တဆေမကိုပြစ်ပေါက်လိုက်တဲ့အခါတဆေမအနာကိုအရေးမဲများစွာဦးအောင်ရဲ့အိမ်ဝိုင်းထဲမှာထွက်လာပြီးတဆေမကိုရစ်ပတ်ပြီးတော့ရွာအပြင်ကိုတဲဆောင်သွားပါလေတော့တယ်အဒီနောက်ဦးအောင်လည်းတပ်ပြင်းတစ်ချက်ကိုလေးပင်စွာချလိုက်ပြီးတော့အိမ်အောက်မှာရှိတဲ့တန်းလျားမှာထိုင်နေခဲ့ပါတော့တယ်များမကြပြီးရေမိုးချိုးပြီးတဲ့မောင်မိုးတွေကတန်းရမှာလာထိုင်ပြီးအဖကျုပ်ခေါ်လာတဲ့ကောင်မရောလူလေးအဲ့ဒီလိုမခေါ်နဲ့လေအဖပဲအဲ့လိုပြောရမယ်ဆိုဦးအောင်ခိတ္တငြိမ်သက်သွားပြီးတဲ့နောက်ကောင်းလေးမင်းခေါ်လာတဲ့သူ့ကိုငါလွတ်လိုက်ပြီဟာဘာလို့လဲဖရဲ့စာချုပ်တော်ချုပ်ထားပြီးပြီကိုဘာမှမဖြစ်ပါဘူးကွာငါလွတ်လိုက်တာအဲ့ဒီတည်းမှာကျုံအမေရဲ့နာမည်နဲ့လာတူနေတယ်ဗျအဖရဲ့နာမည်သာတူတာပါဗျာကျုံအမေရဲ့ရုံနဲ့တော့တခြားစီနေမှာသူကြောက်စရာရုပ်ကြီးလေကျုံအမေကမင်းသမီးလေးလိုလှတဲ့ရုပ်လာမှမဆိုင်ပါဘူးဖရာသိလားစပွဲကုံပေါ်မှာရှိတဲ့ရင်နွေးချမ်းအိုးထဲမှာရင်နွေးချမ်းကိုရင်နွေးပကံလုံးထဲကိုငှဲ့ပေးရင်းနဲ့ပြောနေတဲ့မောင်ဘိုးတင်ကိုဦးအောင်တယောက်ဂယူနာတက်စွာကြည့်ရင်တဆေမာကြီးဟာသူ့ရဲ့အမေဖြစ်သည်ဆိုတဲ့ကိစ္စအားဖုံးကွယ်ထားလိုက်ပါလေတော့တယ်ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေအောင်လန်းဘိုးတင်ဇာတ်လမ်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်နေ့မှလည်းဆက်လက်ပြီးတော့အပိုင်းဆက်တွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ခင်ဗျအဲ့ခါမှလည်းလာပြီးတော့နားဆင်အားပေးကြပါဦးဒီနေ့မှအချိန်ပေးပြီးတော့နားဆင်ခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာကျွန်တော်အန်ခင်မူပါ